ငွေကင်းစားကလေးငယ်လေးရဲ့ပထမဆုံးအကြိမ်ငိုယိုလိုက်တဲ့အတန်နဲ့အတူအိမ်ထဲမှာဘာအကြောင်းရင်းမှမရှိပဲရွှေမိုးတွေဘုံကနေရွာချလာခဲ့ပါတယ်သမီးလေးငိုလေးရွှေမိုးတွေရွာလေးနဲ့ရှစ်လအတွင်းမှာတင်ဒီစင်းရဲသားမိသားစုဟာတခရိုင်လုံးမှာအချမ်းသာဆုံးဖြစ်လာခဲ့ပါတော့တယ်ဒါပေမဲ့ဒီလိုဝက်ချက်ကြောင့်သမီးလေးအသက်အန္တရာယ်မကြုံရအောင်ဖခင်ဖြစ်သူကရဲရဲဝံ့ဝံ့ကြီးဆုံးဖြတ်ချက်ချလိုက်ပါတယ်ဖခင်ဖြစ်သူမှသမီးလေးဘေးကင်းဖို့အတွက်ငါတို့တမိသားစုလုံးစင်းရဲခြင်းအောင်ဆောင်ရမယ်အချိန်တွေဟာတရွေ့ရွေ့နဲ့18နှစ်တိုင်ကုန်သွားခဲ့ပါပြီသမီးလေးကင်လျှောက်ရီဟာအရွယ်ရောက်လို့နှာသွေးကြွယ်လာသလိုသူမရဲ့ငိုတန်ကြောင့်ပဲသူတို့မိသားစုဟာအခုဆိုကမ္ဘာအချမ်းသာဆုံးတထေးကြီးဖြစ်နေပါပြီဒါပေမဲ့သမီးလေးကိုအန္တရာယ်ကကာကွယ်ဖို့အမှန်တရားကိုလှုပ်ဝက်ထားပြီးအထက်တန်းသွားတထေးသားကျောင်းကိုစုပ်ပြတ်နေတဲ့သုံးဘီးဆိုင်ကယ်ကြီးနဲ့လိုက်ပို့ခဲ့ကြပါတယ်မိခင်ဖြစ်သူမှသမီးလေးဟာအိမ်ကရှိသမျှပစ္စည်းတွေအကုန်ရောင်းပြီးမှပဲသမီးအတွက်ကျောင်းလာကကိုအနိုင်နိုင်ရှာပေးနိုင်ခဲ့တာပါမိဘတွေရဲ့ဒီလိုစေတနာနဲ့ညာပြောမှုဟာသမီးဖြစ်သူအတွက်ကဆိုးကြီးတဲဆောင်လာတော့မယ်ဆိုတာသူတို့လုံးဝမသိခဲ့ကြပါဘူးအမိုက်ကောက်တဲ့သုံးဘီးနဲ့ကျောင်းလာတက်တဲ့ရှောက်ရီကိုမြင်ပြီးကျောင်းသားတွေကအထင်သေးယွန်ရှာစွာကြည့်နေချိန်မှာပဲကြံခဲ့တဲ့မိသားစုကတော့18နှစ်လုံးအောင်ကြီးခဲ့ရသမျှဝမ်းသာအားရခုန်ပေါက်လို့နေပါတယ်ဖခင်ဖြစ်သူကငါစင်းရဲခြင်းအောင်ဆောင်ပြီး18နှစ်လုံးအောင်ကြီးခဲ့ရတာဒီနေ့တော့နောက်ဆုံးမှာတနိုင်ငံလုံးရဲ့အချမ်းသာဆုံးတထေးကြီးဆိုတဲ့ငါရဲ့ဂုဏ်သတင်းကိုပြန်ဖော်ထုတ်လို့ရပြီဟဲ့သူတို့မသိတာကတော့သမီးဖြစ်သူဟာကျောင်းတက်တဲ့ပထမဆုံးနေ့မှာတင်တခန်းလုံးရဲ့အပေခံဖြစ်နေခဲ့ရတာပါကျောင်းသူတအူးမှနင့်နံစော်နေတဲ့စင်းရဲနံကြီးနဲ့ငါရဲ့တန်ရှင်းတဲ့ဘေးနားကိုလာမထိုင်နဲ့နော်ရှောက်ရီတယောက်မျက်နှာငယ်လေးနဲ့ဖြစ်နေချိန်မှာပဲအေးစက်ခတ်ထန်ပြီးမြစ်ပတ်တာကိုအလွန်ကြောက်တတ်တယ်ဆိုတဲ့ကျောင်းသားဖူးရဲ့ဘေးနားကခုံအလွတ်ကိုတွေ့ပြီးတတိထားပြီးလှမ်းမိလိုက်ပါတယ်ကင်ရှောက်ရီကဟိုကျမဒီနေရာမှာထိုင်လို့ရမလားဟင်လူတိုင်းကဒီအောက်တန်းစားမလေးတော့အပြင်ကိုလွှင့်ပစ်ခံရတော့မယ်လို့ထင်မှတ်ထားချိန်မှာပဲကျောင်းသားဖူးကအလိုလျောက်မတက်ရက်ပြီးကျင်းနာစွာပြောလိုက်ပါတယ်ကျောင်းသားဖူးကထိုင်လေရပါတယ်ဒီမြင်ကွင်းကကျောင်းလာပကေးမလေးပိုင်မုံရောင်ကိုဒေါသပေါက်ကွဲသွားစေခဲ့ပါတယ်။ငွေပိုင်းထမင်းစားချိန်မှာတော့ပိုင်မုံရောင်ကရှောက်ရွေရဲ့ထမင်းပန်းကန်ကိုကျန်းပြင်ပေါ်ရိုက်ချပစ်လိုက်ပြီးဒေါသတကြီးချင်းချောက်ပါတော့တယ်။နင်နောက်တစ်ခါသူ့ကိုထပ်ပြီးမြှူဆွဲဖို့ကြံရွယ်ရဲသေးရင်တော့နင့်လိုစင်းရဲတဲ့ကောင်မကိုငါအရှင်ထားမှာမဟုတ်ဘူး။မှတ်ထားသူမကကျမသူ့ကိုမမြှူဆွဲပါဘူး။ပိုင်မုံရောင်ကချက်ချင်းပဲအပြစ်ပေးဖို့လက်ရွယ်လိုက်ချိန်မှာကျောင်းသားဘူးကအချိန်မီရောက်လာပြီးရှောက်ရွေကိုသူ့ကြောပြင်နောက်မှာကာကွယ်ပေးလိုက်ပါတယ်။ပိုင်မုံရောင်လည်းချက်ချင်းပဲဟန်ဆောင်မျက်နှာပြောင်းပြီးကျောင်းသားဘူးတို့ကကျောင်းသူအစ်စ်လေးကိုညီမတွေလိုဂယုစိုက်ပေးနေတာပါနော်မင်းတို့ကဒီလိုနီးနဲ့ဂယုစိုက်ကြတာလားနေမယုံရင်သူ့ကိုပဲမေးကြည့်လိုက်လေပြဿနာတွေထပ်မကြီးထွားခြင်းနဲ့ရှောက်ရီကတော့ကြောက်ကြောက်လန့်လန့်နဲ့ပဲအမှန်တိုင်းမပြောရဲပဲဝန်ခံလိုက်ရပါတယ်ကင်ရှောက်ရီမှလည်းဟုတ်ပါတယ်သူတို့ကျမကိုတကယ်ပဲဂယုစိုက်ပေးနေတာပါတစ်ဖက်မှာတော့သမီးဖြစ်သူเจ้าမှာအနှိမ့်ဆက်ခံနေရတာကိုမတိရှာတဲ့မိသားစုဝင်တွေဟာစီးစိမ်ခံနေတုံးရှိပါသေးတယ်ဒါပေမဲ့ရုတ်တရက်အိမ်ထဲမှာရွှေမိုးတွေဒလာဟောထက်ရွာချလာပြန်တာကြောင့်သမီးလေးငိုနေပြီဆိုတာသိလိုက်ရပါတယ်အကိုဖြစ်သူကညီမလေးအိမ်လွမ်းလို့ငိုနေတာထင်တယ်သူဒီလောက်အထိအိမ်နဲ့ဝေးဝေးတခါမှမနေဘူးလေမိခင်ဖြစ်သူကစိတ်ပူပြီးဖုန်းဆက်မေးတဲ့အခါမှာလဲရှောက်ရွေကမိဘတွေစိတ်မပူအောင်အန်ကျိတ်ပြီးလိန်ပြောရှာပါတယ်မေသမီးเจ้าမှာအဆင်ပြေပါတယ်တငယ်ချင်းတွေကလည်းသမီးကိုအရန်ဂယုစိုက်ကြတယ်အကိုဖြစ်သူကဝင်ပြောတယ်ညီမလေးတကယ်လို့တယောက်ယောက်ကနင့်ကိုအနိုင်ကျင့်ရဲရင်အကိုကိုချက်ချင်းပြောတော့အကိုအဲ့ဒီကောင်ကိုလုံးဝခွင့်မလွတ်ဘူးညီလေးတို့အိမ်မှာပတ်စံတွေအများကြီးရှိတယ်နော်ညီလေးကိုနှမျောပြီးမစားဘဲမနေနဲ့ဦးအဖွားဖြစ်သူမှပြောလိုက်ပါတယ်ဒါပေမဲ့ရှောက်ရွေကတော့ဒါဟာအဖွားဖြစ်သူကစိတ်သက်သာရအောင်ညာပြောတယ်လို့ပဲထင်နေခဲ့ပါတယ်ဒီလိုအချိန်မှာပဲကောက်ကျစ်တဲ့ပိုင်မုံရောင်ကအဆောင်ခန်းထဲကိုလူမိုက်အုပ်စုနဲ့ထက်ရောက်လာပြီးရှောက်ရွေကိုခြေထောက်နဲ့ကန်ချပြီးရဲရဲဆက်ဆက်နှိပ်စက်ပါတော့တယ်စင်းရဲတဲ့ကောင်မအခုတော့ကြောက်သွားပြီမလားငါရှေ့မှာဒူးထောက်ပြီးနောက်ခါသူ့ရဲ့အနာကိုမကတ်တော့ဘူးလို့အတိပေးစမ်းသူမဒူးမထောက်နိုင်ဘူးသူနဲ့ဘာမှမပတ်သက်လို့ကျမမမှားဘူးဒေါသထွက်သွားတဲ့ပိုင်မုံရောင်ကတုတ်တချောင်းနဲ့ရှောက်ရွေရဲ့ခြေထောက်ကိုအားပြင်းပြင်းရိုက်ချလိုက်တဲ့အတွက်ရှောက်ရွေဟာဝမ်းနဲ့ပက်လက်မျက်ရည်တွေစီးကျလာပါတော့တယ်အတော်မတက်ပဲဇက်တိုက်ရွာချလာတဲ့ရွှေမိုးတွေကြောင့်သမီးဖြစ်သူเจ้าမှာအကြီးကျယ်အနိုင်ကျင့်ခံနေရပြီဆိုတာမိသားစုဝင်တွေရိပ်မိသွားကြပါပြီမိခင်ဖြစ်သူစိုးရိမ်ပြီးဒါရှင်စင်းရဲခြင်းအောင်ဆောင်ခြင်းလို့ဖြစ်ရတာအကုန်ရှင်းကြောင့်အကိုဖြစ်သူကလည်းကားတွေအသင့်ပြင်ပြီးမင်းညီမလေးကိုဘသူကအနိုင်ကျင့်ရဲလဲဆိုတာကျွန်တော်ကိုယ်တိုင်သွားကြည့်မယ်တစ်ဖက်မှာလည်းပိုင်မုံရောင်ကရှောက်ရွေရဲ့မျက်နှာကိုဓားမြောင်နဲ့လှီးဖို့အထိပြင်နေပါတယ်တစ်ချိန်တည်းမှာပဲเจ้าကိုအရှိန်ပြင်းစွာမောင်းမြင်လာတဲ့တထေးကြီးမိသားစုရဲ့ကားခေါင်မိုးပေါ်ကိုပါရွှေမိုးတွေဒလာဩကျလာတဲ့အတွက်အခြေအနေဟာအသက်အန္တရာယ်နာရောက်နေပြီဆိုတာသိပြီးရွှေတုံးတွေကိုတောင်လှည့်မကြည့်ပဲအပြေးမောင်းနေခဲ့ကြပါတယ်စီကံထိန်သိမ်းမှုဆရာကြီးအချိန်မီရောက်လာလို့မျက်နှာအလှပြတ်မဲ့ဘေးကလွတ်ခဲ့ပေမဲ့ပိုင်မုံရောင်ရဲ့နောက်ခံကိုကြားလိုက်ရတဲ့အခါမှာတော့ကျောင်းသူတဦးကဆရာကြီးသူမကပိုင်မိသားစုရဲ့သမီးအဖိုးတန်လေးတွေမကဘူးအချမ်းသာဆုံးမိသားစုနဲ့လည်းစီးပွားရေးပူးပေါင်းတော့မှာတဲ့ကျောင်းကိုစာတင်ဆောင်9ဆောင်လုံးလှူထားတဲ့အချမ်းသာဆုံးသူလေးကြီးနဲ့ပတ်သက်နေတယ်ဆိုတာကြားပြီးဆရာကြီးဟာစာတင်ဆောင်တွေဆုံးရှုံးရမှာကြောက်တာကြောင့်အဖြူအမဲပြောင်းပြန်နှံကရှောက်ရွေကိုပဲအပြစ်တင်ပါတော့တယ်ဒီတော့စီကံထိန်သိမ်းမှုမှလည်းနင်ကဘာလို့ကျောင်းသားချင်းချင်းကိုအနိုင်ကျင့်ရတာလဲကင်ရှောက်ရွေနင့်လိုအဆင်မရှိတဲ့ကလေးမျိုးကိုဘလို့မိဘတွေကတုံတင်ပေးထားလဲဆိုတာငါကြည့်ရသေးတာပေါ့ဟုတ်ပါဆရာသူမိဘတွေလည်းကြည့်ရတာလူကောင်းတွေဖြစ်ပုံမရပါဘူးသူတို့စိတ်ကြိုက်စော်ကားလိုက်တဲ့ဒီစကားတခွန်းကြောင့်မကြခင်မှာမြင်းမြုပ်တင်ကြိုစရာမြင်နေရအောင်ရှိတော့မှာမဟုတ်ဘူးဆိုတာသူတို့လုံးဝမသိခဲ့ကြပါဘူးရှောက်ရွေကတော့မိဘတွေเจ้าကိုရောက်လာပြီးအရှက်မကွဲစေချင်တာကြောင့်မျက်ရည်တွေနဲ့ဒူးထောက်ဖို့ပြင်လိုက်ပါတယ်မဆက်ပါနဲ့ဆရာကျမအခုပဲဒူးထောက်ပြီးတောင်းပန်ပါမယ်ကမ္ဘာအဆင့်မြင့်ကားရန်ကြီးနဲ့เจ้าကိုရောက်ရှိလာတဲ့ဖခင်ဖြစ်သူဟာကားပေါ်ကဆင်းချင်းရွှေမိုးတွေဒလာဩထက်ရွာချလာတာကြောင့်အကြီးအကျယ်ထိတ်လန့်သွားပါတော့တယ်သမီးလေးထပ်ပြီးငိုနေပြန်ပြီးဖခင်ဖြစ်သူစိုးရိမ်နေပါတယ်
ရှောက်ရွေရဲ့ဒူးနှစ်ဖက်မြေပြင်ပေါ်ကိုကြာခင်အချိန်မှာပဲအဆောင်ခန်းတကားကြီးဝုန်းကနေပွင့်ထွက်သွားပြီးဒေါသမီတောက်နေတဲ့အကိုဖြစ်သူရဲ့အတန်ကြီးဟိန်းထွက်လာပါတော့တယ်အကိုဖြစ်သူကဒေါသနဲ့ညီမလေးနင့်ကိုဘသူကဒူးထောက်ခိုင်းတာလဲကမ္ဘာအချမ်းသာဆုံးမိသားစုကြီးရဲ့ဒေါသအောင်မှာရှောက်ရွေကိုအနိုင်ကျင့်ခဲ့တဲ့ပိုင်မုံရောင်နဲ့စီကန်းထိန်သိမ်းရေးမှုတို့ဘယ်လိုမျိုးပျက်စီးသွားမလဲဆိုတာကိုတော့အပိုင်းနှစ်မှာဆက်လက်ရှုစားပေးကြပါဦးအနိုင်ကျင့်စော်ကားခံနေရခြင်းအမှန်တရားကသူမဖက်မှာရှိမနေပဲငွေကြေးကသာအနိုင်ယူနေတော့ရှောက်ရည်တယောက်ဒူးထောက်တောင်းပန်နေရခြင်းကင်မိသားစုဝင်အားလုံးဟာစိုးရိမ်တကြီးနဲ့ចောင်းကိုရောက်လာကြပါတယ်မိန်းကလေးရဲ့မိသားစုဝင်အားလုံးဟာသမီးဖြစ်သူကိုမြင်မြင်ချင်းပဲအလွန်အမင်းစိုးရိမ်ပူပန်ပြီးဒေါသထွက်နေတဲ့အမှုအရာနဲ့အပြေးလွှားမေးလိုက်တာပေါ့ရှောင်းရီသမီးဘာမှမဖြစ်ဘူးမလားမကြောက်နဲ့အဖေရှိတယ်ဒီလိုလူမျိုးကိုတောင်းပန်စရာမလိုဘူးမိသားစုဝင်အားလုံးကိုအတူတူမြင်လိုက်ရတဲ့သူမခများအံ့ဩဝမ်းသာသွားပြီးအကုန်လုံးဘာလို့ဒီလိုဝတ်စုံတွေဝတ်လာကြတာလဲလို့ဇဝေဇဝါမေးရှာပါတယ်အဲ့ဒီအခါမှာတော့အမေဖြစ်သူကစိတ်မကောင်းဖြစ်ကသမီးဖြစ်သူကိုတနာကယူနာတတ်မိတဲ့အတန်နဲ့အခုလိုပြောလိုက်ပါတယ်အမေတို့သာမလာရင်သမီးเจ้าမှာဒီလောက်အထိမတရားနှိပ်စက်ခံနေရတာကိုသိမှာတော့မဟုတ်ဘူးသူမကမိသားစုကိုစိတ်မပူစေခြင်းတဲ့အတွက်အားနာသလိုနဲ့ခေါင်းခါပြပြီးဘာမှမဖြစ်ပါဘူးလို့ညှင်းရှာပေမဲ့အဖွားဖြစ်သူကတော့ညီမလေးကိုဖက်လဲတကင်းလုပ်ရင်အားပေးနှစ်သိမ့်လိုက်ပါတယ်ဒီလိုနဲ့အခြေအနေတွေကိုစောင့်ကြည့်နေတဲ့စီကံထိန်သိမ်းရေးမှုဟာအထင်သေးခဲ့ရတဲ့မျက်နှာပေးနဲ့သူမတို့မိသားစုကိုတစ်ချက်ကြည့်ပြီးသူတို့ကကင်းရှောင်ရွေရဲ့မိဘတွေလားလို့မောက်မာစွာမေးလိုက်ပါတယ်ဘေးကကျောင်းသူတွေကလည်းဒီမိသားစုကိုကြည့်ရတာတမျိုးပဲဆိုပြီးတီတိုးဝေဖန်ပုတ်ခတ်နေကြတာပေါ့ဒါပေမဲ့စီးစိမ်ရှိသူတို့ရဲ့အရှိန်အဝါအပြည့်ရှိတဲ့အဖေဖြစ်သူကတော့ရဲရဲဝံ့ဝံ့ပဲပြန်မေးလိုက်ပါတယ်ဟုတ်တယ်ငါသမီးကိုဒူးထောက်တောင်းပန်ဖို့ဘယ်ကောင်ကဒီလောက်တတိကောင်းနေလဲဆိုတာဒီနေ့ငါကိုယ်တိုင်ကြည့်ကျင်သေးတယ်အကိုဖြစ်သူမှလည်းငါညီမကိုဒူးထောက်တောင်းပန်ခိုင်းတာခမ ्या တို့လားဒေါသတကြီးနဲ့ရှေ့ကိုတိုးပြီးမေးလိုက်တဲ့အခါအထက်တန်းလွာပတ်စံရှိအတိုင်းဝိုင်းကမို့မောင်မာရိုင်းဆိုင်လာတဲ့ပိုင်မုံရောင်ကသူတို့မိသားစုကိုအောက်တန်းစားစင်းရဲသားအမိုက်ကောက်တဲ့အဖွဲ့ဆိုပြီးရိုင်းရိုင်းဆိုင်ဆိုင်စော်ကားပါတော့တယ်ဘေးကကျောင်းသူတဦးကလည်းပိုင်မုံရောင်ဘက်ကနေဖားရပြီးသူတို့ဟာအနံ့အသက်မကောင်းတဲ့သူတောင်းစားတွေပါလို့ထောက်ခံပြောဆိုလိုက်တဲ့အခါမှာတော့ရှောင်းရီတယောက်မိသားစုကိုစော်ကားခံရလို့အလွန်အမင်းဒေါသထွက်သွားပြီးအတန်ကျဲကျဲနဲ့ပြန်လေတုတ်ပြန်လိုက်ပါတယ်နင်တို့ငါ့ကိုစော်ကားလို့ရပေမဲ့ငါမိသားစုကိုတော့စော်ကားလို့မရဘူးသူတို့ကရိုးရိုးသားသားလေယာလောက်ကင်ပြီးကိုလိုအားနဲ့ကိုလောက်ကင်စားတောက်နေကြတာဘလို့ဖြစ်လို့သူတောင်းစားဖြစ်သွားရတာလဲဒါကိုစီကံထိန်သိမ်းရေးမှုကနှာခေါင်းရှုံပြီးအထင်မြင်သေးတဲ့အမူအရာနဲ့ကင်းရှောင်ရီကចောင်းသားတယောက်ကိုအရင်နိုင်ချင်းလို့တောင်းပန်ခိုင်းုံတင်ပဲရှိတာကိုမိဘတွေကလာပြီးရန်ကားနေတယ်လို့ပြောင်းပြန်နှံဆွဆွဲပါတော့တယ်ဒီစကားကြောင့်သူမကမျက်ရည်ဝဲလျက်နဲ့ညှင်းဆိုနေရှာသလိုမိသားစုဝင်များကလည်းသူမရဲ့ပခုံးကိုကင်ပြီးအားပေးနေပါတယ်အဲ့ဒီနောက်မှာတော့ဖခင်ကမိမိသမီးကိုယုံကြည်မှုအပြည့်နဲ့ခိုင်မာပြတ်သားစွာပြောလိုက်ပါတယ်ငါသမီးရဲ့အချင်းစာရိတ္တကိုငါအတိဆုံးပဲသူမဟာဘသူ့ကိုမှမတရားမနှိပ်စက်ဘူးဒီနေ့ခမ ्या တို့အမှားမှန်ကိုတေချာမစုံစမ်းပဲငါသမီးကိုဒူးထောက်တောင်းပန်ဖို့အတင်းကျပ်တွန်းအားပေးခဲ့တယ်ဒါကြောင့်ဒီနေ့ငါသမီးအတွက်တရားမျှတမှုကိုရှာပေးရမယ်ဖခင်ဖြစ်သူရဲ့စကားကိုပိုင်မုံရောင်ကတယောပြုံးပြုံးပြီးစင်းရဲသားတွေကတရားမျှတမှုအကြောင်းလာပြောနေတယ်လို့ဟာတာလုပ်ပြတယ်လို့စီကံထိန်သိမ်းရေးမှုကလည်းကို့အဆင့်တန်းကိုတီးဖို့နဲ့အာနာရှိလို့ဒူးထောက်ခိုင်းတာကိုခံရမယ်လို့ချင်းချောက်ချင်းမောင်းပါတော့တယ်ဒီလိုမတရားစော်ကားခံရမှုတွေကြောင့်အဖွားဖြစ်သူဟာဒေါသတကြီးနဲ့သူ့ရဲ့တုတ်ကောက်ကိုမြေကြီးပေါ်အားပြင်းပြင်းဆောင်းလိုက်ပြီးဖြည့်ရှင်းချက်မပေးရင်လူတွေခေါ်ပြီးဒီเจ้าကိုမြေလံပစ်မယ်လို့အပြက်ပြောလိုက်ပါတယ်ဒါပေမဲ့စီကံထိန်သိမ်းရေးမှုကတော့ဗစက်ပိတ်ထားဖို့နဲ့ပိုင်မုံရောင်တို့မိသားစုကဂုံတရေရှိမှုခမ ्या တို့လိုအောက်တန်းစားတွေတောင်းပန်ရမယ်လို့ပဲထက်ခါတလဲလဲပြောနေတာပေါ့ဖခင်ဖြစ်သူကစီကံထိန်သိမ်းရေးမှုခမ ्या ရဲ့အလိုရဆိုရင်ခမ ्या တို့စီမှာပတ်စံရှိတဲ့သူကပဲအမှန်တရားကိုပိုင်ဆိုင်တာပေါ့လေဒီစကားကြောင့်စီကံထိန်သိမ်းရေးမှုမှဒါပေါ့ဒါမှမဟုတ်ခမ ्या တို့လိုဒေါသတွေဘက်ကရက်တီပေးရမှာလားကိုမစွမ်းဆောင်နိုင်တာပဲအပြစ်တင်လိုက်ပါခမ ्या သမီးကိုဒူးထောက်ခိုင်းတာတွေမဟုတ်ဘူးဒီနေ့ပိုင်မုံရောင်ကခမ ्या တို့မိသားစုတစ်ခုလုံးကိုဒူးထောက်ခိုင်းရင်တော့ခမ ्या တို့ခံရမှာပဲစီကံထိန်သိမ်းရေးမှုကမစင်မချင်းရိုင်းဆိုင်စွာပြန်ပြောလိုက်တဲ့အခါသူမခမ ्या မိဘတွေတစ်ခုခုဖြစ်သွားမှာဆိုပြီးတားမြစ်ရှာပါတယ်အမေဖြစ်သူကသမီးကိုဖက်ပြီးအားပေးနေချိန်မှာတော့ဖခင်ကခိုင်မာပြတ်သားတဲ့မျက်နှာထားနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်အကြောင်းကဒီလိုနည်းနဲ့ပဲဖြေရှင်းမယ်ဆိုရင်မိသားစုရဲ့အခြေအနေအမှန်ကိုဖုံးကွယ်ထားဖို့မလိုတော့ဘူးလို့ဆိုကအဖွားဖြစ်သူကလည်းရှောင်းရီကိုအမှန်တရားသိစေရမယ့်အချိန်ရောက်ပြီလို့ထောက်ခံလိုက်ပါတယ်ဒီစကားတွေကြောင့်သူမတယောက်ဇဝေဇဝါဖြစ်နေစဉ်မှာပဲဖခင်ဖြစ်သူကသမီးဖြစ်သူကိုအမှန်တိုင်းပြောပြဖို့ပြင်လိုက်ပါတော့တယ်ရှောင်းရီအဖေမူလာကတော့သမီးကိုတာမန်လူတယောက်လိုပဲကြောင်းနေစေချင်တာဒါပေမဲ့ဒီအရာကသမီးအတွက်ဒီလောက်အထိဒုက္ခရောက်စေမယ်လို့မထင်ထားခဲ့ဘူးဒီနေ့တော့ငါတို့မိသားစုရဲ့အခြေအနေအမှန်ကိုသမီးကိုပြောပြရတော့မယ်အမှန်တော့ဖခင်ဖြစ်သူအမှန်တရားကိုပြောပြခါနီးမှာပဲသူ့ရဲ့ဖုန်းမြည်လာပါတယ်ဖုန်းလေးကနေအတွင်းရေးမှူးကစိုးရိမ်တကြီးနဲ့ဥက္ကဋ္ဌကြီးကိုလာတွေ့ကျင်နေတဲ့လုပ်ငန်းရှင်တယောက်ကဖုန်းဆက်မေးခိုင်းနေလို့ပါလို့ပြောလာပါတယ်ဒါကိုဖခင်ဖြစ်သူကအခုအရေးကြီးတဲ့ကိစ္စဖြစ်ရှင်းနေလို့သူ့ကိုစောင့်ခိုင်းလိုက်ဆိုပြီးပြတ်သားစွာအမိန့်ပေးလိုက်ပါတယ်တစ်ဖက်ကအတွင်းရေးမှူးကလည်းတွေ့လားကျွန်တော်ပြောသားပဲကျွန်တော်တို့ဥက္ကဋ္ဌကြီးမရှိပါဘူးဆိုသူပြန်လာတဲ့အထိစောင့်ချင်ရင်လည်းစောင့်ပေါ့ပိုင်မီသားစုရဲ့ဥက္ကဋ္ဌမှဘာမှမဖြစ်ပါဘူးဥက္ကဋ္ဌကြီးကလူကြီးလူကောင်းပဲသူတေချာပေါက်အလုံးများမှာပါအခုပဲစောင့်ခိုင်းနေမဟုတ်လားကျွန်တော်စောင့်ပါမယ်မလောပါဘူးဒီတစ်ချိန်ကင်ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ခွင့်ရမယ်ဆိုရင်နောင်ကြရင်ကျွန်တော်ရဲ့ပိုင်ကုမ္ပဏီကဒီနိုင်ငံမှာထိပ်ဆုံးကိုရောက်သွားမှာပဲတကယ်တော့အဲ့ဒီလုပ်ငန်းရှင်ကတော့ပိုင်မုံရောင်ရဲ့အဖေဖြစ်သူပိုင်လင်းရှမ်းပဲဖြစ်ပါတယ်သူကကင်လုပ်ငန်းစုနဲ့ပူးပေါင်းပြီးနိုင်ငံရဲ့အချမ်းသာဆုံးဖြစ်ဖို့မျှော်လင့်ချက်ကြီးစွာနဲ့မျက်နှာချိုးသွေးစောင့်ဆိုင်နေတာပါအဲ့ဒီအချိန်မှာသူကဓာတ်ပုံတစ်ခုကနေတဆင့်ဥက္ကဋ္ဌကြီးရဲ့မိသားစုကိုလှမ်းမြင်လိုက်လို့ဇဝေဇဝါဖြစ်သွားပေမဲ့အတွင်းရေးမှူးကရှောက်မကြည့်ဖို့နဲ့ဥက္ကဋ္ဌသိရင်စိတ်ဆိုးလိမ့်မယ်လို့သတိပေးတာကြောင့်အပြင်ထွက်စောင့်နေလိုက်ရပါတယ်
တစ်ဖက်မှာလည်းအဖွားဖြစ်သူကဖခင်ဖြစ်သူကိုကုမ္ပဏီကိစ္စတွေလွှဲထားပြီးရှောင်ရီလေးအတွက်အရင်ရက်တီပေးဖို့လမ်းအော်ပြောလိုက်တဲ့အခါရှောင်ရီတယောက်သမီးတို့အိမ်မှာဘလို့ဖြစ်လို့ကုမ္ပဏီရှိတာလဲဆိုပြီးအန်အောပနန်းဖြစ်သွားရှာပါတယ်ဒါကိုဘေးကကြားလိုက်တဲ့ပိုင်မုံရောင်ကတော့အနံ့သက်မကောင်းတဲ့အမိုက်ကောက်သမားတွေစီးရဲလွန်းလို့ယူပြီးအိမ်မက်မက်နေတာဆိုပြီးဆက်လက်လှောင်ပြောင်ကသူတို့မိသားစုတစ်ခုလုံးဒူးထောက်ရမယ်လို့အော်ဟစ်ပါတော့တယ်ကောင်းပြီလေနင်ကဒီအမိုက်တွေကိုဒီလောက်အထိတနာနေတယ်ဆိုရင်တော့နင်ကရှိမှဒူးထောက်ပြီးကြော့တောင်းပန်ပိုင်မုံရောင်ကရှောင်ရီကိုရိုင်းဆိုင်စွာတွန်းဖယ်လိုက်တဲ့အချိန်မှာတော့သမီးကိုအထိမခံနိုင်တဲ့မိခင်မဒေါသတကြီးနဲ့ပိုင်မုံရောင်ရဲ့ပါးကိုချက်ချင်းဖြိတ်ရိုက်လိုက်ပါတော့တယ်ပိုင်မုံရောင်ကလည်းအောက်တန်းစားသူတောင်းစားကရရဲတယ်ဆိုပြီးမကြေမနက်အော်ဟစ်တယ်လို့ဘေးကအဖော်ဖြစ်သူကလည်းစီကံထိန်သိမ်းရေးမှုအားကင်ရှောင်ရီကိုကြောင်းထုတ်ပစ်ဖို့ချက်ချင်းလုပ်ဖို့လှမ်းអော်ပါတယ်ဟုတ်တယ်ခမားတို့လိုတောသားတွေကတကယ်ကိုဥပဒေမဲ့လွန်းနေကင်ရှောင်ရီမင်းကြောင်းထုတ်ခံရပြီးတော့မင်းတို့မိဘတွေလည်းဒီနေ့သူ့ကိုချက်ချင်းတောင်းပန်ရမယ်မဟုတ်ရင်ခမားတို့မိသားစုတစ်ခုလုံးနောင်တရစေရမယ်ဒီစကားကြောင့်ကြောင်းထုတ်မယ်ဟုတ်လားငါဒီနေ့ကြည့်ကျင်သေးတယ်ခမားတို့မှာငါသမီးကိုကြောင်းထုတ်နိုင်တဲ့အရေးချင်းတကယ်ရှိလားဆိုတာဖခင်ရဲ့အေးဆက်ဆက်လေးတန်းနဲ့ပြန်ပြောလိုက်ပြီးချက်ချင်းပဲဖုန်းကိုထုတ်ကာစီကံထိန်သိမ်းရေးမှုကိုအလုပ်ထုတ်ပစ်ဖို့အတွက်ကျောင်းအကြီးစီဖုန်းဆက်ပါတော့တယ်စီကံထိန်သိမ်းရေးမှုကတော့စေးရဲသားတတိုက်လာပြီးဟန်ဆောင်နေတယ်လို့လှောင်ရည်နေတုံးပဲပေါ့ဒါပေမဲ့ဖခင်ကတော့တည်ငြိမ်စွာနဲ့ပဲဖုန်းဆက်ပြီးကျောင်းအကြီးအားအခုလိုအမိန့်ပေးလိုက်ပါတယ်ဒီတစ်ချိန်စာကြည့်လိုက်ပြန်လည်ပြင်ဆင်ရေးအတွက်ရန်ပုံငွေအားလုံးကိုကင်မိသားစုကပံ့ပိုးပေးထားတာတေချာအောင်လုပ်ပါငါအခုခမားတို့ကျောင်းကိုရောက်နေတယ်မင်းကို10မိနစ်အချိန်ပေးမယ်အခုချက်ချင်းငါ့ရှေ့ကိုလာခဲ့အစည်းအဝေးလုပ်နေရင်ဖုန်းထဲမှာပြောတဲ့စကားကြောင့်ကျောင်းအကြီးခမဥက္ကဋ္ဌကြီးကိုယ်တိုင်ရောက်နေတာကိုသိလိုက်ရလို့တုံလုံး၆ချားစွာနဲ့ချက်ချင်းလာခဲ့ပါမယ်လို့ပြန်ပြောရှာပါတယ်ဒါကိုမသိသေးတဲ့ပိုင်မုံရောင်ကတော့လက်ထဲကဖုန်းကိုရိုက်ချကမင်းတို့ခေါ်တဲ့လူကဘသူပဲဖြစ်ဖြစ်ငါပိုင်မိသားစုကဟိုင်ချန်မှာတာမန်မဟုတ်ဘူးဆိုပြီးသူ့အဖေဥက္ကဋ္ဌပိုင်ကိုဖုန်းဆက်ခေါ်ဖို့ပြင်ပါတော့တယ်သူမကလည်းမောက်မာစွာနဲ့သူ့အဖေဟာအခုနိုင်ငံရဲ့အချမ်းသာဆုံးကင်လုပ်ငန်းစုမှာဥက္ကဋ္ဌကြီးကင်နဲ့တွေ့ဆုံနေတာမို့အဖေရောက်လာရင်မင်းတို့အကုန်သေးပြီလို့ကြုံဝါလိုက်ပါတယ်ဖခင်ဖြစ်သူကလည်းဒီစကားကြောင့်ပိုင်လင်းရှင်းဟုတ်လားငါတို့ရဲ့ပူးပေါင်းဆောင်ရွက်သူတွေထဲမှာဒီလိုလူပါသလားအကိုဖြစ်သူမှလည်းမကြားဘူးပါဘူးအဖေဖြစ်နိုင်တာကတော့အသေးအဖွဲပူးပေါင်းဆောင်ရွက်သူတယောက်ဖြစ်ပါလိမ့်မယ်ဒီတော့ဖခင်ဖြစ်သူကငါလဲထင်သားပဲဒီလိုမိဘဆုံးမမှုမရှိတဲ့သမီးမျိုးရှိတာကိုကြည့်ရင်မိသားစုကြီးလည်းဖြစ်နိုင်မှာမဟုတ်ဘူးငါနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်းမထိုက်တန်ပါဘူးသူတို့ရဲ့စကားကြောင့်ပိုင်မုံရောင်တယောက်ဒေါသတကြီးနဲ့အော်ဟစ်နေချိန်အဖွားဖြစ်သူကလည်းအစစ်မရှိတဲ့လူညတရားတွေကောင်းကင်ကြီးကိုလက်ဝါးနဲ့ကာချင်နေတာပဲလို့ဆက်ဆုပ်ယွန်ရှာစွာတောက်ခေါက်လိုက်ပါတယ်ရှောင်ရီကတော့မိဘတွေကိုထပ်ပြီးအစော်ကားမခံချင်တော့လို့မြန်သွားဖို့တိုးရှိုးနေပေမဲ့အမေဖြစ်သူကတော့အေးဆေးစွာပြုံးပြီးအဲ့ဒီဥက္ကဋ္ဌပိုင်ဆိုတဲ့လူဘယ်လိုလူလဲဆိုတာကိုယ်တိုင်ကြည့်ကျင်သေးတယ်လို့ဆိုကာစောင့်ဆိုင်နေလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာကင်မီသားစုပိုင်တဲ့ကုမ္ပဏီမှာစောင့်နေတဲ့ပိုင်ဥက္ကဋ္ဌဟာဥက္ကဋ္ဌကြီးကင်ဘယ်တော့ပြန်လာမလဲလို့အတွင်းရေးမှူးကိုမင်းမြန်းရာကနေဥက္ကဋ္ဌကြီးဟာဟိုင်ချန်အထက်တန်းကျောင်းကသမီးဖြစ်သူစီသွားတာလို့သိလိုက်ရပါတယ်ဥက္ကဋ္ဌပိုင်ဟာဝမ်းသာအားရနဲ့မိမိသမီးလည်းအဲ့ဒီကျောင်းမှာပဲမို့ရေးဆက်ရှိလိုက်တာလို့တွေးပြီးပျော်နေစဉ်မှာပဲသမီးဖြစ်သူစီကနေငိုယိုပြီးဖုန်းဆက်တိုင်တန်းလာတာကိုလက်ခံရရှိပါတော့တယ်အဖေသမီးကိုကျောင်းမှာလာပြီးဒီလူတွေအနိုင်ကျင့်နေကြတယ်ကျောင်းကိုမြန်လာခဲ့ပါသူတို့ကအဖေကိုအထင်မကြီးကြဘူးအဖေကျောင်းကိုမြန်လာပြီးသမီးအတွက်မှန်တရားရှာပေးပါကောင်းပြီနင်းဆောင်နေအဖေအခုချက်ချင်းလာခဲ့မယ်ဘယ်ကောင်ကဒီလောက်တက်တီကောင်းပြီးငါပိုင်လင်းရှင်းရဲ့သမီးကိုအနိုင်ကျင့်ရဲတာလေဥက္ကဋ္ဌပိုင်ဟာဒေါသတကြီးနဲ့တွင်းရည်မှုကိုနှုတ်ဆက်ပြီးကျောင်းကိုအပြေးလွှားထွက်လာခဲ့ပါတယ်ကျောင်းဝန်းလေးကိုဥက္ကဋ္ဌပိုင်ရောက်လာမယ်ဆိုတဲ့စကားကြောင့်ပိုင်မုံရောင်ကဝင်းကြွနဲ့အဖေဖြစ်သူဟာကင်ကုမ္ပဏီကဥက္ကဋ္ဌခင်နဲ့တွေ့ခဲ့တာဆိုပြီးသူတို့မိသားစုကိုတေးဖို့တာပြင်ထားလို့ချင်းချောက်နေတာပေါ့ဒါကိုဖခင်ဖြစ်သူမှလောင်ပြုံးပြီးကြည်နေစဉ်ဒီအချိန်ဥက္ကဋ္ဌပိုင်ကဒေါသတကြီးနဲ့အော်ဟစ်ပြီးကျောင်းထဲကိုလှမ်းဝင်လာပါတယ်ဘသူကငါသမီးကိုအနိုင်ကျင့်ရဲတာလေအဖေနောက်ဆုံးတော့ရောက်လာပြီသူတို့ပဲစင်ရဲသားမိုက်ကောက်သမားတတိုက်ကသမီးကိုအနိုင်ကျင့်ယုံတယ်မကဘူးအဖေကိုပါအထင်မကြီးဘူးလို့ပြောနေကြတာအဖေသမီးအတွက်သူတို့ကိုကောင်းဆုံးမပေးပါပိုင်မုံရောင်ကငိုယိုပြီးတိုင်တန်းတယ်လို့စီကံထိန်သိမ်းရေးမှုကလည်းအပြေးလွှားဖားသည့်လေတန်းနဲ့သူတို့ကတော့ကလာတဲ့စင်ရဲသားတွေပါလို့ထောက်ခံပြောဆိုပါတယ်ဥက္ကဋ္ဌပိုင်ကသူတို့မိသားစုရဲ့ဝတ်စုံတွေကိုကြည့်ပြီးစိတ်ထဲတန်တရားဖြစ်သွားပေမဲ့စီကံထိန်သိမ်းရေးမှုတောင်မမှတ်မိတာမို့တကယ်ပဲကင်ကုမ္ပဏီကမဟုတ်တော့ပါဘူးလို့တွေးကအောက်တန်းစားအမိုက်တွေလို့ဆက်လက်စော်ကားပါတော့တယ်ဒါကိုဖခင်ဖြစ်သူမှအေးဆက်စွာနဲ့ပဲပိုင်လင်းရှမ်းဆိုတဲ့နာမည်ကိုမကြားဘူးကြောင်းနဲ့ဒီလိုဖေမျိုးမှုသမီးကလည်းဒီလိုပဲဖြစ်မှာပေါ့လို့ပြန်ပြောလိုက်ပါတယ်ဒီစကားကြောင့်စီကံထိန်သိမ်းရေးမှုကကင်ရှောင်ရီဒီကိစ္စကငါ့ကိုအပြစ်တင်လို့မရတော့ဘူးမင်းတို့မိသားစုကပြဿနာအရှာကြီးရှာခဲ့တာကိုမင်းကြောင်းထုတ်ခံရမှာတေချာသွားပြီဖခင်ဖြစ်သူမှလည်းကြောင်းထုတ်မယ်ဟုတ်လားစီကံထိန်သိမ်းရေးမှုခမားတေချာမင်းမြန်းပြီးမှပြောတာပိုကောင်းမယ်ခမားငါသမီးကိုကြောင်းထုတ်မယ်ဆိုရင်ပိုအဆောက်အုံငါလုံးကိုခမားမလိုချင်တော့ဘူးပေါ့လေဂျားထဲကပိုင်မုံရောင်ကဘာအဆောက်အုံငါလုံးလဲနင်တို့ဘာတွေလာပြီးဟန်ဆောင်နေတာလဲဟိုအဆောက်အုံငါလုံးကဥက္ကဋ္ဌကြီးကင်ကသူ့သမီးအတွက်အကြောင်းကိုလှူဒန်းထားတာဆိုတာဘယ်သူမသိပဲနေမှာလဲနင်တို့လိုအဆင့်တန်းမျိုးကဒီနေရာမှာလာပြီးလိမ့်လေနေရတယ်ပေါ့လေနောက်ဆုံးဖခင်ဖြစ်သူကငါခမားတို့ကိုအမှန်တိုင်းပြောပြမယ်တကယ်တော့ငါကခမားတို့ပါဇက်ကပြောနေတယ်စကားမဆုံးခင်အခန်းရှိသူအကြောင်းအုပ်ကြီးဟာအသက်ရှူတန်ပြင်းပြင်းနဲ့အလောတကြီးပြေးဝင်လာပြီးရှောင်ရီဘာမှမဖြစ်ဘူးမလားလို့စိုးရိမ်တကြီးမေးပါတော့တယ်။အဲ့ဒီအချိန်မှာပဲရှောင်ရီရဲ့အတန်းပေါ်ဖူကျောင်းသားရောက်လာပြီးသူမဘက်ကနေကာကွယ်ပေးဖို့ပိုင်မုံရောင်ကိုစူးစိုက်ကြည့်ပြီးထပ်ပြီးအနိုင်မကျင့်ဖို့တတိပေးလိုက်ပါတယ်။ပြီးတော့ကျောင်းအုပ်ကြီးမှသူတို့ကကင်မီသားစုကဖြစ်ကြောင်းနဲ့ဒီကျောင်းကိုလှူဒန်းထားသည့်သူတွေဖြစ်ကြောင်းပိုင်မုံရောင်ရဲ့အနိုင်ကျင့်မှုတွေကဒီတယောက်ပဲရှိတာမဟုတ်ကြောင်းကိုပါအားလုံးသိအောင်ပြောကသူမအားယခုအချိန်မှစတင်ကကျောင်းထုတ်လိုက်ပြီးဖြစ်ကြောင်းပိုင်သားဖနှစ်ယောက်လုံးကိုကျောင်းအတွင်းမှနှင်ထုတ်လိုက်ပါတယ်။ပြီးတော့အလိုတူအလိုပါတငယ်ချင်းတွေကိုလည်းကျောင်းသားလိုက်က
ငွေကြေးကြည့်ပြီးအမှန်တရားဘက်ကိုမလိုက်တဲ့စီကံထိန်သိမ်းရေးမှုကိုလည်းအလုထုတ်လိုက်ပြီးဖြစ်ကြောင်းပြောကြားလိုက်ပါတော့တယ်ဒီစကားလေးရဲ့ပေးချင်တဲ့ message ကတော့ပတ်စံကိုများများရှာပါကိုသားသမီးကိုမျက်နှာမငယ်ပါစေနဲ့ပြီးတော့အမှားအမှန်ကိုလည်းခွဲခြားတတ်အောင်သားသမီးအားတင်ကြားပေးကြပါကမ္ဘာအဆင့်အကန့်အသတ်နဲ့ထုတ်လုပ်ထားတဲ့တန်း90တန်းဘလက်ကတ်ကိုပစ္စည်းအတူကြီးပါလို့လိန်ပြောနေတဲ့မိသားစုဝင်တွေဟာစည်ရဲသားဟန်ဆောင်နေတာဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့အပိုင်းခန်းထဲမှာတော့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လို့နေပါတယ်အမှားတစ်ခုကိုအကြီးကျယ်လုံးမိထားသလိုတောင်းအကြီးခများအခြေအနေကိုကြည့်ပြီးမျက်နှာချိုသွေးကအာနာယိုသေးစွာနဲ့တောင်းပန်လိုက်ပါတယ်ဒီလိုအပြစ်ပေးလိုက်တာကိုကျင်းနဲ့ရဲ့လားဗျာကျွန်တော်ဘက်ကကြီးကြပ်မှုအားနေသွားလို့ပါဖခင်ဖြစ်သူကတော့ဟုတ်ကဲ့အရန်ကျဉ်နေပါတယ်ခင်ဗျာသမီးဖြစ်သူရှောင်းရီကဘေးမှာရက်ကြည့်နေတာမို့ဖခင်ဖြစ်သူခမများမိမိရဲ့တကယ်အရှိန်အဝါကိုထိန်းချုပ်ရင်းစကားကိုအတက်နိုင်ဆုံးလျှော့ကပြန်ပြောလိုက်ရပါတယ်ဘေးကအဖွားဖြစ်သူကတော့စိတ်မရှိသလိုတက်ပြင်းချပြီးကျောင်းအုပ်ကြီးကိုယာဒူးပြုတ်မဲ့အရေးအထိချင်းချောက်လိုက်ပါတော့တယ်မင်းကန်ကောင်းတယ်လို့သာမှတ်လိုက်ဒီနေ့ရှောင်းရီသာတခုခုဖြစ်သွားလို့ကတော့မင်းဒီကျောင်းအုပ်ယာဒူးကိုဆက်ရလိမ့်မယ်မထင်နဲ့ကျောင်းအုပ်ကြီးတရိုတရေဖြစ်နေတဲ့ဒီမြင်ကွင်းကြောင့်ဘေးကကျောင်းသားဖူကြံရွံကတန်တရားဝင်သွားပြီးရှောင်းရီအနာကက်ကကျောင်းအုပ်ကြီးကမင်းဖေကိုတော်တော်ကြောက်နေတယ်လို့ပဲလို့တိုးတိုးလေးမေးလိုက်တာပေါ့ရှောင်းရီလည်းဇဝေဇဝါဖြစ်သွားပြီးသူမတီထားတဲ့ကျောင်းကတိုင်ငါးလုံးအကြောင်းကိုဖခင်ဖြစ်သူကိုချက်ချင်းမေးခွန်းထုတ်ပါတော့တယ်အဖေအခုနကအဖေပြောတဲ့အဲ့ဒီတိုင်ငါးလုံးကကောဘာလဲသမီးကိုအမှန်တိုင်းပြောပြစမ်းပါသမီးရဲ့မမျှော်လင့်တဲ့အမေးကြောင့်ဖခင်ခများစကားတွေထစ်အငေါ့ဖြစ်ကုန်တဲ့အချိန်အကိုဖြစ်သူကဘေးကနေကြပြကြရနဲ့လိန်ညာပြီးဝင်ပြောပေးလိုက်ရပါတယ်ငါတို့အဖေကဒီတိုင်ငါးလုံးကိုစောက်ခဲ့တဲ့သူထဲမှာဝင်ရောက်လောက်ကင်ပူတာမို့လို့ကျောင်းဒရိုက်တာကအဖေနဲ့သိတာပေါ့ဒါကြောင့်ကိုအဖေနဲ့ကျောင်းဒရိုက်တာကဒီလောက်တောင်ရင်းနှီးနေတာမဆန်းပါဘူးပြီးတော့အဖွားဖြစ်သူကရှောင်းရွေကိုတနာလုံးလို့အိတ်ကက်ထဲကကပြားတစ်ခုကိုထုတ်ပြီးဒီထဲမှာတန်း90ရှိတယ်သုံးကျင်တာသုံးဆိုပြီးလက်ထဲအတင်းထည့်ပေးလိုက်ပါတယ်ကက်ထဲမှာတန်း90ရှိတယ်ဆိုတဲ့စကားကြောင့်ရှောင်းရီတယောက်လန့်ကျန်သွားပြီးပါဇက်အဟောင်းသားဖြစ်သွားရတာပေါ့တန်း90ဟုတ်လားအဖွားစီမှာဒီလောက်အများကြီးဘယ်ကပတ်စံတွေရှိတာလဲတို့ဝက်ချက်တွေအကုန်ပေါက်ကြားတော့မယ်ဆိုတာသိတဲ့မိခင်ဖြစ်သူကလက်ထဲကကက်ကိုအမြန်ဆွဲလူပြီးအဖွားက CEO ဇလန်းတိုတွေကြည့်ပြီးဆွဲနေလို့နောက်နေတာပါလို့ဟာသားတစ်ခုလိုလှုပ်ပစ်လိုက်ပါတယ်ဒါပေမဲ့ဘေးကရက်ကြည့်နေတဲ့ဖူကြံရွံကတော့အဖွားလက်ထဲကကက်ပြားကိုကြည့်ပြီးစိတ်ထဲမှာတုန်လှုပ်သွားပါတယ်ဒါပေမဲ့ဒါကကမ္ဘာအဆင့်ကန့်သက်ထုတ်လုပ်ထားတဲ့ကက်အမဲပဲဘယ်သူမှအတုမလုံးနိုင်ဘူးမဟုတ်လားဖူကြံရွံတခုခုရိပ်မိသွားတာကိုမြင်လိုက်တဲ့ဖခင်နဲ့အကိုဖြစ်သူတို့ကပြတလဲနဲ့ဒါကဈေးကြီးတဲ့ကက်ကိုတူပထားတဲ့ promotion ပေးတဲ့ကက်အတူကြီးပါလို့ဝိုင်းလိန်လိုက်ကြတာမို့ရှောင်ရွေလဲဘာမှမရိပ်မိပဲသဘောကျကရင်မောနေပါတော့တယ်အဲ့ဒီနောက်မှာတော့ဖူကြံရွံကရှောင်ရွေရဲ့မိသားစုကိုရိုသေလေးစားစွာနဲ့ပဲယူလင်းဟိုတယ်မှာထမင်းဖိတ်ကျွေးဖို့ကမ်းလှမ်းလိုက်ပါတယ်ဟိုတယ်နာမည်ကိုကြားလိုက်ရတဲ့အချိန်မှာတော့ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူဟာလန့်ဖြန့်သွားကြပါတယ်ယူလင်းဟိုတယ်ဟုတ်လားအမှန်တော့အဲ့ဒီယူလင်းဟိုတယ်ဆိုတာဖခင်ဖြစ်သူပိုင်ဆိုင်တဲ့ကုမ္ပဏီအောက်ကဟိုတယ်ဖြစ်နေတာပါဖခင်ဖြစ်သူလည်းမိခင်ဖြစ်သူကိုတိုးတိုးလေးတတိပေးရင်ဟိုတယ်ရောက်ရင်အောက်ကလူတွေကိုတေချာမှာထားရမယ်လုံးဝအမှားမခံစေနဲ့လို့တိုးတိုးတိုင်ပင်ပြီးထမင်းစားဖို့ထွက်လာခဲ့ကြပါတော့တယ်အခြားတစ်ဖက်မှာတော့ကျောင်းကနေအထုတ်ခံလိုက်ရတဲ့ပိုင်မုံရောင်မင်းကလေးနဲ့သူမရဲ့ဖခင်ဖြစ်သူတို့ဟာဒေါသတကြီးနဲ့ကျောင်းမှထွက်လာကြပါတယ်ပိုင်မုံရောင်ကသူမရဲ့အရှက်ရောက်မှုကိုမခံမရနိုင်ဖြစ်ပြီးရှောင်ရွေကြောင့်ဖူးကျက်ရွံကိုလူယူသွားယုံတင်မကပဲကျောင်းကပါအထုတ်ခံရတာမို့ပလဲစားချေပေးဖို့ငိုယိုကရန်တိုက်ပါတော့တယ်သမီးစိတ်ချပါငါပိုင်လျံရှမ်းကဘယ်တော့မှဒီလိုအဆက်ခွဲခံရတာမျိုးမရှိဘူးလားငါတို့အခုပဲဖူးမိသားစုရဲ့အဖိုးကြီးစီသွားပြီးရှင်းကြမယ်။ဖခင်ဖြစ်သူလုပ်ငန်းရှင်ဟာအန်ကိုကြိတ်ပြီးဖူးမိသားစုရဲ့အရှိန်အဝါအကြီးဆုံးလူကြီးစီကိုသွားရောက်တိုင်တန်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ပိုင်မုံရောင်လည်းသူမရဲ့မနာလိုဒေါသတွေနဲ့အတူရှောင်ရွေကိုဘယ်တော့မှခွင့်မလွတ်ဘူးလို့ကျင်းဝါရင်ဟုတ်တယ်အဖေအဲ့ဒီကောင်မကိုဘယ်တော့မှခွင့်မလွတ်ဘူးဆိုပြီးကျင်းဝါနေပါတယ်သူတို့သားဖတွေဘာလို့တွေရုပ်မာကြအောင်မလဲဆိုတာနောက်ပိုင်းတွေမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။နောက်ပိုင်းတွေတင်တာသိရအောင်ဒီဗီဒီယိုလေးကိုစေထားပြီး story recap လေးကို follow လုပ်ထားကြပါနော်ဒီလိုမျိုးနောက်ခံမြန်မာစကားပြောဗီဒီယိုလေးတွေဖန်တီးက Facebook YouTube ကနေဒေါ်လာတွေရှာတတ်ချင်သလားဒါဆိုရင်အခု story recap ကနေတင်ပေးပါမယ်ရှင်သူများတွေ line ပေါ်မှာအလကားတင်မပေးတဲ့လှုပ်ဆောင်နည်းတွေကိုတင်ပေးမှာပါဒါဆိုတင်ကြားမှာတွေကတော့အပိုင်းဆက်ဇလန်းတွေရှာနီးလူစိတ်ဝင်စားမှုများအောင်ဇလန်းတွေရွေးနီးဇညွှန်းရေးနီးဗီဒီယိုတဲဖြတ်နီးအတူချုံထားတာပါနော်တင်ကြားမာတွေကများလို့ဒီဗီဒီယိုရှင်နေမှာစိုးလို့ပါပညာစားမချမ်းပဲအသေးစိတ်တင်ကြားပေးမှာပါရှင်ကိုရိုင်းဒီအလုပ်ကိုလုပ်ကင်နေတာဖြစ်သောကြောင့်အခက်ခဲရှိလဲအချိန်မရွေးမေးနိုင်အောင်စီမံပေးထားပါတယ်အကန့်အသတ်ထားကတင်နန်းသားအယောက်90သားလက်ခံပေးမိဖြစ်သောကြောင့်စိတ်ဝင်စားရဆိုရင် page မှာလာရောက်မေးမြန်းနိုင်ပါတယ်ကမ္ဘာအချမ်းသာဆုံးမိသားစုကိုစော်ကားမိလို့သူတို့သားဖာနှစ်ယောက်ပြဿနာတက်နေပါပြီအားကိုးတကြီးနဲ့ဖူမိသားစုရဲ့ဧကန်းကျဲကြီးထဲမှာပိုင်လျံရှမ်းကမကြေမနက်ဖြစ်ပြီးဒေါသတကြီးနဲ့ဖူကြန့်ကော်ကိုအတင်းကျပ်ဖိအားပေးနေပါတယ်ဖူအိုကြီးဟာတခြားအကြောင်းတွေထားလိုက်ပါအောင်ငါတို့နှစ်မိသားစုရဲ့ရင်းနှီးမှုကိုထောက်ထားပြီးတော့ဒီကိစ္စမှာမင်းဖူချင်းရွံကိုတေချာလေးဆုံးမပေးရမယ်သူ့စကားကိုထောက်ခံတဲ့အနေနဲ့သမီးဖြစ်သူပိုင်မုံရောင်ကလည်းနှာခေါင်းရှုပ်မျက်နှာမဲကပုတ်ခတ်တဲ့လေတံနဲ့ဝင်ပြောလာတာပါဟုတ်တယ်ဖူးလေးအဲ့ဒီကောင်မလေးကစင်းရဲမွဲတင်နေတဲ့ကောင်မလေးပါသူကဘလို့လုပ်ပြီးချင်းရွံနဲ့တန်ပါမလဲဒီလိုရိုင်းဆိုင်တဲ့စကားတွေကိုကြားလိုက်ရပေမဲ့ဝါရင်လုပ်ငန်းရှင်ကြီးဖူကျန့်ကော်ကတော့တည်ငြိမ်မှုမပြတ်ပဲခက်အေးအေးပဲပြန်မေးလိုက်ပါတယ်အော်အဲ့ဒီလိုကိစ္စမျိုးလဲရှိသေးတာလားငါလည်းဘာမှမသိရသေးပါလား
မျက်နှာပြင်နဲ့မတိချင်အောင်ဆောင်နေပေမဲ့ဖူကျန့်ကော်ရဲ့စိတ်ထဲမှာတော့ဒီလူကငါနဲ့ငါသားကြားသွေးခွဲဖို့ကြံစီနေတာပဲလို့ရိပ်မိပြီးစိတ်မကြေမနက်ဖြစ်နေတာပါဒါကိုမသိတဲ့ပိုင်လျံရှမ်းကတော့အခြေအနေကိုအခွင့်ကောင်းယူပြီးအလောတကြီးနဲ့ထပ်မံလောဆော်ပါတော့တယ်ဦးလေးတိပြီးပဲဟာအမြန်ပဲချင်းရွန်စီဖုန်းဆက်ပြီးအဲ့ဒီကောင်မလေးနဲ့ဝေးဝေးမာနေဖို့ပြောလိုက်ပါတော့လားငါတို့ဖူမိသားစုတွေကိုဘဲကမှန်းမသိတဲ့ခွေးတခိုးဝက်တခိုးတွေအဝင်ခံလို့ပဲဖြစ်မလဲဖူကျန့်ကော်ကတပြင်းတစ်ချက်ကိုအသာချလိုက်ပြီးခေါင်းခါရင်းနဲ့ပဲသူတို့ရဲ့တောင်းဆိုချက်ကိုညှင်းပယ်လိုက်ပါတယ်မင်းတို့လည်းသိကြတဲ့အတိုင်းချင်းရွန်ရဲ့စိတ်ဓာတ်ကဘလောက်တောင်ကောင်းပါလဲဆိုတာငါအနေနဲ့တောင်သူ့ကိုအမိန်ပေးလို့မရဘူးဒီကိစ္စကိုတော့ငါလည်းအဆအရာရာအဆင်ပြေမဲ့နီလန်းကိုပဲစဉ်းစားရအောင်မယ်ဒီလိုလွှတ်ချထားတဲ့အဖြေကြောင့်ပိုင်လျံရှင်းတယောက်တကယ်ပဲစိတ်ပြတ်ဒေါသထွက်သွားပြီးအတန်ကျဲကြီးနဲ့အော်ဟစ်ပါတော့တယ်နေပါဦးဖူအိုကြီးမင်းကဘာသဘောလဲဒီအတိုင်းပဲလွှတ်ထားတော့မလို့လားငါမင်းကိုပြောလိုက်မယ်နော်ငါတို့နှစ်မိသားစုကအမြဲတမ်းပူးပေါင်းဆောင်ရွက်မှုကောင်းခဲ့ကြတာဒီလိုအသေးအဖွဲကိစ္စလေးနဲ့တော့ရင်းနှီးမှုတွေကိုအပျက်စီးမခံနိုင်ဘူးအဲ့ဒါကမတန်ဘူးလေအိုးမလုံးစလုံးနဲ့အတင်းကျပ်ချင်းချောက်လာတဲ့ပိုင်လျံရှမ်းရဲ့စကားကြောင့်ဖူကျန့်ကော်လည်းမျက်မှောင်ကုတ်သွားပြီးလေတံမာမာနဲ့ပြန်လဲသတိပေးလိုက်ပါတယ်လျံရှမ်းမင်းပြောတာကတော်တော်လွန်သွားပြီချင်းရွံမှာသူ့အတွေးနဲ့သူရှိပြီးသားပဲငါကအဖေတယောက်အနေနဲ့သူ့ဆန္ဒကိုအတင်းကျပ်လုပ်လို့မရဘူးလေစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုတာကစီးပွားရေးပဲကလေးတွေရဲ့ကိုရေးကိုရာကိစ္စနဲ့ရောထွေးလို့မဖြစ်ဘူးဖူကျန့်ကော်စီကနေမျောလင်းတယ်လို့အဖြေမရတဲ့အပြင်စီးပွားရေးနဲ့ကိုရေးကိုရာခွဲခြားဖို့အပြောခံလိုက်ရတာကြောင့်ပိုင်လျံရှမ်းတယောက်စိတ်မရှိနိုင်တော့ပဲထိုင်နေရကနေဝုန်းခနဲ့ထရက်လိုက်ပြီးမျက်နှာပြက်နဲ့ချင်းချောက်စကားဆိုပါတော့တယ်တော်ပြီမင်းဒီပုံစံအတိုင်းဆိုရင်ငါတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့စိတ်မရှိတော့ဘူးပေါ့ဖူအိုကြီးငါမင်းကိုပြောလိုက်မယ်ငါတို့ကမကြခင်မှာကင်အုပ်စုနဲ့ပူးပေါင်းဖို့စကားပြောပြီးသွားပြီးမင်းတို့ဖူမိသားစုကိုငါတို့အထင်မကြီးဘူးသွားဆိုသမီးဖူကျန့်ကော်ကတော့သူတို့သားအဖထွက်သွားဖို့ပြင်နေတာကိုမတိမတာဟန်ဆောင်ပြီးလှမ်းတားလိုက်ပေမဲ့စိတ်ထဲကတော့လုံးဝဂရုမစိုက်ပါဘူးဟေ့လျံရှမ်းမလောပါနဲ့အိုသူတို့သားဖနှစ်ယောက်အခန်းထဲကနေမောက်မာမာနဲ့ထွက်သွားပြီးနောက်မှာတော့ဖူကျန့်ကော်ကနှာခေါင်းတစ်ချက်ရှုံပြီးဒေါသတကြီးနဲ့ကြိတ်ကရေရွတ်လိုက်ပါတယ်မောင်မာရိုင်းဆိုင်ပြီးစိတ်ပုတ်ဆက်လာချီလာတာနဲ့များငါသားနဲ့လက်ထက်ချင်သေးတယ်ဟုတ်လားအိမ်မက်ပဲမက်နေလိုက်တစ်ဖက်မှာတော့လမ်းမပေါ်မှာပိုင်မုံရောင်ကစိုးရိမ်တကြီးမျက်နှာပြက်ပြီးသူ့အဖေကိုမေးနေပါတယ်အဖေအခုဘာလုပ်ကြမလဲဖူးလေးကလည်းတို့ကိုကူညီမပေးတော့ဘူးပိုင်လျံရှမ်းကတော့တောက်တစ်ချက်ခောက်လိုက်ပြီးဒေါသတကြီးကျုံသွားလိုက်ပါတယ်ဘာကောင်းမို့လို့လဲသမီးစိတ်မပူနဲ့အဖေအခုပဲသမီးကိုကင်အုပ်စုစီခေါ်သွားမယ်ငါတို့နောက်မှာကင်အုပ်စုသားကြောထောက်နောက်ခံရှိလာရင်အဲ့ဒီဖူကျန့်ကော်အိုကြီးငါရှေ့မှာဒူးထောက်ပြီးတောင်းပန်လာစေရမယ်ဇက်ရှိန်ကတဖြည်းဖြည်းမြင့်တက်လာပြီးတစ်ဖက်မှာတော့ကျင်းငါးပွင့်ဆင်းရှိတဲ့ဇိမ်ခံဟိုတယ်ကြီးတစ်ခုအတွင်းကိုသူတို့အားလုံးဝင်လာကြပါတယ်အဲ့ဒီအချိန်မှာဟိုတယ်ဝန်ထမ်းတွေအားလုံးကအစီရီတန်းစီရက်ပြီးရိုသေပြူငါစွာနဲ့ဥညွတ်နှုတ်ဆက်ကြပါတယ်မန်နေဂျာချုပ်မင်္ဂလာပါဒီလိုကြီးကျယ်ခမ်းနားတဲ့ကြိုဆိုမှုကိုမြင်လိုက်ရတဲ့ရှောက်ရွေကအန်အောဝနန်းဖြစ်သွားပြီးဘေးပတ်ဝန်းကျင်ကိုဝေဝဲကြည့်ရင်သူမကိုတန်တရားစိတ်နဲ့မေးလိုက်ပါတယ်ကိုသူတို့ကကိုဘာလို့မန်နေဂျာချုပ်လို့ခေါ်နေကြတာလဲအကိုဖြစ်သူကလမ်းဖြတ်သွားပြီးသူ့ရဲ့အစင်တန်းမှန်ကိုဖုံးကွယ်ဖို့အတွက်ချက်ချင်းပဲဟန်ဆောင်ရင်မောပြီးပေါ့ပဖုံးကွယ်ဖို့စူးစမ်းပါတယ်အဲ့ဒါသူတို့ကကိုစနောက်နေကြတာပါကိုကဘဲကလာတဲ့မန်နေဂျာချုပ်ဖြစ်ရမှာလဲပုံမှန်ဆိုကြွားဝါပြီးစကားပြောတတ်လို့သူတို့ကလိုက်ဆက်နေကြတာပါဒါပေမဲ့စူးစမ်းတတ်တဲ့ရှောက်ရွေကတော့အလွယ်တကူယုံကြည်ပုံမရပဲထပ်မံမေးမြန်းပြန်ပါတယ်တကယ်လားဒါပေမဲ့သူတို့ရိုသေးနှုတ်ဆက်နေတဲ့ပုံစံကစားနောက်နေတဲ့ပုံနဲ့မတူဘူးနော်အခြေအနေကတင်းမာလာတာမို့ဘေးကနေမိခင်ဖြစ်သူကသမီးလေးကိုချော့မော့ပြီးဖခင်ဖြစ်သူဘက်ကိုလှည့်ကအပြစ်ပုံချလိုက်ပါတယ်သမီးတည်သွားပြီလားအားနာလိုက်တာသမီးလေးရဲ့အမေတို့ကတမင်ဖုံးကွယ်ထားခြင်းလို့မဟုတ်ပါဘူးအားလုံးကမင်းဖေကြောင့်ပေါ့ဟုတ်တယ်မလားရှင်းကြောင့်လေဖခင်ဖြစ်သူကလည်းအထာနားလေစွာနဲ့ပဲဇနီးဖြစ်သူရဲ့စကားကိုချက်ချင်းဝင်ထောက်ပေးပြီးလေတံပြောင်းလိုက်ပါတယ်အေးဟုတ်တယ်မင်းဖေကြောင့်ပါငါကစောကလေးကသမီးကိုအမှန်တိုင်းပြောပြပါလို့ပြောသားပဲမင်းတို့ကပဲမပြောခိုင်းတာမိသားစုဝင်တွေရဲ့အမှုအရာကိုကြည့်ပြီးရှောက်ရွေကတပြင်းတစ်ချက်ချကစိတ်မကောင်းခြင်းများစွာနဲ့အကိုဖြစ်သူကိုကြည့်ပြီးပြောလိုက်ပါတယ်ကိုသမီးအားလုံးကိုသိပါတယ်ကိုသမီးအတွက်ចောင်းလာစာရှာပေးဖို့ဒီမှာလာပြီးအလုပ်ကျန်းလုပ်နေရတာမဟုတ်လားဒီစကားကြောင့်အကိုဖြစ်သူကချက်ချင်းညံစင်ပြီးဟန်ဆောင်ကောင်းကြီးပြလိုက်ပါတယ်ဟုတ်ပါတယ်အလုပ်ကျန်းလုပ်တာပါဒီအခြေအနေကိုဘေးကနေစောင့်ကြည့်နေတဲ့လက်ထောက်ကလည်းအလိုက်တီစွာနဲ့ဇက်ကြောင်းကိုလွှဲပြောင်းပေးပြီးကူညီပြောဆိုပေးရှာပါတယ်ဟုတ်ကဲ့ပါသူကအရင်တုန်းကဒီမှာလုံခြုံရေးဝန်ထမ်းလုပ်ခဲ့တာပါအလုပ်လုပ်တာတော်လွန်းလို့အခုတော့လုံခြုံရေးကောင်းဆောင်ဖြစ်နေပါပြီကျွန်တော်တို့နဲ့ခင်မင်းလို့စောင့်နောက်နေကြတာပါဒီတော့မှရှောက်ရွေလဲစိတ်သက်သာရသွားပြီးသူ့အကိုကိုကြည့်ကဂတိကဝတ်တွေပေးပါတော့တယ်ကိုတကယ်ပင်ပန်းခဲ့ရပါပြီသမီးစိတ်ထဲမှာဖိအားတွေများနေမှာစိုးလို့အမှန်တိုင်းမပြောပြဘူးဆိုတာသမီးသိပါတယ်စိတ်ချပါသမီးစာကိုတေချာစူးစမ်းပြီးတင်ယူပါမယ်နောင်ကြရင်မိသားစုကိုဒုက္ခမရောက်စေရတော့ဘူးဒီလိုနဲ့အကိုဖြစ်သူကအခြေအနေကိုလမ်းလွဲတဲ့အနေနဲ့အားလုံးကိုအထဲဝင်ဖို့အော်ပြောလိုက်ပြီးမိခင်ဖြစ်သူကလည်းအားတက်တရောနဲ့ထမင်းစားဖို့ခေါ်ဆောင်သွားပါတယ်အားလုံးအထဲကိုဝင်ကန်ဒီအချိန်မှာပဲဖခင်ဖြစ်သူရဲ့ဖုန်းကမြည်လာတာကြောင့်တီးတန့်တနေရာကိုထွက်ပြီးဖုန်းကင်လိုက်ပါတယ်ဝေးဘာကိစ္စလဲဖုန်းထဲကနေလက်ထောက်ကစိုးရိမ်တကြီးတင်ပြလာပါတယ်ဥက္ကဋ္ဌကြီးအရင်ကပြောမှုတဲ့ပိုင်မိသားစုကလူတွေပြန်ရောက်လာပြန်ပါပြီသူတို့ကဥက္ကဋ္ဌကြီးကိုမတွေ့ရမချင်းမပြန်ဘူးလို့ဇွတ်လုံနေကြပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ဖခင်ဖြစ်သူကင်ဥက္ကဋ္ဌကြီးကမျက်မှောင်ကုတ်သွားပြီးစိတ်ပြက်လက်ပြက်နဲ့ပြက်သားသားအမိန့်ပေးလိုက်ပါတယ်ပိုင်မိသားစုပဲလားသူကငါ့ကိုဘယ်မျက်နှာနဲ့လာတွေ့ရဲသေးတာလဲငါသူတို့နဲ့ပူးပေါင်းမှာမဟုတ်ဘူးလို့တွားပြောလိုက်ပြီးတော့တခြားပူးပေါင်းဆောင်ရွက်သူအားလုံးကိုပါအကြောင်းကြားလိုက်ပါပိုင်မိသားစုနဲ့ပူးပေါင်းတဲ့သူမှန်သမျှဟာငါတို့ကင်အုပ်စုနဲ့ဆန့်ကျင်ဘက်ဖြစ်သွားမယ်လို့ပြောလိုက်သူတို့ဘာသာသူတို့စဉ်းစားကြပါစေရုံးခန်းရှိမှာတော့ပိုင်လျံရှမ်းကဘာမှမသိသေးပဲလက်ထောက်ဖြစ်သူကိုမျက်နှာချိုသွေးပြီးမင်းမြန်းနေရှာပါတယ်
လက်ထောက်ဥက္ကဋ္ဌကြီးခင်ကဘာပြောလဲသူဘယ်တော့ပြန်လာမလဲဒါပေမဲ့လက်ထောက်ကတော့အေးဆက်ဆက်မျက်နှာထားနဲ့ပြက်ပြက်သားသားမောင်းထုတ်လိုက်ပါတော့တယ်ကျွန်တော်တို့ဥက္ကဋ္ဌကြီးခင်ကပြောလိုက်ပါတယ်ခင်ဗျားတို့နဲ့ဘယ်တော့မှပူးပေါင်းမှာမဟုတ်ဘူးတဲ့လာကြစမ်းလူတွေအဲ့ဒီလူတွေကိုအပြင်ကိုမောင်းထုတ်လိုက်ကြစမ်းမမျှော်လင့်ပဲကုမ္ပဏီဝအထိမောင်းထုတ်ခံလိုက်ရတဲ့အတွက်ပိုင်လျံရှမ်းတယောက်လမ်းဖြတ်သွားပြီးအော်ဟစ်ကြံခဲ့ပါတယ်ပိုင်မုံရောင်ကစိုးရင်တကြီးနဲ့ရှိုက်ကြီးတင်ငယ်မေးရှာပါတယ်အဖေဘာလုပ်ကြမလဲတကယ်လို့ကင်အုပ်စုကငါတို့နဲ့မပူးပေါင်းရင်ရင်းရွံကိုတမီးရမှာမဟုတ်တော့ဘူးစီးပွားရေးတစ်ခုလုံးပျက်စီးတော့မဲ့အခြေအနေကိုရောက်နေတာမို့ပိုင်လျံရှမ်းကဒေါသတကြီးနဲ့တမီးဖြစ်သူကိုအော်ဟစ်ငောင်းငန်းလိုက်ပါတယ်တော်ဆန်းဘလို့အချိန်ရောက်နေပြီလဲနင့်ရဲ့အဲ့ဒီလိုကိစ္စတွေကိုပဲစဉ်းစားနေတော့လားကင်အုပ်စုကငါတို့နဲ့မပူးပေါင်းရင်တနိုင်ငံလုံးမှာငါတို့နဲ့ပူးပေါင်းမဲ့ကုမ္ပဏီမရှိတော့ဘူးငါတို့မိသားစုတော့ပျက်စီးပြီဒီစကားကြောင့်ပိုင်မုံရောင်လဲတုံတုံရင်ရင်နဲ့ဘာလို့ရမလဲလို့ထပ်မေးတဲ့အခါပိုင်လျံရှမ်းကတော့တခြားနည်းလမ်းမရှိတော့တာမို့ဖူကျန့်ကော်စီကိုပဲမျက်နှာပြောင်တိုက်ပြီးဖုန်းဆက်ကအကူအညီတောင်းပါတော့တယ်ဝေးဖူအိုကြီးငါလျံရှမ်းပါဟုတ်ငါတို့နှစ်ပေါင်းများစွာခင်မင်လာခဲ့တဲ့တန်ရောစင်ကိုထောက်ထားပြီးတော့အဲ့ဒီဥက္ကဋ္ဌကြီးကင်ကငါတို့နဲ့ဘာလို့ရုတ်တရက်ကြီးပူးပေါင်းဆောင်ရွက်မှုဖျက်တောက်လိုက်တာလဲဆိုတာကိုနည်းနည်းလောက်စုံစမ်းပေးလို့ရမလားဖူကျန့်ကော်ကတော့ဖုန်းထဲကနေစိတ်ပြက်လက်ပြက်နဲ့တတိပေးစကားဆိုလိုက်ပါတယ်လျံရှမ်းရဒီကိစ္စကထင်သလောက်မရိုးရှင်းဘူးထင်တယ်ဥက္ကဋ္ဌကြီးကင်ကဒီလိုစကားမျိုးပြောပြီးဆိုကြတဲ့ကတယောက်ယောက်ကသူ့ရဲ့အရှိန်အဝါကိုသွားပြီးပုတ်ခတ်မိလို့နေမှာပေါ့မင်းတေချာပြန်စဉ်းစားကြည့်အောင်မကြသေးခင်ကမလုပ်တင်တာတွေလုပ်မိသလားဒါမှမဟုတ်မဖြစ်မားတဲ့သူကိုသွားပြီးဖြစ်မားမိသလားဆိုတာဒီစကားကြောင့်ပိုင်လျံရှမ်းရဲ့စိတ်ထဲမှာအကြောင်းတုံးကစင်းရဲသားအုပ်စုလို့ထင်ပြီးနှင်ခဲ့ဘူးတဲ့သူတွေရဲ့စကားကိုပြန်လဲကြားရောင်ပြီးထိတ်လန့်တုန်လို့သွားရပါတယ်ဒါပေမဲ့စင်းရဲသားတွေကကင်အုပ်စုနဲ့ပတ်သက်နိုင်ပါမလားလို့တွေးတော်ရင်ကြောက်လန့်တကြားနဲ့ဖုန်းထဲကိုအလောတကြီးပြန်ပြောရှာပါတယ်ဟိုဖူအိုကြီးငါတို့ကဘသူ့ကိုမှမဖြစ်မားမိပါဘူးဟုတ်ပါတယ်ဖူအိုကြီးဟာငါတို့ရဲ့ခင်မင်မှုကိုထောက်ထားပြီးနောက်တစ်ကြိမ်လောက်စုံစမ်းပေးပါဦးဖူကျန့်ကော်ကစကားဖြတ်ပြီးသူစီစဉ်ထားတဲ့ကြိုးဆိုပွဲအခမ်းအနားမှာကင်ဥက္ကဋ္ဌကြီးကိုကိုယ်တိုင်တောင်းပန်ဖို့လမ်းစာဖွင့်ပေးလိုက်တာကြောင့်ပိုင်လျံရှမ်းတယောက်ဝမ်းသာအားရနဲ့ရင်မောပြီးမိသားစုအတွက်ကယ်တင်ရှင်တွေ့ပြီလို့မျှော်လင့်ချက်ထားလိုက်ပါတော့တယ်ဇိမ်ခံဟိုတယ်တစ်ခုရဲ့အခန်းတွင်းမှာတော့ကင်ဥက္ကဋ္ဌကြီးကဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးသဘောကျနေစဉ်မှာပဲဖူကျန့်ကော်စီကဖုန်းလာတာကြောင့်ရေရေမောမောနဲ့စကားဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာဘေးကနေနားထောင်နေတဲ့ဖူကျင့်ရွံကဖုန်းထဲကအတန်ဟာသူ့အဖေအတန်နဲ့ဆင်တူနေတာကြောင့်တန်တယောက်ဝင်သွားပြီးကင်ဥက္ကဋ္ဌကြီးကိုနာမည်မေးကြည့်ရာကနေဖူကျန့်ကော်ဆိုတာကိုသိလိုက်ရလို့အံ့ဩမင်သက်သွားပါတယ်ကင်လျှောက်ရွေကလည်းအဖေကဟိုင်ချန်ကိုမလာဘူးပဲဘလို့တငယ်ချင်းရှိတာလဲလို့မေးတဲ့အခါဖခင်ဖြစ်သူကအရင်တုန်းကပင်လယ်ထဲမှာမုန်တိုင်းမိတာကိုကယ်တင်ခဲ့ဘူးလို့ပါဆိုပြီးချက်ချင်းပဲစကားလွဲကထမင်းစားဖို့မှာယူလိုက်ပါတော့တယ်ထမင်းစားတော့ပြီးနောက်ဟိုတယ်ပြင်ပမှာမိသားစုနဲ့လမ်းခွဲပြီးကြောင်းပြန်ဖို့နှုတ်ဆက်ကြပါတယ်ဖူကျင့်ရွံကလည်းရှောက်ရွေကိုတေချာဂယုစိုက်ပေးမဲ့အကြောင်းပြောပြီးထွက်ခွာသွားတာကိုမိခင်ဖြစ်သူကကြည့်ပြီးသဘောကျနေပါတယ်လမ်းမတစ်ခုပေါ်မှာဖူကျင့်ရွံနဲ့ကင်းလျှောက်ရွေတို့ရှောက်လာကြစဉ်ရှောက်ရွေကကူညီခဲ့သမျှအတွက်အားနာတကြီးကျေးဇူးတင်စကားဆိုပါတယ်ထိုစဉ်ကားတစ်စီးကအရှိန်ပြင်းစွာမောင်းနှင်လာတာကြောင့်ဖူကျင့်ရွံကလန့်သွားပြီးရှောက်ရွေကိုချက်ချင်းရင်ခွင်ထဲဆွဲဖက်လိုက်ကကာကွယ်ပေးလိုက်ပါတယ်အန်ရီကင်းသွားတဲ့အခါမှာရှောက်ရွေကရှက်ပြုံးလေးနဲ့ရင်ခွင်ထဲကရုံထွက်ပြီးကျေးဇူးတင်စကားဆိုရှာပါတယ်ဒီနောက်မှာတော့ဖူကျင့်ရွံရဲ့ဖုန်းမြည်လာပြီးအဖေဖြစ်သူဖူကျန့်ကော်ကစိတ်တူတကြီးနဲ့လှမ်းអော်ပါတော့တယ်ကောင်းစုပ်လေးငါမင်းစီဖုန်းမဆက်ရင်မင်းကအဖေစီလာကြည့်ဖို့ကိုမသိတော့ဘူးမဟုတ်လားဖူကျင့်ရွံကစိတ်မရှိသလိုပြန်ပြောပေမဲ့ဖခင်ဖြစ်သူကတော့တငယ်ချင်းဖြစ်သူကင်ဥက္ကဋ္ဌကြီးရဲ့သမီးနဲ့မိတ်ဆက်ပေးဖို့အတင်းအကျပ်ဖိအားပေးပြီးလာခဲ့ဖို့ပြောပါတယ်။သားဖြစ်သူကညင်းဆိုတဲ့အခါဖူကျန့်ကော်ကစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေရှိလာနိုင်တာမို့မတိတက်တာတွေမလုပ်ဖို့ဖြောင်းဖျပါတယ်။ဒီတော့မှဖူကျင့်ရွံကအကြံရသွားပြီးသူ့ရဲ့စိတ်ကူးကိုအဖေဖြစ်သူတီအောင်ရှောက်ရီကိုပါပွဲထုတ်ဖို့ဆုံးဖြတ်လိုက်ပြီးတမင်ချွင်းချက်တစ်ခုတောင်းဆိုလိုက်ပါတယ်။ကျွန်တော်ကိုသွားစေချင်တာမှန်ရင်โอเคကျွန်တော်တငယ်ချင်းတစ်ယောက်ခေါ်သွားရမယ်။ဖူကျန့်ကော်ကလည်းလာရင်ပြီးရောဆိုပြီးဝမ်းသာအားရသဘောတူလိုက်ပါတယ်ဖူကျင့်ရွံကဖုံးချပြီးနောက်ရှောက်ရီကိုသူ့အဖေစီစဉ်ထားတဲ့ပွဲကိုအတူတူလိုက်ခဲ့ဖို့ပြင်းစရာကောင်းလို့ကူညီပါဆိုပြီးအတင်းဖိတ်ခေါ်တာကြောင့်ရှောက်ရီလည်းအားနာတာနဲ့ပဲလိုက်ခဲ့ဖို့သဘောတူလိုက်ပါတော့တယ်အဝတ်အစားအယောင်းဆိုင်တစ်ခုအတွင်းမှာတော့ရှောက်ရီကလှပလုံးနဲ့ခေါင်းဝင်းတစ်ထည်ကိုဝတ်ဆင်ပြီးထွက်လာပါတယ်သူမရဲ့လှပကြောင့်ဖူကျင့်ရွံတယောက်ငင်းမောသွားပြီးညနိုးတဲ့မျက်လုံးတွေနဲ့ကြည့်နေမိပါတယ်ဆိုင်ဝင်တန်းမိန်းကလေးကလည်းသူတို့နှစ်ယောက်ကိုနှစ်ဖက်တဲ့စုံတွဲတွေလိုလိုက်ဖက်လွန်းပြီးတထေးသမီးလေးလိုလှပနေကြောင်းချီးကျူးတာကြောင့်ရှောက်ရီကမျက်နှာနီမြန်းကညင်းဆိုရှာပါတယ်ဖူကျင့်ရွံကတော့သဘောကျသွားပြီးချက်ချင်းပဲဘန်ကတ်ကိုထုတ်ပေးကငွေရှင်းလိုက်ပါတော့တယ်တစ်ဖက်မှာတော့ဟိုတယ်ရဲ့ VIP အခန်းအတွင်းကင်ဥက္ကဋ္ဌကြီးကတယောက်တည်းထိုင်ဆောင်နေရင်ဖူအိုကြီးနောက်ကျနေတဲ့အတွက်စိတ်မရှိသလိုရေရွတ်နေပါတယ်ဒီလိုမျိုးနောက်ခံမြန်မာစကားပြောဗီဒီယိုလေးတွေဖန်တီးက Facebook YouTube ကနေဒေါ်လာတွေရှာတက်ချင်သလားဒါဆိုရင်အခု Story Recap ကနေတင်ပေးပါမယ်ရှင်သူများတွေ line ပေါ်မှာအလကားတင်မပေးတဲ့လှုပ်ဆောင်နည်းတွေကိုတင်ပေးမှာပါဒါဆိုတင်ကြားမှာတွေကတော့အပိုင်းဆက်ဇလန်းတွေရှာနီးလူစိတ်ဝင်စားမှုများအောင်ဇလန်းတွေရွေးနီးဇညွှန်းရေးနီးဗီဒီယိုတဲဖြတ်နီးအတူချုံထားတာပါနော်တင်ကြားမာတွေကများလို့ဒီဗီဒီယိုရှင်နေမှာစိုးလို့ပါပညာစားမချမ်းပဲအသေးစိတ်တင်ကြားပေးမှာပါရှင်ကိုရိုင်းဒီအလုပ်ကိုလုတ်ကင်နေတာဖြစ်သောကြောင့်အခက်ခဲရှိလဲအချိန်မီမေးနိုင်အောင်စီမံပေးထားပါတယ်အကန့်အသတ်ထားကတင်နန်းသားအယောက်90သားလက်ခံပေးမည်ဖြစ်သောကြောင့်စိတ်ဝင်စားရဆိုရင် page မှာလာရောက်မေးမြန်းနိုင်ပါတယ်အခန်းပြင်ပမှာတော့ပိုင်လျံရှမ်းနဲ့သမီးဖြစ်သူပိုင်မုံရောင်တို့ကဇင်ခံဝတ်စုံအပြည့်နဲ့ရောက်ရှိနေပြီးကုမ္ပဏီကြက်တဲကိုကယ်တင်ဖို့အတွက်ကဥက္ကဋ္ဌကြီးနဲ့ဆက်ဆံရေးကောင်းအောင်လုပ်ဖို့တေချာမှာတန်းချွေနေပါတယ်
ပိုင်လျံရှမ်းတို့သားအဖအခန်းတကားကိုဖွင့်ပြီးဝင်လာတဲ့အချိန်မှာတော့အခန်းထဲမှာထိုင်နေတဲ့ရှောက်ရည်ရဲ့ဖခင်ဖြစ်သူကိုမြင်လိုက်ရတာကြောင့်နှစ်ယောက်စလုံးအံ့ဩတုန်လှုပ်သွားပြီးဒေါသတကြီးနဲ့အော်ဟစ်ပါတော့တယ်ဟင်းမင်းကဘာလို့ဒီမှာရှိနေတာလဲဖခင်ဖြစ်သူကင်ဥက္ကဋ္ဌကြီးကတော့တင်းနေအေးဆေးစွာနဲ့ပဲပြန်လေတုံ့ပြန်လိုက်ပါတယ်ငါလမ်းမမပါဘူးဖူအိုကြီးပြောတာကဒီခမ်းမဲလေတာနဲ့မင်းကရောဘာလို့ဒီမှာရှိနေတာလဲဒီစကားကြောင့်ပိုင်လျံရှမ်းကလောင်ပြုံးပြုံးပြီးဒေါသတကြီးနဲ့အော်ဟစ်ပြီးရိုင်းဆိုင်စွာဆွဆွဲပါတော့တယ်ငါကဘာလို့ဒီမှာရှိနေတာလဲဟုတ်လားအော်ငါသိပြီမင်းကငါတို့ဒီခန်းထဲမှာလူကုန်ထန်ကြီးနဲ့တွေ့ဖို့ရှိနေမှန်းသိလို့တမင်တက်တက်လာပြီးနှောက်ယှက်တာမလားသူတို့သားဖရဲ့ရုံမာမှုအားနောင်တရားတော့မဲ့အချိန်ကိုနောက်ပိုင်းတွေမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်နောက်ပိုင်းတွေတင်တာသိရအောင်ဒီဗီဒီယိုလေးကိုစေထားပြီး story recap ကို follow လုပ်ထားကြပါနော်တထေးကြီးမှမသိပဲတောင်းစားတဲ့အဖိုးကြီးဆိုပြီးသမီးကဘားကိုရိုက်ဖခင်ကခေါင်းကိုပကံပြားနဲ့ချိန်ပြီးမောင်းထုတ်မိတဲ့အခါမှာတော့အကျိုးဆက်ကနောင်တရားဖို့တောင်အချိန်မရှိတော့ပါဘူးပြီးခဲ့တဲ့အပိုင်းတွင်ပိုင်လျံရှမ်းရဲ့သမီးဖြစ်သူဟာရှေ့ကအဖိုးကြီးကိုကြည့်ပြီးရိုင်းဆိုင်ရော်ရမ်းစွာနဲ့တောင်ရည်လိုက်ပါတယ်သူမအမြင်မှာတော့ဒီအဖိုးကြီးဟာယူးကြောင်ကြောင်နဲ့လာလိန်နေတဲ့တောင်းစားတဲ့အဖိုးကြီးတစ်ယောက်လိုပါပဲအဖိုးကြီးရှင်ကကိုဥက္ကဋ္ဌကြီးကင်လို့ပြောနေတာတကယ်ဟာတာပဲရှင့်လိုကောင်ကများဥက္ကဋ္ဌကြီးကင်ကိုပြစ်မှားစော်ကားရဲတယ်ပေါ့ဟဲ့လူမင်းရဲ့ဒီရုပ်ရည်နဲ့ဥက္ကဋ္ဌကြီးကင်ဟုတ်လားမင်းသားဥက္ကဋ္ဌကြီးကင်ဆိုရင်ငါကတရားမင်းမဲဟေ့ဒီမှာလာပြီးယူးချင်ရောင်ဆောင်မနေနဲ့အခုချက်ချင်းလက်ပြလွင်အောင်မောင်းမထုတ်ခင်ဒီကနေအမြန်ဆုံးလစ်လိုက်တော့မဟုတ်ရင်တော့မင်းကိုအားနာနေမှာမဟုတ်ဘူးသူတို့နှစ်ယောက်ရဲ့ရိုင်းဆိုင်တဲ့စကားတွေကြောင့်ဥက္ကဋ္ဌကြီးကင်ဟာဒေါသထွက်သွားပေမဲ့တည်ငြိမ်ရင့်ကျက်ပြီးထိတ်လန့်စရာကောင်းတဲ့အရှိန်အဝါတွေနဲ့ပြန်လည်စိုက်ကြည့်လိုက်ပါတယ်ဒါဆိုရင်လေဒီနေ့ငါတကယ်ပဲကြည့်ကျင်သေးတယ်မင်းတို့တွေငါအပေါ်ဘလောက်တောင်အာမနာတမ်းပြုမှုနိုင်မလဲဆိုတာကိုဒီစကားကိုကြားတော့ပိုင်လျံရှမ်းဟာဒေါသတကြီးနဲ့အော်ဟစ်ပါတော့တယ်ကောင်းပြီလေမင်းလိုအဖိုးကြီးကအကောင်းပြောတာနားမဝင်ဘူးပေါ့ဟုတ်လားရတယ်ဒီနေ့ပိုင်မိသားစုကိုပြစ်မှားမိတဲ့အကျိုးဆက်ကဘာလဲဆိုတာမင်းကိုကောင်းကောင်းကြီးသိစေရမယ်မင်းတို့ငါ့ကိုတစ်ချက်လောက်ထိကြည့်လိုက်လေရလာမယ့်အကျိုးဆက်ကမင်းတို့သားဖနှစ်ယောက်တာဝန်ယူနိုင်မယ့်အရာမဟုတ်စေရဘူးဥက္ကဋ္ဌကြီးကင်ရဲ့မမှုတဲ့အပြုံးနဲ့အေးဆက်လာတဲ့တတိပေးစကားကြောင့်ပိုင်လျံရှမ်းရဲ့စိတ်ထဲမှာတစ်ချက်တုံ့လှုပ်သွားရပါတယ်သူထုတ်ပြနေတဲ့အရှိန်အဝါကတော်တော်ပြင်းထန်လွန်းလို့ရင်ထဲမှာအကြောင်းရင်းမရှိထိတ်လန့်သွားပေမဲ့လေဒီအဖိုးကြီးကဘဲကနေဒီလိုခွန်အားတွေရလာတာလဲဆိုပြီးဇဝေဇဝါဖြစ်နေတော့မှာပဲအခြေအနေတွေတင်းမာနေတော့ပိုင်လျံရှမ်းရဲ့သမီးကတော့ဒေါသမီဟုံဟုံတောင်းလျက်ဥက္ကဋ္ဌကြီးကင်အနားကိုသွားပြီးပါးကိုအားပြင်းပြင်းနဲ့ရိုက်ချလိုက်ပါတော့တယ်ပြီးတော့ရာဇတန်ပါပေးပြီးချင်းချောက်လိုက်ပါတယ်မင်းလိုတေကန်ဒီအဖိုးကြီးကငါ့အဖေကိုချင်းချောက်ရဲတယ်ပေါ့မင်းကတော့အစောခံကျင်နေပြီထင်တယ်ကောင်းပြီတော်တော်ကောင်းတယ်ဒီနေ့မင်းတို့လုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်မင်းတို့ပြန်ပေးဆက်ရစေရမယ်ဥက္ကဋ္ဌကြီးကင်ကအေးဆက်စွာရေမောရင်းပြောလိုက်ပေမဲ့ပိုင်မုတ်ရောင်ကတော့နှာခေါင်းရှုံးလျက်မထင်မြင်သလိုပြန်ပြောပြီးဖခင်ဖြစ်သူဘက်ကိုလှည့်လိုက်ပါတယ်မင်းကများငါတို့ကိုပြန်ပေးဆက်ခိုင်းအောင်မလို့လားကို့အစင်တန်းကိုလည်းပြန်ကြည့်ဦးအဖေဒီအဖိုးကြီးနဲ့စကားများပြီးအချိန်ဖြုံးမနေနဲ့တော့ခဏနေရင်ဥက္ကဋ္ဌကြီးကင်ရောက်လာတော့မှတကယ်လို့ဥက္ကဋ္ဌကြီးကင်ကဒီလိုဖိုးကြီးမျိုးဒီမှာရှိနေတာကိုမြင်သွားရင်ကျမတို့နဲ့ပူးပေါင်းဆောင်ရွက်တော့မှာမဟုတ်ဘူးသမီးပြောတာမှန်တယ်စောစောကဒီအဖိုးကြီးကြောင့်ငါတောင်ဇဝေဇဝါဖြစ်သွားမလို့ဟေ့ကောင်တောင်းစားတဲ့အဖိုးကြီးဒါကမင်းကိုအခွင့်အရေးပေးနေတာနော်မင်းကမှအတုံးမကြတာငါကလည်းအားမနာတော့ဘူးသူတို့တွေအဖိုးကြီးကိုအပြင်မောင်းထုတ်ဖို့လုပ်နေတဲ့အချိန်မှာပဲအခန်းတကားပွင့်လာပြီးဖူးကျန်းကော်ဟာအခန်းထဲကိုအလောတကြီးဝင်လာပါတယ်လမ်းမှာကားပိတ်နေလို့နောက်ကျသွားတဲ့အတွက်အသက်ပြင်းပြင်းရှူရင်းတောင်းပန်စကားဆိုလိုက်ပေမဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဖူးကျန်းကော်တယောက်စွန့်သွားရပါတယ်ပိုင်လျံရှမ်းတို့သားအဖကဥက္ကဋ္ဌကြီးကင်ကိုပကံပြားနဲ့ခေါင်းကိုချိန်နေတာကိုမြင်လိုက်ရလို့ပါပဲပိုင်လျံရှမ်းမင်းတို့ဘာလုပ်နေကြတာလဲအကိုကြီးဖူမင်းလာတာအတော်ပဲဒီမှာတောင်းစားတဲ့အဖိုးကြီးတယောက်လာရှုပ်နေလို့လေဒါတင်မကသေးဘူးကိုဥက္ကဋ္ဌကြီးကင်မှာဆိုပြီးလာလိန်နေသေးတယ်ဒါကြောင့်ငါကသူ့ကိုမောင်းထုတ်ဖို့လုပ်နေတာဟမ်မင်းကသူ့ကိုမောင်းထုတ်မလို့ဟုတ်လားပြီးတော့သူ့ကိုတောင်းစားတဲ့အဖိုးကြီးလို့ပြောလိုက်တယ်ဟုတ်လားဟုတ်တယ်အန်ကယ်ဖူသူကဥက္ကဋ္ဌကြီးကင်အယောင်ဆောင်ယုံတင်မကဘူးကျမတို့ကိုပါချင်းချောက်နေသေးတာကျမတို့ကလည်းသူဥက္ကဋ္ဌကြီးကင်ကိုစော်ကားမိမှာစိုးလို့ပါစိတ်ချပါအန်ကယ်ဖူကျမတို့သူ့ကိုအခုချက်ချင်းပဲအပြင်ကိုဆွဲထုတ်သွားခိုင်းလိုက်ပါမယ်မိုင်ယူရဲဆန်လှချီလားဖူအဖိုးကြီးမင်းမဖြစ်လို့လဲမင်းပြောတဲ့စကားကဘာတိတ်ပဲလဲဖူကျန့်ကော်ဟာပိုင်လျံရှမ်းကိုဆက်ဆုပ်ယွန်ရှာတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးဒေါသတကြီးအော်ပြစ်လိုက်ပါတော့တယ်ဘာတိတ်ပဲလဲဟုတ်လားမင်းကကိုအတနာခံပြီးဥက္ကဋ္ဌကြီးကင်နဲ့တွေ့ပေးဖို့တောင်းဆိုခဲ့တာလေအခုကျတော့မင်းကလူကိုမောင်းထုတ်ဖို့လုပ်နေတဲ့အပြင်တောင်းစားတဲ့အဖိုးကြီးလိုတောင်ပြောရဲတယ်ပေါ့မင်းတို့ရဲ့ခွေးမျက်လုံးကိုတေချာဖွင့်ပြီးကြည်စမ်းမင်းတို့တဖွားဖွားပြောနေတဲ့တွေးချင်လှပါကြီးရဲ့ဆိုတဲ့ဥက္ကဋ္ဌကြီးကင်ကအခုမင်းတို့ရှေ့မှာရှိနေတဲ့သူပဲဒီစကားကြောင့်ပိုင်လျံရှမ်းတို့သားအဖနှစ်ယောက်ဟာမျက်လုံးပြူပြီးလုံးဝစွန့်သွားကြပါတယ်ရှေ့ကနန်းပါလှပါတယ်ဆိုတဲ့အဖိုးကြီးကသူတို့မျောလင်းတကြီးစောင့်ဆိုင်နေတဲ့ဥက္ကဋ္ဌကြီးကင်ဖြစ်နေလို့ပါပဲဘာသူကဥက္ကဋ္ဌကြီးကင်ဟုတ်လားနောက်မနေပါနဲ့အကိုကြီးဘူးဒါကနောက်เสียမဟုတ်ဘူးနော်လျံရှမ်းပိုင်လျံရှမ်းမင်းကိုငါဘာပြောရမှန်းတော့မသိတော့ဘူးသူကဘလို့လို့ဥက္ကဋ္ဌကြီးကင်ဖြစ်နိုင်မှာလဲမဟုတ်မှလွဲရောစောစောတုန်းကအเจ้าအုပ်ကြီးကသူတို့အတွက်နဲ့ငါတို့ကိုအဆက်အသွယ်ဖြစ်ပစ်ခဲ့တာဒါကြောင့်ကိုအခုတော့သွားပါပြီအခြေအနေကိုရိပ်မိသွားတဲ့ပိုင်လျံရှမ်းဟာဒူးထောက်မတက်ပြတလဲနဲ့ဥက္ကဋ္ဌကြီးကင်ထံကပ်ပြီးတောင်းပန်ရှာပါတယ်ကျွန်တော်တကယ်မသိလို့ပါတကယ်လို့တင်ကဥက္ကဋ္ဌကြီးကင်မန်းသာသိခဲ့ရင်ကျွန်တော်တို့ဒီလိုအလုပ်မျိုးဘလို့ဝင်ပါမလဲမင်းတို့အမြင်မှာတာမန်လူတယောက်ဆိုရင်ဒီလိုစော်ကားနှိမ်ချတာကိုခံရစမြဲပဲလားအဖိုးကြီးဘူးမင်းဒီကိစ္စကိုလုပ်တာတကယ်ကိုမမှန်ကန်ဘူးငါကသူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုမလုပ်ဘူးလို့ဆုံးဖြတ်ပြီးသားဒါကအကြောင်းရင်းရှိလို့ပဲမင်းကဒီလိုလူမျိုးကိုငါရှေ့အထိခေါ်လာပေးတယ်ဆိုတာငါမျက်နှာကိုရိုက်ချင်လို့လားဥက္ကဋ္ဌကြီးကင်မဟုတ်ပါဘူးကျွန်တော်လုံးဝအဲ့ဒီလိုသဘောမဟုတ်ရပါဘူးကျွန်တော်အခြေအနေကိုမသိလိုက်တဲ့အတွက်ခေါ်လိုက်မိတာပါ
အခြေအနေကိုနားမလည်သေးတဲ့ပိုင်မုံရောင်မှဒါကဘလို့လို့ဖြစ်နိုင်မှာလဲတကယ်လို့ရှင်ကဥက္ကဋ္ဌကြီးခင်အစ်စ်ဆိုရင်ကင်းလျှောက်၍ကဘာဖြစ်လို့ဒီလောက်တောင်ဆင်းရဲမွဲတေနေရတာလဲငါတို့မိသားစုဘလို့ပဲရှင်တန်နေထိုင်ရပါစေမင်းကိုရှင်းပြဖို့မလိုပါဘူးမဟုတ်ပါဘူးကျမအဲ့ဒီလိုအဓိပ္ပာယ်နဲ့ပြောတာမဟုတ်ပါဘူးမင်းကလေးလမ်းဖြန့်သွားပြီးဒူးထောက်တောင်းပန်ဖို့ပြင်ပေမဲ့ဥက္ကဋ္ဌကြီးခင်ကတော့ပြတ်သားလာတဲ့စကားလုံးတွေနဲ့ဖြတ်ပြောလိုက်ပြီးပိုင်အုပ်စုရဲ့ညီကုန်းကိုတတ်မှတ်ပေးလိုက်ပါတော့တယ်နောက်ကျသွားပြီးငါပြောပြီးသားပဲမင်းတို့လိုကျင့်ဝတ်သိက္ခာမရှိတဲ့လူတွေကငါတို့ကင်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်ဖို့မထိုက်တန်ဘူးမင်းတို့ပိုင်အုပ်စုရဲ့ဒေဝါလီခံရမယ့်နေ့ကိုသာထိုင်ဆောင်နေလိုက်တော့လို့ဒေါသတကြီးပြောဆိုလိုက်ပါတယ်ဒီဇလန်လေးကိုသဘောကျကြမယ်လို့မျှော်လင့်ပါတယ်ဒီလိုဗီဒီယိုတစ်ခုဖြစ်လာဖို့အချိန်တွေလောက်အားတွေအများကြီးပေးဆက်ရပါတယ်အခုအချိန်မှာချစ်တော်မိတ်ဆွေတွေအတွက်အကောင်းဆုံးတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့စူးစမ်းမှုကိုအတိအမှတ်ပြုပြီးအထောက်ပံ့ပေးခြင်းနဲ့ဆိုရင်တော့အခုကောမန့်မှာပြထားတဲ့ဖုန်းနံပါတ်တွေကနေတဆင့်စေတနာရှိသလောက်ပံ့ပိုးပေးနိုင်ပါတယ်ရှင်လူကြီးမင်းတို့ရဲ့အထောက်ပံ့လေးတွေကဗီဒီယိုဖန်တီးမှုတွေကိုပုံမကောင်းမွန်လာအောင်ကူညီပေးရရောက်ပါတယ်ကြည့်ကျင်တဲ့ဗီဒီယိုရှိရင်လည်း Messenger မှာလာရောက်ပြောကြားနိုင်ပါတယ်ရှင်အရှိန်အဟုန်ပြင်းတဲ့အားပြိုင်မှုတွေအပြီးမှာတော့ကင်းလျှောက်ရွေနဲ့ဖူကျက်ရွံတို့ဟာဟိုတယ်ထဲကိုဝင်လာကြပါတယ်အဝင်မှာတင်ဖူကျက်ရွံကိုဟိုတယ်ဝန်ထမ်းတဦးကကားရက်နာတဲ့နေရာမှားယွင်းနေတဲ့အကြောင်းယဉ်ကျေးစွာလာရောက်အကြောင်းကြားတာကြောင့်သူဟာရှောင်ရီကိုအရင်လွတ်လိုက်ပါတယ်ရတာပေါ့ရှောင်ရီအခန်းနံပါတ်83လုံးအခန်းထဲကိုသွားလိုက်ပါသူတို့ရောက်နေလောက်ပြီးအရင်သွားနေလိုက်တော့ပြီးရင်ငါချက်ချင်းလိုက်လာခဲ့မယ်တစ်ဖက်က VIP အခန်းထဲမှာတော့ဥက္ကဋ္ဌကြီးခင်ဟာပိုင်မီသားစုကိုကြည့်ရတာဆက်စုပ်လုံးလို့ဝန်ထမ်းတွေကိုအမိန့်ပေးလိုက်ပါတယ်လုံခြုံရေးတွေသူတို့ကိုအပြင်ကိုဆွဲထုတ်သွားလိုက်စမ်းမြန်လို့ဥက္ကဋ္ဌကြီးခင်ရှင့်မှာပတ်စံနေနေရှိတာနဲ့ပဲဘာဖြစ်လဲဘာကောင်းမလို့လဲငါတို့ပိုင်မီသားစုကလည်းရှင့်ကိုအတနာခံမှာမဟုတ်ဘူးရှင်စောင့်နေလိုက်ပါလုံခြုံရေးတွေကပိုင်လျံရှမ်းတို့သားအဖကိုအတင်းဆွဲထုတ်သွားတဲ့အချိန်မှာပဲအခန်းဝကိုရှောင်ရီရောက်ရှိလာပြီးအန်အော်တုံထုတ်သွားပါတော့တယ်အဖေဘာလို့ဒီမှာရှိနေတာလဲမေးပြီးစိတ်ထဲမှာလဲစီနီယာဘူးမှဒါကသူ့အဖေလုပ်ပေးတဲ့ကြိုးစိုးပွဲလို့ပြောတယ်မလားဒါဆိုငါအဖေကဘာလို့ဒီမှာရှိနေတာလဲလုံခြုံရေးတွေဆွဲခေါ်သွားတာခံရတဲ့ပိုင်သားဖကိုတွေ့တော့မင်းတို့ငါအဖေကိုဘာလို့မလို့လဲမင်းကဒီမှာလာပြီးတနာစရာကောင်းအောင်ဟန်ဆောင်မနေနဲ့မင်းဖေကသာငါတို့ကိုဘာလို့ချင်နေတာလဲဘာဒိတ်ပဲလဲသမီးဖြစ်သူအမှန်တရားကိုသိသွားမှာစိုးရိမ်တဲ့ဥက္ကဋ္ဌကြီးခင်ဟာပိုင်သားဖကိုအမြန်ဆွဲထုတ်သွားဖို့ဖူးကျန့်ကိုညရိပ်ပြလိုက်ပါတယ်မင်းတို့ဒီမှာလာပြီးတရုတ်ဆောင်မနေနဲ့ခေါ်သွားအကုန်ခေါ်သွားစမ်းသူတို့ထွက်သွားတဲ့အချိန်မှာရှောင်ရီဟာတခုခုကိုကြားလိုက်ရတယ်လို့နဲ့ဇဝေဇဝါဖြစ်သွားပါတယ်အဖေသူစောစောကဘာပြောလိုက်တာလဲကင်အုပ်စုလို့ပြောတာလားဖခင်ဖြစ်သူဟာလမ်းဖြန့်ပြီးအမှန်တရားကိုဖုံးကွယ်ဖို့ညာပြောလိုက်တယ်လို့ဘေးကဖူကျန့်ကော်ကိုလည်းညရိပ်ပြလိုက်ရပါတယ်ပြီးတော့အခြေအနေကိုပြောင်းလဲဖို့သမီးဖြစ်သူကိုမိတ်ဆက်ပေးလိုက်ပါတယ်တကယ်ပေါ့အော်ဒါနဲ့ငါမင်းကိုမိတ်ဆက်ပေးရအောင်မယ်ဒါကအဖေရဲ့နှစ်ပေါင်းများစွာကတငယ်ချင်းဟောင်းဖူအန်ကယ်လေးဟုတ်ကဲ့ဖူအန်ကယ်မင်္ဂလာပါရှင်ဒါကရှောင်ရီပေါ့လေဒီလောက်တောင်အရွယ်ရောက်လာပြီးပဲတကယ်ကိုလိမ္မာရင်ကျေးပြီးအလိုက်တိတက်တဲ့ကောင်မလေးပဲနော်ဒါပေါ့ဘသူသမီးမလို့လဲဖူကျန့်ကော်ဟာပျော်ရွှင်စွာနဲ့ပဲမတွေ့ရတာကြားတဲ့အမတ်တရဓာတ်ပုံရိုက်ဖို့အဆိုပြုပြီးရှောင်ရီရဲ့ငယ်ဘဝအကြောင်းတွေကိုလှုပ်ခနဲပြောချလိုက်ပါတော့တယ်ငါတို့မတွေ့ရတာတော်တော်ကြာပြီပဲအားလုံးအမတ်တရဓာတ်ပုံတူတူရိုက်ကြရအောင်လေးလာဓာတ်ပုံရိုက်ပြီးတော့စိတ်ထဲမှာလေတကယ်လို့ငါရဲ့အဲ့ဒီကောင်စုပ်လေးသာရှောင်ရီကိုတွေ့ရင်တေချာပေါက်သဘောကျမှာပဲဒီကလေးမလေးကိုငါကတော့ကြည်လေသဘောကျလေးပဲတွေးပြီးဂျင်းနက်ကစကားပြန်ဆလိုက်ပါတယ်မင်းငငယ်တုန်းကငါတောင်ပွေ့ချီခဲ့ဘူးသေးတယ်အဲ့ဒီတုန်းကလေမင်းကတအားငိုတာမင်းငိုလိုက်တာနဲ့မင်းဖေကပြတလဲဖြစ်ပြီးဘာလို့ရမှန်းမသိတော့ဘူးဒါနဲ့စကားမဆက်အဲ့ဒီတုန်းကမင်းတို့အိမ်ကတော်တော်ဆင်းရဲသေးတယ်နော်အခုကျတော့စကားမဆုံးမီတကားဖြတ်ပြောလိုက်တာခံရပါတော့တယ်မတက်ရက်ပြီးစကားပြောရတာပင်ပန်းပါတယ်ငါတို့ထိုင်ပြီးပြောကြတာပေါ့ထမင်းစပွဲပေါ်မှာတော့အလွန်တန်ဖိုးကြီးတဲ့ဇင်ကန်ဟင်းလျာတွေအစီရောက်ရှိလာပါပြီပူကျန့်ကော်ဟာဂုံယူဝင့်ကြွားစွာနဲ့ပဲဟင်းလျာတွေကိုညွှန်ပြပြီးရှင်းပြပါတော့တယ်ရှောင်းရီတယောက်ပျော်ပျော်ရွှင်ရွှင်စားတော့ရင်လက်နဲ့မတော်တဆတိုက်မိတာကြောင့်ဖုံးကပြုတ်ကျပြီးပျက်စီးသွားရပါတယ်တစ်ဖက်မှာလည်းပူကျန့်ရွံကသူမစီကိုဖုံးခေါ်ဆိုနေပေမဲ့ခေါ်ဆိုလို့မရဖြစ်နေလို့စိုးရိမ်နေရှာပါတယ်အခန်းထဲကိုသားဖြစ်သူရောက်မလာသေးလို့ပူကျန့်ကော်အပြင်ကိုထွက်လာတဲ့အခါမှာတော့သားဖြစ်သူကိုမြင်ပြီးစုပူပါတော့တယ်သားလေးဒီကောင်စုပ်လေးစောစောစီးစီးရောက်နေရမှာကိုမင်းကဘာလို့အခုမှလာရတာလဲအဖေကျွန်တော်တငယ်ချင်းကိုမြင်မိသေးလားမမြင်မိပါဘူးသူကမင်းနဲ့အတူတူလာမယ်ဆိုဘလို့လို့ဖြစ်နိုင်မှာလဲသူတေချာပေါက်အတွင်းထဲကိုဝင်သွားလောက်ပြီးငါမင်းကိုလိန်စရာလားဒါတွေပြောမနေနဲ့တော့လာအဖေနဲ့အတူတူအထဲဝင်ရအောင်အဖေကကျွန်တော်ကိုတခြားမျိုးရိုးကြီးမိသားစုကသမီးပြိုတယောက်နဲ့ထပ်ပြီးအောင်သွယ်ပေးခြင်းပြန်ပြီးမဟုတ်လားကျွန်တော်အဖေကိုအကြိမ်ကြိမ်ပြောပြီးပြီပဲကျွန်တော်အလိုလိုက်ခံထားရတဲ့သမီးကြီးတွေအပေါ်လုံးဝစိတ်မဝင်စားပါဘူးပြီးတော့ကျွန်တော်အိမ်အောင်ရေးကတဆင့်အဆက်အသွယ်တွေကိုထိမ့်သိမ်းရမယ့်အလုပ်မျိုးကိုလည်းမလုပ်ချင်ဘူးဒီကောင်စုပ်လေးမင်းအဖေကိုဘာလို့ဒီလောက်တောင်အကျိုးမျှော်တဲ့သူလို့ပြောနေရတာလဲအရင်တုန်းကပိုင်မီသားစုကိုလည်းအဖေပဲကျွန်တော်ကိုမိတ်ဆက်ပေးခဲ့တာမဟုတ်လားရလက်ကဘာလဲကျွန်တော်အဖေကိုအကြံပေးပါရစေအလကားအချိန်မဖြုံးပါနဲ့တော့ကျွန်တော်အခြေရေးကိုကျွန်တော်ကိုယ်တိုင်ပဲဆုံးဖြတ်မယ်ဒီတစ်ခါကောင်မလေးကမတူဘူးကွလိမ္မာရင်ကျေးပြီးအလိုက်တိတက်တဲ့အပြင်ဒီနိုင်ငံရဲ့အချမ်းသာဆုံးကင်းအုပ်စုရဲ့သမီးရင်းခောက်ပဲမင်းရင်ကတွေ့ဘူးသမျှအရာအလုံးထက်အဆအရာသားလုံးနဲ့ကျွန်တော်ကအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာတွေကိုလည်းဂရုမစိုက်ဘူးဘယ်သမီးပြိုကိုမှလည်းစိတ်မဝင်စားဘူးကျွန်တော်နဲ့ဘာမှမဆိုင်ဘူးပို့ပြီးတော့လည်းသဘောကျမှာမဟုတ်ဘူးအဖေကိုအမှန်တိုင်းပြောရရင်ကျွန်တော်မှသဘောကျတဲ့သူရှိနေပြီးဒါကြောင့်နောက်ကျွန်တော်ကိုဘယ်သူနဲ့မှလာပြီးမိတ်မဆက်ပေးပါနဲ့တော့
မင်းသဘောကျတဲ့အဲ့ဒီတငယ်ချင်းကိုပြောတာမလားဟုတ်တယ်ရပါတယ်ထားလိုက်ပါတော့မင်းချမ်းသာဆုံးမိသားစုကသမီးကိုမကြိုက်ဘူးအိမ်အောင်မပြုတ်ချင်ဘူးဆိုရင်တော့မှအတိအကျွမ်းဖြစ်ခင်မင်းခွင့်ရတာကတော့မင်းအတွက်မနစ်နာပါဘူးဟုတ်တယ်မလားပြီးတော့အဖေမင်းကိုအမခံရဲတယ်မင်းတွေးလိုက်တာနဲ့တေချာပေါက်သဘောကျသွားစေရမယ်ဒါနဲ့ငါမှသူ့ဓာတ်ပုံရှိတယ်မင်းတစ်ချက်လောက်ကြည့်လိုက်အောင်ဆိုပြီးဓာတ်ပုံပြလိုက်တဲ့အချိန်မှာတော့ရှောက်ရည်ဖြစ်နေတာကိုသိသွားပါတော့တယ်ပိုင်မီသားစုရဲ့ဒေဝါလီခံရမဲ့ညီကုန်းကတော့တေချာသွားခဲ့ပါပြီဒါပေမဲ့ကင်းမီသားစုရဲ့လျှို့ဝှက်ချက်နဲ့ဖူမီသားစုရဲ့အိမ်အောင်ရေးကံကြမ္မာကတော့အခုမှစတင်တာဖြစ်ပါတယ်အချမ်းသာဆုံးသမီးပြိုကိုလုံးဝဥပိ္ပခာပြုထားတဲ့ဖူကျန့်ရွံတယောက်သူ့အဖေစီကဓာတ်ပုံကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့နောင်တတွေအံ့ဩမှုတွေနဲ့အတူဇလန်းရဲ့အလှည့်ပြောင်းကမျက်တောင်မခတ်တန်းစောင့်ကြည့်ရတော့မှာပါသူတို့နှစ်ယောက်ရဲ့ကံကြမ္မာဘလို့စုံစည်းကြမလဲရှောင်ရီကကောသူမကိုသူမအချမ်းသာဆုံးသူထေးသမီးမှန်ဘယ်အချိန်မှတည်သွားမလဲစိတ်လှုပ်ရှားစရာအပိုင်းတစ်ကိုမကြခင်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးရှင်မိဘတွေစီစဉ်ပေးတဲ့အိမ်အောင်ရေးကိုညှင်းဆန်ဖို့စ조사နေတဲ့ချမ်းသာတဲ့မိသားစုကကောင်လေးတစ်ယောက်ဟာအနာဂတ်အတွက်ဆိုပြီးနားချနေတဲ့ဖခင်ဖြစ်သူရဲ့စကားတွေကိုစိတ်ပြက်လက်ပြက်နဲ့ညှင်းဆန်နေပါတယ်ဖခင်ဖြစ်သူကတထေးသမီးရဲ့တက်ပုံကိုပြပြီးဘလောက်ပဲနားချစိတ်ပြက်နေတဲ့သားဖြစ်သူကတော့အဖေစကားကိုနားမဝင်တော့ပါဘူးသားဖြစ်သူကမလိုပါဘူးအဖေကျွန်တော်စိတ်ထဲမှာသူ့ထက်အရေးကြီးတဲ့သူဘယ်သူမှမရှိဘူးတခြားကိစ္စရှိသေးလို့အရင်သွားတော့မယ်လို့ပြောပြီးထွက်သွားဖို့ပြင်လိုက်တဲ့အခါမှာတော့ဖခင်ဖြစ်သူကဒေါသတကြီးနဲ့ဒီကောင်ကတော့လေမိဘရဲ့စေတနာကိုနည်းနည်းမှနားမလဲတဲ့ကလေးပဲဟိုဘက်ကတထေးကြီးရဲ့သမီးမလို့မင်းရဲ့အနာဂတ်အတွက်အများကြီးအထောက်အကူပြုမှာမလို့စီစဉ်ပေးတာကိုလို့ထပ်ပြီးနားချပါသေးတယ်ဒါပေမဲ့သားဖြစ်သူကတော့အဖေဖြစ်သူရဲ့စကားကိုခါနေတဲ့လေတံနဲ့ဒါဆိုအဖေတို့မျက်စီထဲမှာကျွန်တော်ကမိမတယောက်ကိုမိခိုပြီးမှအသက်ရှင်နိုင်တဲ့အတုံးမကျတဲ့ကောင်ပေါ့ဟုတ်လားလို့ပြန်ပြောလိုက်ပါတယ်သားဖြစ်သူရဲ့စကားကြောင့်ဖခင်ဖြစ်သူကပြတလဲနဲ့အဖေကအဲ့ဒီလိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူးဒါတွေအားလုံးကသားကောင်းစားဖို့အတွက်ပြောနေတာလေလို့အကျိုးအကြောင်းရှင်းပြပါတယ်ဒါပေမဲ့သားဖြစ်သူကစိတ်မရှိတော့ပဲကျွန်တော်ကိုတကယ်ကောင်းစေခြင်းအတိတ်ပဲမရှိတဲ့မျက်နှာစိမ်းတွေနဲ့အတင်းပေးစားဖို့မကြိုးစားပါနဲ့တော့အဖေလို့ပြက်သားတားမြစ်လိုက်ပါတယ်ဖခင်ဖြစ်သူကလည်းစိတ်တိုနဲ့မင်းတော့နောင်ကြရင်တေချာပေါက်နောင်တရလိမ့်မယ်လို့ချင်းချောက်လိုက်ပေမဲ့သားဖြစ်သူကတော့ဘယ်တော့မှနောင်တမရဘူးလို့ပြက်သားပဲညင်းဆိုပြီးလှည့်ထွက်သွားတဲ့အခါမှာတော့ဖခင်ဖြစ်သူဟာတပြင်းချရင်းနဲ့ပဲကြံရစ်ခဲ့ပါတော့တယ်တစ်ဖက်မှာတော့ရှောက်ရီဟာပျက်စီးသွားတဲ့ဖုန်းလေးကိုကင်ပြီးအဖေဖြစ်သူကိုဝမ်းနည်းပက်လက်တောင်းပန်နေပါတယ်။ဒါကသူမအတွက်တာမန်ဖုန်းတစ်လုံးမဟုတ်ပါဘူး။ရှောက်ရီကအဖေသမီးတောင်းပန်ပါတယ်။ဖုန်းလေးကိုသမီးလွှတ်ချမိပြီးပျက်စီးသွားပြီလို့ငိုလိုပြောတဲ့အခါအဖေဖြစ်သူကသမီးစိတ်မကောင်းဖြစ်မှာဆိုလို့ဖုန်းပြတ်သွားတော့လဲပြတ်သွားတာပေါ့။သမီးရဲ့ဘာမှမဖြစ်ပါဘူးလို့ညင်သာစွာနှစ်သိမ့်ရှာပါတယ်။ဒါပေမဲ့ရှောက်ရီကတော့ပိုပြီးစိတ်မကောင်းဖြစ်ကရှိုက်ကြီးတငင်နဲ့ဒါကအဖေအမိုက်တွေလိုက်ကောက်ပြီးတစ်နေ့လုံးပတ်စံစုပြီးမှသမီးကိုဝယ်ပေးထားတဲ့လက်ဆောင်လေးအခုတော့သမီးကြောင့်ပျက်စီးသွားပြီဆိုပြီးငိုပါတော့တယ်ဖခင်ဖြစ်သူလည်းစိတ်မကောင်းဖြစ်ပြီးအိုမငိုပါနဲ့သမီးလေးရဲ့မငိုနဲ့တော့နော်ဖုန်းတစ်လုံးတဲတင်ပဲဟာကိုပြက်ရင်ပြန်ပြင်လို့ရတာပဲပြင်လို့မရရင်နောက်တစ်လုံးထပ်ဝယ်ပေးမယ်ဟုတ်ပြီလားလို့ချုံမော့နေစင်မှာပဲဖူးကျင့်ကော်ရောက်လာပြီးလှုပ်ဝက်ချက်တစ်ခုကိုအရှွန်းဖောက်ပြီးဟေ့ဖိုးကြီးကင်မင်းကသမီးလေးလျှောက်ရည်အတွက်ဖုန်းကုမ္ပဏီတစ်ခုဝယ်ပေးဖို့ပြင်နေတာလားအဆင်ပြေသားပဲလူငယ်တွေမှာကိုယ်ပိုင်လုပ်ငန်းရှိတင်တာပေါ့လို့စောင်းနောက်လိုက်ပါတော့တယ်ဖူးကျင့်ကော်ရဲ့စကားကြောင့်လျှောက်ရည်ကအံ့ဩသွားပြီးဖုန်းကုမ္ပဏီဟုတ်လားဖူးဦးလေးကလည်းနောက်နေပြန်ပြီးသမီးတို့အိမ်မှာကုမ္ပဏီဝယ်ဖို့ပတ်စံပဲရှိမလဲလို့ပြန်ပြောပါတယ်အဖေဖြစ်သူကလည်းလျှို့ဝှက်ချက်ပေါက်မှာဆိုလို့ဟုတ်ပါငါကဘလို့လို့ဝယ်နိုင်မှာလဲလို့လိုင်းကြီးပြောပေမဲ့ဖူးကျင့်ကော်ကတော့စနောက်တဲ့လေတံနဲ့မင်းဖေသားတကယ်ဝယ်မယ်ဆိုရင်အဲ့ဒီလိုကုမ္ပဏီမျိုးရာကနန်းလောက်ကိုဝယ်နိုင်တယ်ကွာလို့ထပ်ပြောလိုက်ပါတယ်အခြေအနေမဟန်တာကြောင့်ရှောက်ရည်ရဲ့အဖေကအဖိုးကြီးမနောက်ပါနဲ့ဗျာငါတို့အိမ်ကရှောက်ရည်လေးကအနောက်ပြောင်ခံနိုင်တာမဟုတ်ဘူးလို့တားပြီးလျှို့ဝှက်ချက်တွေပေါက်ကြားတော့မဲ့အခြေအနေမလို့စကားလမ်းကြောင်းတွေကဖူးကျင့်ကော်ကိုအလင်းစလိုခေါ်ထုတ်သွားပါတော့တယ်ဒါနဲ့ဒီနေ့မွန်းလွဲပိုင်းမှာငါတို့ project တစ်ခုဆွေးနွေးစရာရှိတယ်မလားအချိန်နီးနေပြီကဲဖူဖိုးကြီးသွားကြဆိုလို့ဆိုကာထွက်သွားကြပြီးရှောက်ရည်ကလည်းအဖေနဲ့ဖူဦးလေးကိုနှုတ်ဆက်ပြီးကြံခဲ့ပါတယ်သူတို့ထွက်သွားတော့မှရှောက်ရည်ဟာစီနီယာဖူကျင့်ရွံကိုသွားရှာဖို့တတိယသွားပါတယ်တစ်ဖက်မှာလည်းဖူကျင့်ရွံဟာရှောက်ရည်ပြောင်းနေလို့စိုးရိမ်တကြီးလိုက်ရှာနေတာပါဖူကျင့်ရွံကဝန်ထမ်းကိုမင်းတေချာလို့လားသူအပြင်ကိုတခါမှမထွက်သွားဘူးဆိုတာလို့မေးတဲ့အခါဝန်ထမ်းကမထွက်သွားပါဘူးဖူတခင်လေးလိုအပ်ရင်ကျွန်တော်ဝန်ထမ်းတွေကိုစုပြီးကူရှာပေးရမလားခင်ဗျာလို့ပြန်ဖြေပါတယ်ဖူကျင့်ရွံကအေးမြန်သွားရှာပေးလို့အမိန်ပေးနေတော့မှပဲရှောက်ရည်ကစီနီယာဖူလို့လှမ်းခေါ်ရင်းရောက်လာပါတယ်ဖူကျင့်ရွံလည်းစိတ်သက်သာရသွားပြီးဝန်ထမ်းတွေကိုမလိုတော့ဘူးမင်းတို့ဘာသာမင်းတို့သွားလို့ကြတော့လို့လွတ်လိုက်ပြီးရှောက်ရည်ကိုမင်းဘာမှမဖြစ်ဘူးမလားဘာမှမဖြစ်ရင်ပြီးတာပါပဲနောက်ဆိုရင်အဲ့ဒီလိုရှောက်မသွားနဲ့တော့တိလားလို့စိုးရိမ်တကြီးမှရှာပါတယ်ရှောက်ရည်ကကျမရှောက်မသွားပါဘူးဟိုခန်းကဆိုပြီးစကားပြောရင်းနဲ့လမ်းလျှောက်လာရာကနေခြေချော်ပြီးလဲကြမလို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဖူကျင့်ရွံကပြတလဲတွဲပေးလိုက်ပါတယ်ရှောက်ရည်ကအမလေးခြေတော့ခောက်သွားပြီးထင်တယ်လို့ညီးတွားတဲ့အခါဖူကျင့်ရွံကအင်းဒါဆိုကိုမင်းကိုတွဲပြီးအထဲဝင်သွားပေးမယ်လို့ဂယုတစိုက်ပြောရှာပြီးရှောက်ရည်ကလည်းကျေးဇူးတင်ပါတယ်စီနီယာလို့ပြန်ပြောပါတယ်အခြေအနေတွေကအေးချမ်းမလို့နဲ့ပြဿနာအသစ်တစ်ခုစတင်လာပါတယ်။ကျောင်းကနေထုတ်ပယ်ခံလိုက်ရတဲ့ပိုင်မုံရောင်ဟာသူမရဲ့ရည်စားဖြစ်သူရန်ဟောက်ကိုတွားပြီးသွေးထိုးကုန်းတိုက်ပါတော့တယ်။ရန်ဟောက်ကဒေါသတကြီးနဲ့အောက်တန်းစားဒေါသတယောက်ကများမင်းကိုကျောင်းကထွက်သွားအောင်ထိအနိုင်ကျင့်ရဲတယ်ပေါ့။တကယ်ပဲအသက်မရှင်ကျင်တော့ဘူးထင်တယ်။မုံရောင်ဒီကိစ္စကိုဘာလို့ငါ့ကိုစောစီးမပြောရတာလဲလို့မေးပါတယ်။ရန်ဟောက်ရဲ့တပည့်ကလည်းဘေးကနေဟုတ်ပါငါတို့မုံရောင်မမကအကိုဟောက်ရဲ့နှလုံးသားဆိုတာဘယ်သူကမသိပဲနေမှာလဲ
အဲ့ဒီကောင်ရဲ့နောက်ခံကဘာမလို့လဲလို့လိုက်မြောက်ပေးပါတယ်ရန်ဟောက်ကမောက်မာစွာနဲ့သူ့နောက်ခံကဘသူပဲဖြစ်ဖြစ်ငါဂယုမဆိုင်ဘူးသူကဖူမီသားစုကိုကတ်တွယ်ထားယုံတင်မလားတကယ်လို့ထိတ်တိုက်တွေ့ရင်အဲ့ဒီဖူကြည့်ယွန်ကငါ့ကိုရှင်နိုင်မှာမဟုတ်ဘူးမုံရောင်စိတ်ချပါဒီကိစ္စအတွက်ငါမင်းကိုတေချာပေါက်တရားမျှတမှုရှာပေးမယ်လို့ကြုံးဝပါတယ်ရန်ဟောက်ကရှောက်ရည်ရဲ့နောက်ခံအမှန်ကိုမသိပဲဖူကြည့်ယွန်ကိုပါစိန်ခေါ်နေတာကိုပိုင်မုံရောင်မြင်တဲ့အခါစိတ်ထဲကနေကောက်ကျစ်စွာပြုံးလိုက်ပါတယ်သူမကစိတ်ထဲကနေသူကရှောက်ရီဟာကင်းတထေးကြီးရဲ့သမီးဆိုတာမသိသေးဘူးပဲတကယ်လို့သူသာလက်စွမ်းပြနိုင်ရင်ရှောက်ရီတော့ခံရတော့မှာပဲအစီအစဉ်ပြတ်သွားရင်တော့ဒီကောင်ပဲခံရမှာလို့တွေးနေပေမဲ့အပြင်ပန်းမှာတော့ဟန်ဆောင်ပြီးအကိုဟောက်ကျမအကိုတို့အတွက်ပြဿနာမရှာချင်ပါဘူးလို့ပြောပါတယ်ရဟောက်မှလည်းမုံရောင်မကြောက်နဲ့ငါကဒီလောကမှာအချီးနှီးကြီးပြင်းလာတာမဟုတ်ဘူးငါချစ်တဲ့မိမကိုထိရဲတဲ့ကောင်တွေကိုငါတေချာပေါက်ပေးဆက်ခိုင်းရမယ်လို့ရဲရဲကြီးအာမခံတဲ့အခါတပြည့်ဖြစ်သူကလည်းအကိုဟောက်ကောင်းတယ်ဗျာအဲ့ဒီကောင်မကိုအနိုင်ကျင့်တဲ့အတွက်ပညာပေးလိုက်ရမယ်လို့ထောက်ခံပါတယ်ပိုင်မုံရောင်ကတော့ကောက်ကျစ်တဲ့အကြံနဲ့ပါဒါပေမဲ့သူမပြောတာကတော့စိတ်အလိုမလိုက်ကြပါနဲ့ကျမကိစ္စကြောင့်လူတိုင်းထိခိုက်မှာကိုမလိုလားပါဘူးလို့ဟန်ဆောင်ထားပေမဲ့ရန်ဟောက်ကမုံရောင်ဒီကိစ္စကိုမင်းဝင်မပါနဲ့တော့ငါစီကသတင်းကောင်းကိုသာစောင့်နေလိုက်လို့ပြက်ပြက်သားသားပြောလိုက်ပါတော့တယ်ဘာမှမတိရှာတဲ့ရှောက်ရွေဟာစာကြီးတိုက်ကအပြန်ကျောင်းဝင်းထဲမှာတင်ရန်ဟောက်တို့လူမိုင်းအုပ်စုရဲ့ပိတ်ဆို့ခြင်းကိုခံလိုက်ရပါတယ်ရန်ဟောက်ရဲ့တပည့်ကအကိုဟောက်အဲ့ဒါသူပဲလို့လက်ညှိုးထိုးပြတဲ့အခါရန်ဟောက်ကမင်းကရှောက်ရွေလားလို့မေးပြီးရှောက်ရွေကလည်းလန့်သွားကရှင်တို့ကဘသူတွေလဲဘာလို့မလို့လဲလို့ပြန်မေးပါတယ်ရန်ဟောက်ကဘာလို့မလို့လဲဟုတ်လားမင်းကတော်တော်စွမ်းတာပဲငါရန်ဟောက်ရဲ့မိမကိုတောင်အနိုင်ကျင့်ရဲတယ်ပေါ့ဒီနေ့ဒီနေမြေမှာဘသူကဆရာလဲဆိုတာမင်းကိုသိအောင်ပြပေးရတာပေါ့လို့ရန်ကားပါတယ်ရှောက်ရွေကကျမရှင်ကိုလုံးဝမသိဘူးရှင်ဘာတွေပြောနေလဲဆိုတာလဲကျမမသိဘူးလို့ညင်းပေမဲ့ရန်ဟောက်ကဒေါသတကြီးနဲ့မသိဘူးဟုတ်လားမုံရောင်ကမင်းကြောင့်ကျောင်းကနေအတင်းအကျပ်ထွက်လိုက်ရတာကိုမင်းကအကျွေးမဆက်ချင်ဘူးပေါ့လို့အော်ပါတော့တယ်ရှောက်ရွေကဒါကပိုင်မုံရောင်ကြောင့်လေဒါပေမဲ့သူကျောင်းထွက်ရတာကလို့ရှင်းပြဖို့စ조사ပေမဲ့ရန်ဟောက်ကစကားဖြတ်ပစ်လိုက်ပါတယ်ရန်ဟောက်ကမင်းပါစက်ပိတ်ထားစမ်းမင်းရဲ့အတိတ်ပဲမရှိတဲ့စကားတွေကိုငါမကြားချင်ဘူးမင်းကဖူမီသားစုကိုအားကိုးပြီးမောက်မာနေတာမလားငါမင်းကိုပြောလိုက်မယ်ဒီနေ့ဖူကြည့်ရွံကိုယ်တိုင်ဒီမှာရှိနေရင်တော့ငါမင်းကိုတေချာပေါက်ပေးဆက်ခိုင်းမှာပဲလို့ပြောပါတယ်ဘေးကတပည့်မှလည်းအကိုဟောက်သူနဲ့စကားရှည်ကြီးပြောမနေနဲ့သူ့ကိုတိုက်ရိုက်ပဲပညာပေးလိုက်ရအောင်လို့လှုံ့ဆော်တယ်လို့နောက်တစ်ယောက်ကလည်းကောင်းတယ်ကောင်းကြီးပညာပေးလိုက်စမ်းဒီလိုမာနမိုးပေါ်ထောင်နေတဲ့ကောင်မကိုလို့အော်ဟစ်ကြပါတယ်ရှောက်ရွေလဲကြောက်လန့်လန့်နဲ့ရှင်တို့အနားမလာနဲ့တကယ်လို့လက်ဖျားနဲ့တောင်တို့ရဲရင်ကျမရဲတိုင်လိုက်မှာလို့ချင်းချောက်ပေမဲ့ရန်ဟောက်ကဒီလိုຢာတွေနဲ့ငါ့ကိုလာမချင်းချောက်နဲ့ငါကဒီလောကမှာလွယ်နဲ့ရက်တီလာတာမဟုတ်ဘူးမင်းကိုလာရှာကလေးကဒါတွေကိုမကြောက်လို့ပဲလို့ဂယုမဆိုင်ကြောင်းပြောပါတယ်အဲ့ဒီမှာတပည့်ဖြစ်သူကအကိုဟောက်ဒါမှမဟုတ်သူ့ကိုအရင်ခေါ်သွားပြီးလူသူမရှိတဲ့နေရာမှာကောင်းကြီးနှိမ့်ဆက်ကြမလားလို့အကြံပေးရာရန်ဟောက်ကလည်းအကြံကောင်းပဲသူ့ကိုဆွဲခေါ်သွားစမ်းလို့အမိန့်ပေးလိုက်ပြီးလူမိုက်တွေအနားမလာနဲ့ဖဲကြစမ်းမလာနဲ့လို့အော်ဟစ်ရုန်းကန်နေတဲ့ရှောက်ရွေကိုအတင်းဆွဲခေါ်ဖို့လုပ်နေတဲ့အရေးကြီးတဲ့အချိန်မှာပဲစီနီယာဖူကျင့်ရွယ်ရောက်ရှိလာပြီးဖဲစမ်းလို့အော်ကာကွယ်ပေးလိုက်ပါတော့တယ်ရှောက်ရွေကစီနီယာဖူရှင်ဘယ်လိုလုပ်ရောက်လာတာလဲလို့ဝမ်းသာအားရမေးတဲ့အခါဖူကျင့်ရွံကစိတ်ချပါငါရှိနေတဲ့၍သူတို့မင်းကိုဘာမှမလုပ်ရဲစေရဘူးလို့အားပေးပါတယ်ရန်ဟောက်ကတော့မာနတင်းပြီးဖူကျင့်ရွံမင်းရောက်လာတာအတော်ပဲဒီကောင်မလေးကမုံရောင်ကိုအနိုင်ကျင့်ရဲတယ်မင်းကသူ့ကိုကာကွယ်ပေးခြင်းနဲ့ပေါ့ဒါဆိုရင်ဒီစရင်ကိုငါတို့အတူတူရှင်းကြတာပေါ့လို့စိန်ခေါ်ပါတယ်ဖူကျင့်ရွံကအေးအေးဆေးဆေးပဲစရင်ရှင်းမယ်ဟုတ်လားမင်းကငါ့ကိုရှင်းနိုင်လို့လားလို့တုံ့ပြန်တဲ့အခါရန်ဟောက်ကဖူကျင့်ရွံမင်းရဲ့ဖူမီသားစုကအနောက်မှာကြီးမားရှိနေုံနဲ့မိုးပေါ်ထောင်လို့ရမယ်မထင်နဲ့ဒီနေ့ငါမင်းကိုအရင်ဆုံးရှင်းပြမယ်ပြီးရင်အဲ့ဒီကောင်မလေးကိုမင်းဘလို့ဒူးထောက်ပြီးအတနာခံမလဲဆိုတာတေချာကြည့်ခိုင်းရမယ်လို့လေလုံးထွားပါတော့တယ်ဖူကျင့်ရွံကမင်းတို့တွေရန်တမ်းပြောမနေကြနဲ့မင်းတို့မှာအဲ့ဒီလိုအရေးချင်းမရှိပါဘူးလို့ပြောလိုက်ပြီးရန်ဟောက်ကလည်းညီအကိုတို့တက်ကြစို့ဒီခွေးကောင်နဲ့ခွေးမကိုအတူတူရှင်းပြကြစမ်းလို့အမိန်ပေးပြီးတိုက်ခိုက်ခိုင်းပါတယ်ဒါပေမဲ့ရန်ဟောက်ထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးဖူကျင့်ရွံဟာလက်ဖျားတစ်ချက်ခါယုံနဲ့တင်ရန်ဟောက်ရဲ့လူမိုက်တွေကိုမြေလူးသွားအောင်ဆုံးမပစ်လိုက်ပြီးမင်းရဲ့လက်စွမ်းကဒီလောက်ပဲလားငါကိုရှင်းမလို့ဆိုတာလာလေလို့စိန်ခေါ်ပါတယ်ရန်ဟောက်လည်းကြောက်လန့်တကြားနဲ့မင်းဖူကျင့်ရွံမင်းမြဲတမ်းမောက်မာနိုင်မယ်မထင်နဲ့စောင့်နေလိုက်ငါမင်းကိုလွတ်ထားမှာမဟုတ်ဘူးလို့ပြောပြီးထွက်ပြေးသွားကြပါတယ်အဲ့ဒီနောက်ဖူကျင့်ရွံကရှောက်ရွေကိုမင်းဘာမှမဖြစ်ဘူးမလားလို့မေးရရှောက်ရွေကလည်းအင်းလို့ပြန်ဖြေရှာပါတယ်ရန်ဟောက်တို့ထွက်ပြေးသွားပြီးနောက်မှာတော့ရှောက်ရွေရဲ့ဖခင်စီကဖုံးဝင်လာပါတယ်။သမီးဖြစ်သူကတော့အဖေစိတ်ပူမှာစိုးလို့အစဉ်ပြေကြောင်းဟန်ဆောင်ပြောလိုက်ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကရိပ်မိပြီးသမီးအဖေကိုမလိမ်ပါနဲ့ဖူကျင့်ရွံအဲ့ဒီကောင်လေးကသမီးကိုတေချာစောင့်ရှောက်ပါမယ်ဆိုပြီးအခုတော့ဒီလိုပဲစောင့်ရှောက်တာလားလို့စိုးရိမ်တကြီးမေးပါတယ်။ရှောက်ရွေကတကယ်ပါအဖေသမီးဘာမှမဖြစ်ပါဘူး။ဒါနဲ့မကြခင်ចောင်းပိတ်ရက်ရှည်ရှိတော့သမီးအိမ်ပြန်ပြီးအဖေတို့ကိုလာကြည့်ကျင်လို့လမ်းကြောင်းလွှဲလိုက်တဲ့အခါမိခင်ဖြစ်သူကဖုံးလူပြီးညီးကပြန်လာမလို့ဟုတ်လားလို့ဝမ်းသာအားရမေးပါတယ်ပြီးတော့ဖခင်ဖြစ်သူကဘာမှမဟုတ်ပါဘူးမင်းဖေပြောတာကသမီးကတယောက်တည်းပြန်လာမှလားလို့တကယ်လို့ဖြစ်နိုင်ရင်ဖူကျင့်ရွံလေးကိုပါတခါတည်းခေါ်ခဲ့လေအမေသမီးတို့အတွက်အရသာရှိတာတွေချက်ကျွေးမယ်လို့ဖိတ်ခေါ်ပါတယ်ရှောက်ရွေကဒါဆိုသမီးစီနီယာကိုမေးကြည့်လိုက်မယ်နော်အင်းတကယ်လို့စီနီယာအဆင်မပြေရင်လဲလို့ပြောနေတော့ဘေးကကြားနေတဲ့ဖူကျင့်ရွံကဖုန်းထဲကိုလှမ်းပြီးအဆင်ပြေပါတယ်အရန်အဆင်ပြေပါတယ်ဦးလေးနဲ့အန်ဒီတို့ကိုတွားတွေးဖို့စောစောစီးစီးပြင်ဆင်ထားတင်တာပါဟုတ်တယ်မလားရှောက်ရွေလို့ဝမ်းသာအားရဝင်ပြောပြီးဖုန်းချလိုက်ပါတယ်
အဲ့ဒီအချိန်မှာတော့ရှောက်ရွေရဲ့အိမ်မှာတော့ဗျာမာနပွဲဆင်နွှဲသလိုရုပ်ရုပ်သဲသဲတွေဖြစ်ကုန်ပါတော့တယ်ဖခင်ဖြစ်သူကဒုက္ခပါပဲရှောက်ရွေကအိမ်ပြန်လာတော့မယ်လို့ပြာရာခတ်နေပြီးအကိုဖြစ်သူကလည်းဘာဖြစ်လို့လဲအဖေမကြားလိုက်ဘူးလားရှောက်ရွေအိမ်ပြန်လာတော့မယ်လေလို့ထပ်ပြောပါတယ်ဖခင်ဖြစ်သူကအိမ်ဟောင်းထဲကပစ္စည်းတွေကိုသူမြင်သွားရင်ငါတို့လှုပ်ဝက်ချက်တွေပေါက်ကြားကုန်မှာပေါ့လို့စိုးရိမ်တဲ့အခါမိခင်ဖြစ်သူကရှင်ကလည်းဘာတွေပြာရာခတ်နေတာလဲရှင်းလင်းလိုက်ရင်ပြီးတာပဲကိုအာမဟုတ်သေးပါဘူးလို့တွေးမိသွားပြီးဖခင်ဖြစ်သူကချက်ချင်းပဲအမိန်ပေးလိုက်ပါတော့တယ်ဖခင်ဖြစ်သူကမင်းတို့အားလုံးငါတို့ရဲ့အိမ်ဟောင်းကိုသူတောင်းစားအိမ်ပုံစံမျိုးဖြစ်အောင်အမြန်ပြင်ဆင်လိုက်ကြအားငါအတွက်အပေါ်အင်ကြီးအဟောင်းတစ်ထည်ခြံထားဦးတော်လို့ဆိုကတထေးကြီးဖြစ်မှန်မသိစေခြင်းနဲ့ရှောက်ရွေရဲ့မိသားစုဟာအိမ်ကိုစင်းရဲသားအိမ်လိုချက်ချင်းဟန်ဆောင်ပြင်ဆင်လိုက်ကြပါတယ်ရှောက်ရွေနဲ့ဖူကျင့်ရွင်ရောက်လာတဲ့အခါမှာတော့လမ်းမှာဝစ်စုံသက်တွေနဲ့လူတွေကိုတွေ့ခဲ့လို့တန်တရားဝင်နေပါတယ်ရှောက်ရွေကအိမ်ထဲဝင်ချင်းအဖေအမေအကိုသမီးပြန်ရောက်ပြီးဒါနဲ့သမီးခုနကအိမ်ရှိလမ်းမှာဝစ်စုံနဲ့ဝတ်ထားတဲ့လူတစုလမ်းလျှောက်သွားတာတွေ့တယ်သူတို့ကဘာလို့မလို့လဲလို့မေးပါတယ်ဖခင်ဖြစ်သူကပြတလဲနဲ့သူတို့ကဇလန်းတို့ရိုက်ကူးတဲ့တရုတ်ဆောင်တွေလေငါတို့အိမ်ကိုငှားပြီးဗီဒီယိုရိုက်နေတာဇလန်းတိုလေးလို့လိန်ညာဖြေဆိုလိုက်ပေမဲ့ရှောက်ရွေကဟုတ်လို့လားသမီးကြည့်ရတာသူတို့ကနည်းနည်းထူးဆန်းတယ်လို့ပဲလို့တန်တရားဝင်နေတော့မိခင်ဖြစ်သူကဖက်လဲတကင်းနဲ့သမီးလေးကိုအမေတိတ်လွမ်းနေတာသမီးနောက်ဆုံးတော့ပြန်ရောက်လာပြီပဲလို့ဆိုပြီးစကားဖြတ်ပါတယ်ရှောက်ရွေကလည်းအမေသမီးလည်းအမေကိုတိတ်လွမ်းတာပဲလို့ပြန်ပြောပြီးဖူကျင့်ရွံကလည်းရင်ကျေးစွာနဲ့ဦးလေးအန်တီအဖွားမင်္ဂလာပါခင်ဗျာလို့နှုတ်ဆက်ပါတယ်ဖခင်ဖြစ်သူမိခင်ဖြစ်သူနဲ့အဖွားဖြစ်သူဟာဖူကျင့်ရွံကိုခလန်းလန်းကနေကြည့်ပြီးသမီးဖြစ်သူအပေါ်စိတ်ရင်းရှိမရှိဆင်းရဲတာကိုနှာခေါင်းရှုံမလားဆိုတာစမ်းသပ်ဖို့တိုးတိုးလေးတိုင်ပင်နေကြပါတယ်မိခင်ဖြစ်သူကအိုအားနာစရာကြီးဒီလျှောက်ရည်လေးကတော့လေငါကဒီကောင်လေးကိုခေါ်ခဲ့ဖို့အားနာလို့ခေါ်ခိုင်းလိုက်တာကိုသူကတကယ်ခေါ်လာတယ်ပေါ့လို့ပြောတဲ့အခါဖခင်ဖြစ်သူကမင်းကလည်းအဲ့ဒါပဲဒီကောင်လေးကလျှောက်ရည်အပေါ်စိတ်ရင်းရှိတာပဲဒါအပြင်ငါတို့အိမ်ရဲ့အခြေအနေကထူးခြားနေတာမလားသူ့ကိုစမ်းသက်ကြည့်ရမယ်လေသူလျှောက်ရည်အပေါ်ဘလောက်အထိကောင်းနိုင်မလဲဆိုတာလို့ဆိုပါတယ်အဖွားဖြစ်သူကလည်းဟုတ်တယ်တကယ်လို့သူငါတို့အိမ်ကိုရောက်လာလို့ငါတို့အိမ်ဆင်းရဲတာကိုတွေ့ပြီးလျှောက်ရည်ကိုနှာခေါင်းရှုံရင်ဒီလူကလုံးဝမဖြစ်နိုင်ဘူးတကယ်လို့သူကစမ်းသက်မှုကိုခံနိုင်ရရှိရင်ငါတို့လည်းနောင်ကြရင်စိတ်ပူစရာမလိုတော့ဘူးလို့ထောက်ခံပြီးမိခင်ဖြစ်သူကလည်းအင်းရှင်တို့စဉ်းစားတာကပိုပြီးစစ်ဆက်ပါတယ်လျှောက်ရည်ကပြီးခဲ့တဲ့ရက်ပိုင်းကအเจ้าမှာငိုနေတယ်ဆိုတော့ဒီကောင်လေးကြောင့်စိတ်ဆိုးလို့လားမသိဘူးဒီနေ့တော့သူလျှောက်ရည်အပေါ်ဘလို့ဆက်ဆံမလဲဆိုတာငါတေချက်ကြည့်ရမယ်ကဲအထဲကိုအရင်ဝင်ကြဆိုလာလို့တိုင်ပင်ပြီးခေါ်သွားကြပါတယ်အိမ်ထဲရောက်တော့မဲ့အချိန်အကိုဖြစ်သူကအာမန်ပြေးနဲ့တုတ်တချောင်းကိုချိုးပြဖို့စူးစမ်းနေတာကိုတွေ့ရလို့ရှောက်ရွေကဟေးအကိုဘာလုပ်နေတာလဲလို့မေးရအကိုဖြစ်သူကငါလေးချင်ကန်လုပ်နေတာလေလို့ကြွားပါတယ်ဖူကျင့်ရွံကအကိုဒါကိုပိုင်းဖို့လို့လားကျွန်တော်ကူညီပြရစီဆိုပြီးတုတ်ကိုဖက်ခန့်နဲ့အလွယ်တကူပိုင်းပစ်လိုက်တာကြောင့်အကိုဖြစ်သူမှအံ့ဩပြီးစိတ်ထဲကနေဒီကောင်လေးအားတော်တန်တာပဲလို့ချီးကျူးလိုက်ရပါတယ်အဲဒီနောက်မှာတော့ဖခင်ဖြစ်သူကစမ်းသပ်မှုရဲ့အဓိကလက်နက်ဖြစ်တဲ့စီကန်းချက်စာရွက်ကြီးကိုထုတ်ပြပြီးအားနာစရာမလိုပါဘူး။ဖူကောင်လေးမင်းငါတို့အိမ်ကိုပထမဆုံးအကြိမ်လာတာဆိုတော့ဘာမှမပြင်ဆင်ရသေးဘူး။ဒါကြောင့်မင်းအတွက်လက်ဆောင်တစ်ခုပေးမယ်လို့ပြောပါတယ်။ဖူကျင့်ရွံကမလိုပါဘူး။ခမညာပတ်စံအကုန်ကြမခံပါနဲ့အရန်အားနာစရာကောင်းနေပါပြီလို့ညင်းပေမဲ့ဖခင်ဖြစ်သူကယောက်ျားကောင်းလက်ဆွဲစာအုပ်ကိုအတင်းပေးပြီးယောက်ျားကောင်းလက်ဆွဲနံပါတ်1ဘယ်အချိန်ပဲဖြစ်ဖြစ်ရှောက်ရီကိုလုံးဝမငိုစေရ။ယောက်ျားကောင်းလက်ဆွဲနံပါတ်2ထူးခြားတဲ့မှတ်ဉာဏ်ရှိရမယ်။ရှောက်ရီပြောတဲ့စကားတခွန်းချင်းစီနဲ့တောင်းဆိုချက်တိုင်းကိုမှတ်မိရမယ်။ယောက်ျားကောင်းလက်ဆွဲနံပါတ်3ရှောက်ရီကမိုးကောင်းကင်ရှောက်ရီကကဘာမြေရှောက်ရီကအမြဲတမ်းနံပါတ်1ဖြစ်ရမယ်လို့အခုလိုဖတ်ပြလိုက်ပါတယ်။ရှောက်ရီကရှက်ကိုရှက်ကန်းနဲ့အဖေအမေဒါတွေကဘာတွေလဲဘာလို့ဒါတွေကိုလုပ်နေတာလဲလို့တားရအကိုဖြစ်သူကယောက်ျားကောင်းလက်ဆွဲစာအုပ်လေးနာမည်အတိုင်းပဲရှင်းရှင်းလင်းလင်းရှိတယ်လို့ဝင်ပြောပါတယ်။ဖူကျင့်ရွံကစာအုပ်ကိုကြည့်ပြီးယောက်ျားကောင်းလက်ဆွဲစာအုပ်ကိုကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ရှောက်ရီကိုမငိုစေရဆိုတဲ့အချက်ကဘာလို့အကြိမ်100လောက်ပါနေရတာလဲခင်ဗျာလို့မေးတဲ့အခါဖခင်ဖြစ်သူကဟေ့ဒါကိုမင်းမမေးနဲ့တော့ဒီအချက်ကနောင်ကြရင်အရေးကြီးဆုံးဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်ရှောက်ရီကလည်းဒါပေမဲ့အကိုကျမနဲ့စီနီယာဖူကကျောင်းနေဘက်တငယ်ချင်းတွေပဲဟာကိုလို့ညင်းပေမဲ့ဖခင်ဖြစ်သူကတငယ်ချင်းဖြစ်ဘာဖြစ်ငါဂယုမဆိုင်ဘူးငါတို့အိမ်ကရှောက်ရီလေးရဲ့အနားမှာနေခြင်းနဲ့ဆိုရင်ဘယ်အချိန်မဆိုဒီယောက်ျားကောင်းလက်ဆွဲစာအုပ်ကိုအမြဲတမ်းမှတ်ထားရမယ်မင်းမှတ်မိနိုင်မလားသာပြောလို့ဖိအားပေးပါတယ်ဖူကျင့်ရွံကပြက်သားပဲကျွန်တော်မှတ်မိနိုင်ပါတယ်တေချာပေါက်မှတ်မိနိုင်ပါတယ်ဦးလေးနဲ့အန်တီတို့စိတ်ချပါဘယ်အချိန်ပဲဖြစ်ကျွန်တော်ရှောက်ရီကိုဘယ်တော့မှစိတ်ဆင်းရဲအောင်မလုပ်ပါဘူးလို့သတိပေးလိုက်တဲ့အတွက်မိသားစုဝင်အားလုံးစိတ်ထဲကနေသဘောကျသွားပြီးမိခင်ဖြစ်သူကတော့ဝမ်းသာအားရနဲ့ကဲရှောက်ရီမင်းတို့အရင်ထိုင်နေကြဦးအမေဈေးသွားပြီးဟင်းချက်စရာသွားပြင်ပါတယ်ဖူကျင့်ရွံကအန်တီကျွန်တော်ကူဝယ်ပေးပါရစေလို့ယဉ်ကျေးပြပေမဲ့မိခင်ဖြစ်သူကအိုမလိုပါဘူးထိုင်နေစမ်းပါစပွဲပေါ်မှာတစ်သီးတွေရှိတယ်မင်းတို့နှစ်ယောက်အရင်ထိုင်နေကြကဲလာသွားကြဆိုပထမဆုံးအချက်ကအရေးကြီးဆုံးပဲဟဲလို့ပြောပြီးထွက်သွားကြပါတယ်သူတို့ထွက်သွားတော့ရှောက်ရီကစီနီယာဖူကျမမိဘတွေပြောတဲ့စကားတွေကိုစိတ်ထဲမထားပါနဲ့နော်သူတို့ကစီနီယာကိုတမင်တက်ဒုက္ခပေးခြင်းလို့မဟုတ်ပါဘူးလို့အာနာနာနဲ့တောင်းပန်ပါတယ်ဖူကျင့်ရွံကညင်သာစွာနဲ့ကိုနောက်အပြောင်လုပ်နေတာမဟုတ်ပါဘူးကိုတကယ်ပဲမင်းကိုကာကွယ်ပေးနိုင်မဲ့အခွင့်အရေးရချင်ပါတယ်လို့ပြောလိုက်တဲ့အတွက်ရှောက်ရီတယောက်ရှက်သွေးဖြာသွားပါတယ်ချိုမြိန်နဲ့အခိုက်အတန့်လေးတွေနဲ့အတူဧကန်ထဲမှာ TV ထိုင်ကြည့်နေကြတဲ့သူမတို့နှစ်ယောက်မှာဖူကျင့်ရွံရဲ့စိတ်ထဲမှာတော့တခုခုကိုတန်တရားဝင်နေပုံမှာပဲသူကဘေးနားကရှောက်ရီကိုကြည့်ပြီးဒီပတ်ဝန်းကျင်ရဲ့ထူးဆန်းတဲ့အငွေ့အသက်အကြောင်းညင်သာစွာစကားပြောလိုက်ပါတယ်ရှောက်ရီကတော့ဘာမှရိပ်မိပုံမရပဲသူငယ်စဉ်ကတည်းကဒီအိမ်မှာပဲကြီးပြင်းလာခဲ့တာဖြစ်ကြောင်းနဲ့မိသားစုရဲ့နှွေးထွေးမှုကိုပြုံးရွှင်စွာပြောပြနေခဲ့တာပါဒီစကားကြောင့်ပဲဖူကျင့်ရွံတယောက်မိခင်ဖြစ်သူဆုံးပါသွားပြီးကတည်းကအေးဆက်လွန်းနေခဲ့တဲ့သူ၏အတိတ်အိမ်ကြီးကိုသတိရပြီးစိတ်မကောင်းဖြစ်သွားရရှာပါတယ်
ဒီအချိန်မှာတော့မိဖို့ချောင်းထဲကနေသူတို့နှစ်ယောက်ကိုချောင်းကြည့်နေတဲ့ရှောက်ရွေရဲ့ဖခင်မိခင်ဖြစ်သူနဲ့အကိုဖြစ်သူဖူကျင့်ရွံရဲ့တနာစရာနောက်ခံသမိုင်းကြောင်းကိုကြားလိုက်ရတဲ့အခါမိခင်ဖြစ်သူကစိတ်မကောင်းဖြစ်သွားပြီးအရင်ကအထင်လွဲခဲ့မိတာတွေကိုနောင်တရနေရှာပါတယ်အကိုဖြစ်သူကလည်းဖူကျင့်ရွံဟာတကယ်ကိုရိုးသားတဲ့ကောင်လေးတစ်ယောက်ဖြစ်ကြောင်းထောက်ခံပေးနေခဲ့ပြီးမိခင်ဖြစ်သူကတော့သူတို့နှစ်ယောက်ကိုစိတ်အေးလက်အေးရှိပါစေတော့ဆိုပြီးအကိုဖြစ်သူနဲ့ဖခင်ဖြစ်သူကိုမိဖို့ချောင်းထဲကနေတွန်းထုတ်လိုက်ပါတော့တယ်တစ်ဖက်မှာလည်းရှောက်ရွေကဖူကျင့်ရွံကိုသူမအကြိုက်ဆုံးဇလန်းတွဲအတူတူကြည့်ဖို့ကလေးတစ်ယောက်လိုဇွတ်ပူစာနေခဲ့ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာအခန်းရောက်တဲ့အခါရှောက်ရွေတစ်ယောက် TV ကြည့်ရင်မျက်ရည်ဝဲလာပါတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဖခင်ဖြစ်သူကတော့ဧကန်ထဲစိုးဝင်လာပြီးဖူကျင့်ရွံကိုဒေါသတကြီးလက်ညှိုးထိုးစုပူပါလေရောဖခင်ဖြစ်သူကဟေးကောင်မင်းတို့ဒါဘာလုပ်နေကြတာလဲသဘောတူညီချက်ရဲ့ပထမဆုံးစီကန်းချက်ကိုမေ့သွားပြီလားဘယ်အချိန်ဖြစ်ဖြစ်ရှောက်ရွေကိုမျက်ရည်မကျစေရဘူးလို့ပြောထားတယ်လေလို့ပြောပါတယ်ရှောက်ရွေကစိုးရိမ်တကြီးနဲ့ TV ကြည့်ပြီးငိုတာပါလို့ကြားကဝင်ရှင်းပြပေမဲ့လည်းဖခင်ဖြစ်သူကတော့လက်မခံပါဘူးဖူကျင့်ရွံခမများလဲပြပြတလဲတောင်းပန်နေရပြီးဖခင်ဖြစ်သူကတော့နောက်ခါကျရင်ရှောက်ရွေအနာတလန်းတောင်အကက်မခံတော့ဘူးလို့ဟိန်းဟောက်ရင်အားလုံးကိုထမင်းစားဖို့စော်ဩလိုက်ပါတော့တယ်ဇလန်းကအေးဆေးပေးဆိုယုံရှိသေးတယ်။အိမ်ပြင်ဘက်မှာတော့မတမာတဲ့အကြံစီတွေနဲ့အတူရန်ဟောင်းနဲ့လူမိုင်းအုပ်စုရောက်ရှိလာခဲ့ပါပြီ။သူတို့ကဒီအိမ်ဟာဘာနောက်ခံအာဏာမှမရှိတဲ့အပြင်ဂျင်းရှီလုပ်ငန်းစုရဲ့မြေယာစီမံကိန်းနယ်မြေထဲမှာရှိနေတာကိုစုံစမ်းသိရှိထားကြတာပါ။ရန်ဟောက်ကဒီအိမ်ကိုအဓမ္မဖျက်ဆီးပစ်လိုက်ရင်ဂျင်းရှီလုပ်ငန်းစုရဲ့မျက်နှာသာပေးမှုကိုရမယ်အပြင်ဖူကျင့်ရွံကိုဒုက္ခပေးပြီးပိုင်မုံရောင်ကိုပါသူ့လက်ထဲသွတ်သွင်းနိုင်မယ်ဆိုတဲ့ကောက်ကျစ်တဲ့များတစ်စင်းနဲ့နှစ်သုံးကောင်ပြစ်အစီအစဉ်ကိုကျုံးဝါနေခဲ့ပါတယ်။ရန်ဟောက်နဲ့လူမိုင်းအုပ်စုကခြံထဲကိုဇွတ်အတင်းဝင်ရောက်ပြီးရန်ကားလာတဲ့အခါထမင်းစားဖို့ပြင်နေတဲ့မိသားစုဝင်တွေအားလုံးရင်ဆိုင်ကြပါတော့တယ်။ရှောက်ရွေနဲ့မိခင်ဖြစ်သူတို့ထိတ်လန့်နေစဉ်မှာပဲဖူကျင့်ရွံကလည်းတည်ငြိမ်အေးဆက်တဲ့လေတံနဲ့အခုချက်ချင်းထွက်သွားဖို့ရန်ဟောက်ကိုတတိပေးလိုက်ပါတယ်။ဒါပေမဲ့ကျင်းရှီလုပ်ငန်းစုရဲ့အရှိန်အဝါကိုအားကိုးပြီးမောက်မာနေတဲ့ရန်ဟောက်ကတော့လောင်ပြောင်နေခဲ့ပြီးဒီအိမ်ကိုအစနာမကြံအောင်အခုချက်ချင်းဖျက်ဆီးပစ်ဖို့ပဲအော်ဟစ်အမိန့်ပေးနေခဲ့ပါတယ်။ရန်ဟောက်ရဲ့တပည့်မှငါတို့ကကျင်းရှီလုပ်ငန်းစုရဲ့ဥက္ကဋ္ဌကျင်းတောင်ရဲ့အမိန့်နဲ့လာတာပြမင်းတို့ဘာကောင်တွေမလို့လဲလို့အရှိန်အဝါပြလိုက်တဲ့အခါဖခင်ဖြစ်သူကတော့ကြောက်ရွံ့သွားခြင်းမရှိဘဲထူးဆန်းတယ်လို့နှာခေါင်းရှုံလိုက်ပြီးမင်းတို့ငါ့ကိုဘယ်သူလဲဆိုတာတေချာကြည့်ဖို့လိုလိမ့်မယ်လို့အေးဆက်စွာပြန်ပြောလိုက်ပါတော့တယ်ဒီအခြေအနေမှာအထူးဆန်းဆုံးကတော့ရှောက်ရွေရဲ့မိသားစုပါပဲသူတို့ဟာမြို့ပေါ်မှာဩဇာကြီးလှပါတယ်ဆိုတဲ့ကျင်းရှီလုပ်ငန်းစုရဲ့နာမည်ကိုကြားလိုက်ရပေမဲ့နည်းနည်းမှတုံ့လို့ခြောက်ခြားခြင်းမရှိတဲ့အပြင်အချင်းချင်းကြည့်ပြီးထူးဆန်းတဲ့အမှုအရာတွေဖြစ်နေကြတာပါရန်ဟောက်ကတော့ဒါကိုမရိပ်မိပဲနောက်ခံကောင်းကောင်းရှိကြောင်းလေလုံးထွားနေခဲ့ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ဖခင်ဖြစ်သူကတော့ရေချင်းစိတ်ကိုမနှဲအောင်ထားရင်းနဲ့ခါနဲ့တဲ့လေတန်နဲ့အခုလိုပဲပြန်ပြောလိုက်ပါတယ်မိခင်ဖြစ်သူကဒါဆိုရင်တော့ငါတို့မလိုတော့ဘူးပေါ့ကဲငါတော့ကျက်စာကျွေးဖို့ရှိသေးတယ်ဒီကိစ္စကိုအေးအေးဆေးဆေးပဲသူတို့ဘာသာဖြေရှင်းပါစေလို့ဆိုတာတာမန်ဖြစ်နေကြအတိုင်းဟန်ဆောင်ပြီးထွက်သွားပါတော့တယ်ရှောက်ရွေရဲ့မိသားစုဟာအခြေအနေတစ်ခုလုံးကိုဘာလို့ချက်ချင်းမကြောက်မရွံ့ဖြစ်သွားရတာလဲဆိုတာကိုဘေးကမြင်နေရတဲ့ဖူကျင့်ရွံတယောက်စိတ်ထဲကနေပြင်းပြင်းထန်ထန်တန်တရားဝင်နေမိပါတယ်ရန်ဟောက်ကတော့စိတ်မရှိတော့ပဲဒီအိမ်စုပ်ကိုအစအနမကြံအောင်ရိုက်ခွဲပစ်ကြဆန်းလို့အမိန့်ပေးလိုက်တဲ့အခါဖခင်ဖြစ်သူကဒေါသတကြီးနဲ့အိမ်ကတက်တော်ဆောင်တွေကိုလှမ်းခေါ်ပါတော့တယ်ဒါပေမဲ့တက်တော်ဆောင်တွေကိုသူတို့ကိုယ်တိုင်ပြန်လွှတ်လိုက်ပြီးဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့ဖခင်ဖြစ်သူမှစိတ်ပြက်လက်ပြက်ဖြစ်သွားရပါတော့တယ်အိမ်မှာဒီလူတွေမှလွဲပြီးဘယ်သူမှမရှိတာကိုသိသွားတဲ့ရန်ဟောက်ကပိုပြီးရဲတင်းလာကတက်ကြဆိုညီကိုတို့အကုန်ရှင်းပစ်လိုက်လို့လူမိုက်တွေကိုအော်ဟစ်စော်ပါတော့တယ်ရှောက်ရွေကကြောက်လန့်တကြားနဲ့တားပေမဲ့ချေရတဲ့ရှောက်ရွေကိုအန်ဒီရဲကနေကာကွယ်ဖို့အတွက်ဖူကျင့်ရွံတယောက်ရှေ့ကနေခဏလေးနဲ့ဖြည့်ရှင်းလိုက်ပါတယ်ပြိုင်ဘက်ကင်းနဲ့လက်ယုံရည်ကြောင့်ရန်ဟောက်ရဲ့တပည့်တွေဟာဒဏ်ရာနာတရားတွေနဲ့လက်ပြလွှင့်မတက်ဖြစ်သွားပြီးအကိုဟောက်မလွယ်ဘူးပြပြန်ဆုတ်ကြရအောင်လို့အော်ဟစ်ပြောဆိုလာကြပါတယ်ဒါကိုရန်ဟောက်ကဒေါသတကြီးနဲ့လက်မခံပဲရှောက်ရည်ကိုယ်တိုင်အရှိကိုတက်လာတာမြင်တော့အခွင့်အရေးကိုစောင့်နေတဲ့သူကဓာတ်နဲ့ပြေးထိုးတဲ့အချိန်ဖူကျင့်ရွံမှဝင်ပြီးအစားခံပေးလိုက်တာကြောင့်အားလုံးလည်းလမ်းဖြန့်ကုန်ကြပါတယ်ဒီတော့မှရန်ဟောက်ကအကိုဖြစ်သူရဲ့ပြင်းထန်တဲ့ကန်ထုတ်ခြင်းကိုခံလိုက်ရပြီးမြေပြင်ပေါ်လွင့်စင်ကြကအဆက်တကွဲနဲ့ထွက်ပြေးရပါတော့တယ်ဒါပေမဲ့ရှောက်ရည်ကိုဝင်ပြီးကာကွယ်ပေးရင်းနဲ့ဖူကျင့်ရွံတယောက်ဒဏ်ရာအပြင်းထန်ရကသတိမေ့သွားပါတော့တယ်ရှောက်ရည်တယောက်ထိတ်လန့်တုန်လှုပ်စွာနဲ့စီနီယာဘူးသတိထားပါအောင်အဖေမြန်မြန်ဆေးရုံပို့ပေးပါအောင်လို့အော်ဟစ်ငိုယိုရှာပါတယ်ဒီလိုဖူကျင့်ရွံလဲကျသွားတဲ့မြင်ကွင်းကြောင့်စင်းရဲသားဟန်ဆောင်ထားတဲ့ဖခင်ဖြစ်သူမှာသွေးဆူသွားပြီးဒေါသတကြီးနဲ့ကဘာပြတ်မတက်ဖြစ်ကငါရဲ့အိမ်မှာလာပြီးရန်ကားရဲတယ်ပေါ့တေချာပေါက်သူတို့ကိုနာကျင်စရာကောင်းတဲ့တန်ဖိုးကိုပေးဆက်စေရမယ်လို့ကြုံးဝါလိုက်ပါတော့တယ်တစ်ဖက်မှာတော့အပြန်လန်းမှာအလန့်တကြားကရုံကရင်နဲ့ထွက်ပြေးလာကြတဲ့ရန်ဟောင်းနဲ့လူမိုက်အုပ်စုမှတပည့်ဖြစ်သူကဖူကျင့်ရွံဒဏ်ရာပြင်းထန်သွားတာကြောင့်ဖူမီသားစုရဲ့ကလဲစားချေမှုကိုကြောက်လန့်တုန်ရီစွာပြောနေပေမဲ့ရန်ဟောက်ကတော့မင်းတို့ကလည်းကြောက်မနေကြနဲ့ငါတို့နောက်ွယ်မှာကျင်းရှီလုပ်ငန်းစုရှိနေတာပဲဘာမှကြောက်စရာမလိုဘူးလို့မာနတင်းပြီးလေလုံးထွားနေသေးပါဒါပေမဲ့သူတို့လုံးဝမသိတာကတော့သူတို့သွားရောက်ပြီးပိတ်မိလိုက်တဲ့ကြော်ကွင်းဟာသူတို့အထင်ကြီးနေတဲ့ကျင်းရှီလုပ်ငန်းစုထက်တောင်အစာပေါင်းများစွာပိုပြီးကြောက်စရာကောင်းနေတယ်ဆိုတာပါပဲဇလန်းကတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းလာပါပြီစင်းရဲသားအဖိုးကြီးဟန်ဆောင်ထားတဲ့မိသားစုရဲ့အမှန်တရားပေါ်ပေါက်လာတဲ့အခါရန်ဟောက်တို့ဘလို့ပျက်စီးသွားမလဲဒဏ်ရာရသွားတဲ့ဖူကျင့်ရွံကိုရှောက်ရည်ဘလို့ပြုစုမလဲဆိုတာနောက်ထွက်မဲ့အပိုင်းမှာစသိမ်းပါပြီနော်
ဒီဇလန်လေးကိုသဘောကျကြမယ်လို့မျှော်လင့်ပါတယ်ဒီလိုဗီဒီယိုတစ်ခုဖြစ်လာဖို့အချိန်တွေလုပ်အားတွေအများကြီးပေးဆက်ရပါတယ်အခုအချိန်မှာချစ်တော်မိတ်ဆွေတွေအတွက်အကောင်းဆုံးတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့စူးစမ်းမှုကိုအတိအမှတ်ပြုပြီးအထောက်ပံ့ပေးခြင်းနဲ့ဆိုရင်တော့အခု comment မှာပြထားတဲ့ဖုန်းနံပါတ်တွေကနေတဆင့်စေတနာရှိသလောက်ပံ့ပိုးပေးနိုင်ပါတယ်ရှင်လူကြီးမင်းတို့ရဲ့အထောက်ပံ့လေးတွေကဗီဒီယိုဖန်တီးမှုတွေကိုပိုမိုကောင်းမွန်လာအောင်ကူညီပေးရာရောက်ပါတယ်ကြည့်ကျင်တဲ့ဗီဒီယိုရှိရင်လည်း Messenger မှာလာရောက်ပြောကြားနိုင်ပါတယ်ရှင်မင်းတို့တဖောဖောပြောနေတဲ့တနိုင်ငံလုံးမှာအချမ်းသာဆုံးသူထေးကြီးရဲ့သမီးကမိုးလိုက်ရင်မျက်ရည်တွေကရွှေဖြစ်သွားတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတာကိုသိသွားတဲ့လူရုပ်မှာ2ယောက်ဘာတွေဆက်ရုပ်မှာကြမလဲဆိုတာကတော့ပြီးခဲ့တဲ့အပိုင်းမှာတော့ဆေးရုံကတင်ပေါ်တွင်ဖူကျင့်ရွံတစ်ယောက်သတိမိမျောနေပြီးဘေးတွင်ကင်လျှောက်ရွေကစိုးရိမ်ပူပန်စွာစောင့်ကြည့်နေပါတယ်ဆရာဝန်ကစစ်ဆေးပြီးနောက်လှည့်ထွက်ရန်ပြင်ဆင်ကင်လျှောက်ရွေကအလောတကြီးမေးလိုက်ပါတယ်ဆရာဝန်ကြီးသူတကယ်ပဲဘာမှမဖြစ်ဘူးမလားဟင်သူဘယ်တော့လောက်မှသတိရလာမှာလဲဆရာဝန်ကစိတ်အေးလက်အေးဖြင့်ပြန်ပြောလိုက်တယ်တိတ်လဲစိတ်မပူပါနဲ့သူကတွေးထွက်လွန်သွားလို့ယာယီသတိမိသွားတာပါအနားယူယုံတင်အချိန်နည်းနည်းပေးပြီးတေချာပြုစုလိုက်ရင်ဘာမှမဖြစ်တော့ပါဘူးကင်လျှောက်ရွေကတက်ပြင်းချရင်ဝမ်းသာအားရပြောလိုက်ပါတယ်ဟုတ်ကဲ့တော်သေးတာပေါ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာဝန်ကင်လျှောက်ရွေဤမိခင်ကတနာကယူနာတက်မိတော့မျက်နှာဖြင့်ပြောလိုက်တာကဒီကလေးကလည်းငါတို့လျှောက်ရွေလေးကိုကာကွယ်ပေးရင်းနဲ့ဒဏ်ရာရသွားတာဒီတခါတော့သူ့ကြောင့်တကယ်တီလေးလွတ်ခဲ့တာပဲကင်လျှောက်ရွေဤဖခင်ဖြစ်သူကခေါင်းတငိမ့်ငိမ့်ဖြင့်ချီးမွမ်းလိုက်ပါတယ်ဒီကောင်ကတကယ်ကိုမစိုးဘူးပဲတက်တီလည်းရှိတာဟုတ်တယ်ဒီကောင်လေးကမစိုးဘူးအရေးချင်းရှိတာပဲထိုစဉ်ကင်လျှောက်ရွေဤအကိုဖြစ်သူထံသို့ဖုန်းတကောဝင်လာပါတယ်သူကဖုန်းကိုကြည့်ပြီးနောက်မိဘများကိုအပြင်သို့ခေါ်ထုတ်သွားရန်လေတံတိုးတိုးဖြင့်ပြောလိုက်တယ်ဟုတ်ကဲ့သိပါပြီဖေဖေမေမေကျွန်တော်နဲ့ခဏလောက်အပြင်ထွက်ခဲ့ပေးပါဦးဆေးရုံစင်ကြံလန်းသို့ရောက်သောအခါအကိုဖြစ်သူကစုံစမ်းရရှိထားသောအချက်လက်များကိုဖခင်ဖြစ်သူအားတင်ပြလိုက်ပါတယ်ဖေဖေအကုန်စုံစမ်းပြီးပါပြီအဲ့ဒီရန်ဟောက်ဆိုတဲ့ကောင်ကဟိုင်ဂျန်မျိုးကရန်မိသားစုကပဲအဆင်မရှိတဲ့မိသားစုအသေးလေးတစ်ခုမို့လို့ကျွန်တော်တို့လုပ်ငန်းစုနဲ့ဘာပတ်သက်မှုမှမရှိပါဘူးအဲ့ဒီလူမိုက်တွေကဒဏ်ရာရအောင်လုပ်ယုံတင်မကပဲကျွန်တော်တို့ရဲ့နာမည်ကိုပါအလွဲသုံးစားလုပ်ပြီးကျွန်တော်တို့အိမ်ထိလာရန်ကားရဲတာတကယ်ကိုလွန်လွန်းပါတယ်ငါရဲ့မိသားစုကိုတောင်ထိရဲပြီးကြင်ရွံကိုပါဒဏ်ရာရအောင်လုပ်တယ်ဟုတ်လားဒီကောင်ကိုငါကိုယ်တိုင်ရှင်းရမယ်ဖေဖေစိတ်ချပါကျွန်တော်လူလွတ်ပြီးအဲ့ဒီကောင်ကိုဖမ်းခိုင်းထားပြီမို့လို့လွတ်မှာမဟုတ်ပါဘူးဒီလိုလူမျိုးကိုမွေးထုတ်ထားတဲ့ရန်မိသားစုဆိုတာလဲဘာကောင်းတာရှိမှလဲသူတို့ဒီလောကမှာဆက်ရှိနေဖို့မလိုတော့ဘူးကျွန်တော်အခုပဲရန်မိသားစုကိုဒေဝါလီခံခိုင်းလိုက်မယ်ဒီတခါတော့လုံးဝခွင့်မလွတ်နိုင်ဘူးဟုတ်ပါတယ်ဒါပေမဲ့တနာစရာကောင်းတာကဒီကလေးပဲအခုတော့ဒဏ်ရာတွေရလို့ငါကြည့်ရတဲ့လောက်တော့သူကငါတို့လျှောက်ရည်လေးအပေါ်စစ်မှန်ပုံရပါတယ်ငါတို့ကသူ့ကိုဆက်ပြီးလှုပ်ဝက်ချက်တွေဖုံးကွယ်ပြီးစမ်းသပ်နေဖို့လိုသေးလို့လားနောက်ဆိုရင်တော့ငါတို့ဘက်ကသူ့ကိုစိတ်မစင်းရဲစေရဘူးအခြားတစ်ဖက်တွင်ရန်ဟောက်တယောက်ကင်မီသားစုရဲ့တက်တော်ဆောင်များလိုက်ဖမ်းနေလို့အသေးအတန်ပြေးပြီးပုံခိုနေရပါတယ်ရန်ဟောက်ကဒေါသတကြီးညီးတွားနေစဉ်သူ့ဖခင်ထံမှဖုံးဝင်လာပါတယ်ကင်လျှောက်ရည်တို့မိသားစုကဘလို့လူတွေလဲကွာငါ့ကိုအမိုက်ပုံးတဲ့အထိပုံခိုင်းလူနီးပါးဖြစ်အောင်လုပ်တယ်သူတို့မှာဘာထူးခြားတဲ့အဆင့်တန်းရှိလို့လဲဖုံးမိလာသဖြင့်ကင်လိုက်ရာအဖေဖြစ်သူကဒေါသတကြီးအော်ဟစ်ပါတော့တယ်မင်းအပြင်မှာဘာတွေသွားလုပ်ထားလဲသိလားမင်းဘာမှမလုပ်ဘူးဟုတ်လားမင်းလိုသားမိုက်ကောင်ကြောင့်မင်းကင်လုပ်ငန်းစုကိုသွားဆော့မိတာမင်းသိရဲ့လားသူတို့အိမ်ထိသွားရန်ကားလို့အခုငါတို့မိသားစုကိုဒေဝါလီခံခိုင်းနေပြီးငါတစ်သက်လုံးစူးစမ်းခဲ့သမျှအရာအားလုံးမင်းလိုလူကြောင့်ပျက်စီးကုန်ပြီကင်လုပ်ငန်းစုဟုတ်လားဘလို့ဖြစ်နိုင်မှာလဲကျွန်တော်ဆုံးမခဲ့တာကစင်းရဲသားမိသားစုကကောင်မတစ်ယောက်တည်းလေနေအောင်ကင်မိသားစုဆိုတာအဲ့ဒါဥက္ကဋ္ဌကင်ရဲ့အိမ်လားရန်ဟောက်ဤမိခင်ကဘေးမှနေ၍ငိုလိုကားသားရဲ့အမေလည်းမသိဘူးလေမင်းကအတုံးမကျတဲ့ကောင်ပဲမင်းဒီလောက်ပြဿနာအကြီးကြီးမရှာခဲ့ရင်ငါတို့မိသားစုဒီလိုဖြစ်မှာမဟုတ်ဘူးအခုချက်ချင်းအပြင်ထွက်ပြီးသူတို့ကိုဒူးထောက်တောင်းပန်ချေမဟုတ်ရင်မင်းကိုငါသားအဖြစ်ကနေဆွန့်လွတ်လိုက်မယ်ရန်ဟောက်ကဖုံးချလိုက်ပြီးနောက်မျက်နှာပြက်ကဒေါသတကြီးရေရွတ်လိုက်ပါတယ်ငါဒီတခါတော့တကယ်ကြောက်ဆောင်ကိုသွားတိုက်မိပြီပဲအဲ့ဒီဖာဒီမပိုင်မုံရောင်ကြောင့်အကုန်ပျက်စီးကုန်ပြီးငါသူ့ကိုဒီအတိုင်းမလွတ်နိုင်ဘူးဒီအချိန်ပိုင်မုံရောင်တို့သားအဖကလမ်းဘေးတွင်အမိုက်ပလတ်စတစ်ဘူးခွန်များလိုက်ရှာရင်းရန်ဟောက်ပုံးနေတဲ့အမိုက်ပုံးနားသို့ရောက်လာကြပါတယ်အဖေသမီးအမိုက်တွေဆက်မကောက်ချင်တော့ဘူးပိုင်မုံရောင်ဤဖခင်ကဒေါသထွက်နေသောမျက်နှာဖြင့်ညီမအပြစ်တင်ဖို့ဘာရေးချင်းရှိလို့လဲအခုလိုဖြစ်ရတာညီကိုယ်တိုင်ရှာတဲ့မိမဟုတ်ဘူးလားငါသာအဖိုးကြီးကင်စီသွားပြီးအတနာမခံခဲ့ရင်ငါတို့တွေဟိုင်ချန်မျိုးကနေမောင်းထုတ်ခံရတာကြပြီထိုစဉ်ရန်ဟောက်ကအနောက်မှထွက်လာပြီးပိုင်မုံရောင်ကိုပါရိုက်လိုက်ပါတော့တယ်နင်ပါလောက်တာလဲရန်ဟောက်နေငါ့ကိုရိုက်ရဲတယ်ဟုတ်လားဖာဒီမနင်သူကကင်လုံငန်းစုကမှန်ကြိုတိနေရတဲ့သားနဲ့ငါ့ကိုတမင်လိန်ညာခဲ့တာမလားပိုင်မုံရောင်ဤဖခင်ကဝင်သားရင်မင်းကငါသမီးကိုရိုက်ရဲတယ်ဟုတ်လားရန်ဟောက်ကဖခင်ဖြစ်သူကိုကန်ကြောက်လိုက်ကအော်လိုက်ပါတယ်အဖိုးကြီးဖယ်ဆန်းဒီနေ့ဒီကိစ္စကိုငါအပြတ်ရှင်းမယ်ခမ ्या နဲ့ဘာမှမဆိုင်ဘူးဟုတ်ပြီလားငါသာမင်းအတွက်ထွက်မရက်ပေးခဲ့ရင်ကင်လုပ်ငန်းစုကိုငါသွားစောမိပါမလားအခုငါတို့မိသားစုဒေဝါလီခံလိုက်ရပြီးမင်းကအပြစ်မရှိသလိုလုပ်နေသေးတယ်ပေါ့ပိုင်မုံရောင်ကအော်ဟစ်ကပြန်ပြောလိုက်ပါတယ်နင်ကနင့်ဘာသာနဲ့နာမည်ကြီးကျင်လို့လုပ်တာလေငါနဲ့ဘာဆိုင်လို့လဲရန်ဟောက်ကပိုင်မုံရောင်ဤလက်ကိုဆွဲပြီးအတင်းကျပ်ပြောလိုက်ကမင်းအခုချက်ချင်းကင်ဥက္ကဋ္ဌစီသွားပြီးဒူးထောက်တောင်းပန်ဒီရာအားလုံးကမင်းကြောင့်ဖြစ်ရတာလို့ပြောပိုင်မုံရောင်ကရုန်းကန်ရင်အော်လိုက်ပါတယ်ဘာဖြစ်လို့လဲငါမသွားဘူးနင့်အပြစ်ကိုဘာလို့ငါအပေါ်ပုံချရတာလဲပိုင်မုံရောင်မင်းတကယ်လို့မသွားရဲရင်အသေးဆိုးနဲ့တေးရမယ်ရန်ဟောက်နေယူနေပြီလားတောင်းပန်ယုံနဲ့အဆင်ပြေမယ်ထင်နေတာလားရန်ဟောက်ကလေတံပြောင်းပြီးငါအဖေပြောတယ်ငါသာဥက္ကဋ္ဌကင်ကိုတေချာတောင်းပန်ရင်သူတို့ကခွင့်လွှတ်ဖို့စဉ်းစားပေးလိမ့်မယ်တဲ့အဲ့ဒီအချိန်ကျရင်ငါတို့ကင်လုပ်ငန်းစုနဲ့ပတ်သက်ခွင့်ရချင်ရအောင်မှာ
နင်ကတော့အိမ်မက်မက်နေတာပဲဒီအခြေအနေအထိရောက်နေတာတောင်အဆက်အသွယ်ရဖို့တွေးနေသေးတယ်ပေါ့စကားများမနေနဲ့ဘာပဲဖြစ်ဖြစ်မင်းသွားရမယ်တကယ်လို့ဒီကိစ္စအောင်မြင်သွားရင်ငါကင်အုပ်စုရဲ့အကူအညီနဲ့ပြန်လဲထူထောင်နိုင်မှာအဲ့ဒီအချိန်ကျရင်မင်းအတွက်လည်းအကျိုးရှိမှာပဲပိုင်မုံရောင်ကမတက်တာသည့်အစုံသဘောတူလိုက်ရပါတယ်ကောင်းပြီကောင်းပါပြီအရင်လှုပ်ငါနေနဲ့လိုက်ခဲ့မယ်ရပြီလားသွားစို့ဈေးရုံခန်းအတွင်းသို့ဖူကျင့်ရွယ်နိုးလာတဲ့အခါဘေးမှလျှောက်၍ကအိတ်နေရင်းနဲ့အိမ်မက်ဆိုးများမဲ့သဖြင့်ငိုလိုက်တဲ့အခါရွှေတုံးများကျလာတာကိုတွေးလိုက်ရပါတယ်ဒီအချိန်သူမရဲ့မိဘများနဲ့အကိုဖြစ်သူပြန်လဲဝင်ရောက်လာပါတယ်ဖူကျင့်ရွယ်ကတတိယနေပြီဖြစ်တာကိုမြင်ပြီးတိတ်တဆိတ်အချက်ပြကအပြင်သို့ခေါ်ဆောင်သွားပါတယ်ဦးလေးအန်တီဒါတွေကမိဘများကအချင်းချင်းတယောက်မျက်နှာတယောက်ကြည့်ကတိုင်ပင်နေကြပါတယ်ဒီအချိန်အတွင်းမှာစမ်းသပ်ခဲ့တာတွေကိုမင်းလဲတွေ့ပြီးပြီမလားဒီကလေးကငါတို့မိသားစုဆင်းရဲတာကိုလည်းမယွန်ရှာတဲ့အပြင်ရှောက်ရည်လေးကိုကာကွယ်ဖို့အတွက်အသက်တောင်ဆုံးဝန်းနေသူလည်းအကုန်သိသွားပြီဆိုတော့ငါတို့သူ့ကိုအမှန်တိုင်းပြောပြလိုက်ကြရအောင်ဖူကျင်းယုံကကြောင်တောင်ဖြစ်မေးလိုက်ပါတယ်ဒါဆိုအမှန်တိုင်းပြောပြမယ်ဆိုတာကကျွန်တော်တကယ်ပဲဘာမှနားမလည်တော့ဘူးမိခင်ဖြစ်သူမှဟုတ်တယ်မင်းမြင်တဲ့အတိုင်းအားလုံးကအမှန်တရားတွေပဲကြည်ရွံလေဒီကိစ္စကပြောရရင်ရှည်လျားပါတယ်ရှောက်ရည်လေးမှာငငယ်ကလေးကထူးခြားတဲ့စွမ်းရည်တစ်ခုရှိခဲ့တယ်အဲ့ဒါကတော့ငိုလိုက်ရင်မျက်ရည်တွေကရွှေဖြစ်သွားတာပဲဖူကျန့်ယွန်ကမျက်လုံးပြူးကမယုံနိုင်စွာနဲ့ဗျာအန်တီတို့ကျွန်တော်ကိုနောက်နေတာမဟုတ်ဘူးမလားဖခင်ဖြစ်သူကခေါင်းညစ်ကအတီးပြူလိုက်တယ်တကယ်ပါပဲဒါတင်မကသေးဘူးငါတို့မိသားစုကတနိုင်ငံလုံးမှာအချမ်းသာဆုံးတထေးကြီးတွေဒါပေမဲ့ဒီကိစ္စကိုရှောက်ရည်လေးကိုယ်တိုင်လည်းအခုထိမသိသေးဘူးဒါကြောင့်စောစောကငါတို့မင်းကိုတမင်ဆွဲခေါ်လာခဲ့တာထိုစဉ်တနေရာမှချောင်းသားထောင်နေသောရန်ဟောက်နှင့်ပိုင်မုံရောင်တို့ကဒီစကားကိုကြားသွားကြပါတယ်ရန်ဟောက်ကစိတ်လှုပ်ရှားစွာဖြင့်တီးတိုးရေရွတ်လိုက်တယ်ဟမ်ကြားလိုက်လားကင်ရှောက်ရည်ဆိုတဲ့ဖာဒီမာကငိုရင်ရွှေထွက်တယ်ပိုင်မုံရောင်ကလည်းအံ့ဩစွာဖြင့်ကြားတယ်ငါနာကကန်းနေတာမှမဟုတ်တာငါပြောသားပဲကင်မီသားစုကတနိုင်ငံလုံးမှာအချမ်းသာဆုံးဖြစ်နေတာကိုဘာလို့အဲ့ဒီလိုအိမ်စုပ်ထဲမှာနေမလဲလို့အခုမှပဲအကြောင်းရင်းကိုသိတော့တယ်ကင်းလျှောက်ယူနင်ကတကယ်ကန်ကောင်းတာပဲရန်ဟောက်ကမျက်လုံးထဲတွင်လောဘအရေးများရှက်တန်းလျက်သွားဆိုအခုတော့တောင်းပန်စရာမလိုတော့ဘူးအခုကင်းလျှောက်ယူမှာဒီလိုစွမ်းရည်ရှိမှန်းသိပြီဆိုတော့ငါတို့သူ့ကိုထိန်းချုပ်ထားနိုင်ရင်ဒီတထေးကြီးနေရာကငါတို့အတွက်ဖြစ်လာမှာပေါ့ဒေဝါလီခံရတာကိုဘာလို့ကြောက်နေအောင်မလဲဈေးရုံခန်းအတွင်းကင်းလျှောက်ယူဤမိဘများကဖူကျင့်ရွံကိုဆက်လက်မှာကြားနေပါတယ်ကျင့်ရွံလေးဒီကိစ္စကိုမင်းရှိုးဝက်ချက်အနေနဲ့တေချာထိမ့်သိမ်းပေးရမယ်ရှောက်ရည်လေးကအခုထိမသိသေးဘူးဘာလို့လဲဆိုတော့ဒီထူးခြားတဲ့စွမ်းရည်ကြောင့်ရှောက်ရည်လေးကိုသူများတွေလောဘတက်ပြီးအတုံးချမှာစိုးလို့ငါတို့မိသားစုကမင်းကိုစမ်းသက်ခြင်းလို့စင်းရဲခြင်းအောင်ဆောင်ပြီးဖုံးကွယ်ထားခဲ့တာတင့်တော်တဲ့အချိန်ကြာမှရှောက်ရည်လေးကိုပြောပြဖို့စီစဉ်ထားတာပါဖူကျင့်ယွန်ကနားလေစွာဖြင့်ကျွန်တော်နားလေပါပြီဦးလေးနဲ့အန်ဒီတို့ရဲ့စေတနာကိုလည်းသိပါတယ်ဒါကရှောက်ရည်လေးကိုကာကွယ်ဖို့ဆိုတာလည်းသိပါတယ်စိတ်ချပါကျွန်တော်ဒီလျှို့ဝှက်ချက်ကိုတေချာစောင့်ရှောက်မှာဖြစ်တယ်လို့ရှောက်ရည်လေးကိုလည်းစစ်မှန်တဲ့စိတ်နဲ့စောင့်ရှောက်သွားမှာပါမိခင်ဖြစ်သူကဝမ်းသာအားရနဲ့မင်းစီကဒီစကားကိုကြားရတော့ငါတို့စိတ်အေးရပြီးကျင့်ရွံလေးငါတို့မိသားစုကမင်းကိုတမတ်အဖြစ်တတ်မှတ်လိုက်ပြီးဖူကျန့်ရွံကရှက်ကိုရှက်ကန်းဖြစ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးလေးနဲ့အန်တီဒါပေမဲ့နောက်ထပ်မေးစရာတစ်ခုရှိသေးတယ်ဦးလေးကတနိုင်ငံလုံးမှာအချမ်းသာဆုံးတထေးကြီးဆိုတော့ကျွန်တော်အဖေပြောတဲ့ဖခင်ဖြစ်သူကအံ့ဩသွားပြီးမင်းအဖေဟုတ်လားမင်းအဖေကဘာတူလဲထိုစဉ်ဖူကျင်းရွံဤဖခင်ဖြစ်သူဖူအဖိုးကြီးကစိတ်ယုံထဲသို့စိတ်လှုပ်ရှားစွာဝင်လာပါတော့တယ်ဖူအဖိုးကြီးကစိုးရိမ်တကြီးအော်ဟစ်လိုက်တယ်ငါသားလေးကောငါသားဒဏ်ရာရသွားတယ်ဆိုသူပဲမှလဲဖခင်ဖြစ်သူမှဖူဖိုးကြီးကိုမြင်သောအခါအံ့ဩသွားပါတယ်ဖူကျင်းယွန်ကကြောင်သွားပြီးမေးလိုက်ပါတယ်အဖေကဘာလို့ဒီကိုရောက်နေတာလဲဒီအချိန်အိတ်နေတာကနေနိုးလာတဲ့ရှောက်ရွေကအပြင်သို့ထွက်လာပါတယ်ကင်အိုကြီးမင်းကဘာလို့ဒီမှာရှိနေတာလဲပြီးတော့မင်းတို့အားလုံးကဘာလို့ဒီမှာစုံနေကြတာလဲရှောက်ရွေလေးသမီးလဲဒီမှာရှိနေတာပဲဒါနဲ့မင်းကဘာလို့ဒီမှာရောက်နေတာလဲဆရာဝန်ကမင်းတန်ရာကပြင်းထန်လို့ရှောက်မသွားရဘူးလို့ပြောထားတယ်မဟုတ်လားမြင်အဲ့ရပေါ်ပြန်သွားပြီးနားချေဒီကောင်လေးငါကြားတာတော့မင်းဒီတစ်ခါမင်းရဲ့အဲ့ဒီတငယ်ချင်းအတွက်တစားခံလုပ်ပေးရင်ဒဏ်ရာရတာဆိုဖူကျင်းယွန်ကရှက်ကိုရှက်ကန်းဖြစ်ဟုတ်ပါတယ်အဖေကင်းလျှောက်ရွေကအံ့ဩသွားပြီးဦးလေးဘူးကရှင့်ဖေလားဦးလေးဘူးတကယ်တော့ဖခင်ကကင်းလျှောက်ရွေကိုစကားဖြတ်ပြောလိုက်ပါတယ်သမီးလျှောက်ရွေလေးသမီးအခုစကားမပြောနဲ့အောင်ငါဒီနေ့ဒီကောင်ဆိုးလေးကိုတေချာဆုံးမရမယ်မင်းကိုမေးကြည့်ရမယ်အစတုန်းကငါမင်းကိုဘာပြောခဲ့တယ်လဲလျှောက်ရွေလေးနဲ့တေချာမိတ်ဆက်ပေးဖို့ပြောခဲ့တာဘူးမင်းကနားမထောင်ဘူးအခုတော့သူများအတွက်ဒဏ်ရာရလာပြီးသမီးလျှောက်ရွေလေးကစိတ်ကောင်းရှိလို့သာလာကြည့်တာမင်းရဲ့အဲ့ဒီတငယ်ချင်းဆိုတဲ့လူတွေကတော့အရေးအယောင်တော့မမြင်ရဘူးဖူကျင်းယွန်ကရှင်းပြရန်စူးစမ်းလိုက်ပါတယ်အဖေဒီကိစ္စကိုကျွန်တော်နည်းနည်းရှင်းပြပေးရစီမင်းသူတို့ကိုကာကွယ်မပေးနဲ့ကောင်ဆိုးလေးငါမင်းကိုပြောလိုက်မယ်ဒါကမင်းအတွက်သင်ခန်းစာပဲနောက်ဆိုအဖေရဲ့စကားကိုနားထောင်မလားကြည့်ရသေးတာပေါ့ကင်လျှောက်ရွေမှလည်းဦးလေးဘူးတကယ်တော့သူကာကွယ်ပေးခဲ့တဲ့အဲ့ဒီတငယ်ချင်းဆိုတာကျမပါပဲဘာသူကာကွယ်ပေးခဲ့တဲ့တငယ်ချင်းဆိုတာသမီးလားဖူအိုကြီးကိစ္စကဒီလိုပြကျွန်တော်လဲသူကမင်းရဲ့သားမှန်ခုနတင်ပဲသိရတာဒါကြောင့်အစကတည်းကဒီကောင်လေးကိုငှားရင်ထဲကနေရင်းနှီးပြီးသဘောကျနေတာမဆန်းပါဘူးအခြေအနေကိုနားလည်သွားတဲ့ဖခင်မကောင်လေးအစတုန်းကဘသူကငါ့ကိုပြောခဲ့တာလဲမိမိချစ်တဲ့သူအတွက်ဆိုရင်ဘာမဆိုစွန့်လွတ်ပါမယ်ဆိုအခုတော့အဆင်ပြေသွားပြီသူ့အတွက်တစားခံအောင်လုပ်ပေးလိုက်ရပြီပေါ့ဖူကျင်းယွန်ကရှက်ကိုရှက်ကန်းဖြစ်အဖေကလည်းဆက်မပြောပါနဲ့တော့ရှက်စရာကြီးပါဗျာဒီစကားကြောင့်မိသားစုဝင်အားလုံးအတူတကွရေမောကြပါတော့တယ်ဈေးရုံရဲ့တနေရာမှာတော့ရန်ဟောင်းနဲ့ပိုင်မုံရောင်တို့ကရုံမာသောအပြုံးဖြစ်ချောင်းကြည့်နေကြပါတယ်ရေကြဆန်းပါအခုရဲထားကြဦးခဏနေရင်မင်းတို့ငိုရတော့မယ်ဖူကျင်းယွန်အပြင်သို့ထွက်သွားတဲ့အချိန်ခွ
ခွင့်ရေးရတာနဲ့ရန်ဟောင်းနှင့်ပိုင်မုတ်ရောင်တို့သည်အခန်းထဲသို့အတင်းအကျပ်တိုးဝင်သွားပြီးကင်းလျှောက်ရည်ကိုဖမ်းဆီးလိုက်ကြပါတယ်။ရန်ဟောက်ကကင်းလျှောက်ရည်ကိုအတင်းချုပ်ကင်ကငါတို့ရဲ့ရတနာလေးမင်းကိုဘာလို့ဖမ်းနေဆိုတာမကြခင်သိရမှာပါ။ငါ့ကိုလွတ်ဆန်းပိုင်မုတ်ရောင်ကကင်းလျှောက်ရည်ဤပါဇက်ကိုပိတ်ကာပါကိုရိုက်ချလိုက်ပါတယ်။စူညံလိုက်တာပါဇက်ပိတ်ဆန်းကင်းလျှောက်ရည်မင်းမှာငိုရင်ရွှေထွက်တဲ့စွမ်းရည်ရှိလိမ့်မယ်လို့ငါတို့ထင်မထားခဲ့ဘူး။ဒီနေ့တော့ငါတို့အတွက်အခွင့်အရေးပဲ။ရန်ဟောက်ကလောဘကြီးဖြင့်ဟုတ်တယ်။မင်းမှာဒီစွမ်းရည်ရှိရင်နောက်ဆိုငါတို့ချမ်းသာပြီပေါ့သုံးလို့မကုန်တဲ့စည်းစိမ်တွေရတော့မှကင်းလျှောက်ရည်မှကြောက်လန့်တကြားညင်းဆိုလိုက်ပါတယ်နင်တို့ဘာတွေပြောနေတာလဲငါဘာမှသိဘူးငိုရင်ရွှေထွက်တာကဘာတွေပြောနေတာလဲဟန်ဆောင်မနေပါနဲ့တော့အလိမ္မာနဲ့စကားနားထောင်ရင်မင်းသက်သာရမယ်သူနဲ့စကားများမနေနဲ့သူ့ကိုအတင်းငိုအောင်လှုပ်ဆန်းငါကြည့်ချင်သေးတယ်သူ့မျက်ရည်တွေကဘလို့ရွှေဖြစ်သွားမလဲဆိုတာသူတို့နှစ်ယောက်အတိုင်ပေါက်ညီစွာသူမအားအတင်းငိုခိုင်းနေပါတယ်သို့တော့ကင်းလျှောက်ရည်ငိုတော့လဲရွှေထွက်မလာတဲ့အခါရန်ဟောက်ကကြောင်သွားပြီးဘလို့ဖြစ်တာလဲရွှေကမထွက်လာပါလားရွှေကောမင်းငိုရင်ရွှေထွက်တယ်ဆိုအခုဘာလို့ထွက်မလာတာလဲကင်းလျှောက်ရည်ကနားမလည်နိုင်စွာနဲ့နင်တို့ဘာတွေပြောနေလဲငါတကယ်နားမလည်ဘူးပိုင်မုံရောင်ကဒေါသတကြီးဖြင့် तू မသိတာလားဟန်ဆောင်နေတာလားစောစောကငါတို့စေးရုံခန်းတကားအပြင်ကနေရှင်းရှင်းလင်းလင်းကြားခဲ့တာသူ့မိဘတွေကိုယ်တိုင်ပြောတာ तू ငိုရင်ရွှေထွက်တယ်လို့အခုနင်ကဘာလာဟန်ဆောင်နေတာလဲတကယ်နင်တို့ဘာတွေပြောနေတာလဲမသိတာပါငိုရင်ရွှေထွက်တယ်ဟုတ်လားရန်ဟောက်ကကင်းလျှောက်ရည်ကိုဆွဲလုတ်ကငိုစမ်းငါ့ကိုငိုပြစမ်းဒီနေ့ရွှေမထွက်လာရင်မင်းကိုငါလွတ်မှာမဟုတ်ဘူးသူတို့နှစ်ယောက်ကိုဘလို့မှပြောမရတော့ကြောင့်ကင်းလျှောက်ရည်မှအော်ဟစ်အကူအညီတောင်းလိုက်ပါတယ်ဖေဖေရေကဲပါအောင်ထိုစဉ်တကားပြင်ပန်းမှမိဘများနှင့်အကိုဖြစ်သူရောက်ရှိလာပြီးတကားပိတ်ထားတော့အထဲကိုကြည့်တဲ့အခါအထဲကမြင်ကွင်းကြောင့်တကားကိုအတင်းတွန်းကြပါတယ်သူတို့ဘာလို့ဒီလောက်မြင်ရောက်လာတာလဲအရင်ဂယုမဆိုင်နဲ့ဦးအဲ့ဒီကောင်မလေးကိုအရင်ငိုအောင်လုပ်နင်တို့လျှောက်ရည်လေးကိုထိရဲရင်ငါနင်တို့ဘဝကိုဖျက်ဆီးပစ်မယ်တကားဖွင့်စမ်းဒီအချိန်ဖူချင်းရွံကရောက်လာကဘာဖြစ်လို့လဲအဲ့ဒီတိရစ္ဆာန်တွေကလျှောက်ရည်လေးကိုအထဲမှာပိတ်ထားကြတယ်လျှောက်ရည်လေးမကြောက်နဲ့ဦးဖေဖေနဲ့မေမေလာပြီးသမီးကိုကယ်မယ်တကားဖွင့်စမ်းအထဲမှာလဲရန်ဟောက်ကအသီးလှီးတဲ့ဓားကိုယူကချင်းချောက်ပါတော့တယ်ပိုင်မုံရောင်ကစိုးရိမ်တကြီးဖြစ်နေအောင်ငါတို့ဒီလောက်စူးစမ်းထားတာတကယ်ပဲရွှေထွက်မလာဘူးလားအပြင်မှာတော့ဖူချင်းရွံကအားကုန်သုံးပြီးတကားကိုကန်ကြောက်လိုက်တော့ပွင့်သွားကအထဲကိုရောက်လာကြပါတော့တယ်မိဘများနဲ့အကိုဖြစ်သူကစိုးရိမ်တကြီးဖြစ်နေကြပါတယ်ရန်ဟောက်ကကင်းလျှောက်ရည်ကိုဓားဖြင့်တစားခံလောက်ကခမည်းတော်ရှေ့တိုးမလာနဲ့တိုးလာရင်ငါသူ့ကိုတက်ပစ်မယ်ရန်ဟောက်မင်းကညီမကိုတစ်ချက်လေးတောင်ထိရဲရင်မင်းကိုငါအသေးတက်မယ်စိတ်မလောပါနဲ့မင်းတို့ဘာလို့ခြင်းလဲငါအကုန်ပေးမယ်ငါသမီးကိုသာလွှတ်လိုက်ပါပတ်စံလားပတ်စံပေးမယ်ဖူကျင့်ရွံမှလည်းမင်းတို့ကိုဒေဝါလီခံခိုင်းတာငါကြောင့်ပါပြဿနာရှိရင်ငါစီပဲလာခဲ့ရှောက်ရည်ကိုမထိနဲ့ကင်းရှောက်ရည်ကမျက်ရည်များဖြင့်ဖေဖေတို့ဘာတွေပြောနေတာလဲစောစောကသူတို့ပြောတာသမီးကတနိုင်ငံလုံးမှာအချမ်းသာဆုံးမိသားစုရဲ့သမီးဆိုသမီးတကယ်ဘာမှနားမလည်တော့ဘူးပိုင်မုံရောင်ကလှောင်ပြုံးကပြောလိုက်သည်ဒီအချိန်ထိရောက်နေတာတော့နင်ကဟန်ဆောင်နေတော့မဲလားကင်းရှောက်ရည်နင်ကတနိုင်ငံလုံးမှာအချမ်းသာဆုံးရဲ့သမီးနဲ့အဖေကကလဲစားချေဖို့ငါတို့ကိုဒေဝါလီခံခိုင်းပြီးအမိုက်ကောက်ခိုင်းခဲ့တာအခုနင်ကဘာမှမသိသလိုလုံးမနေနဲ့ကင်မီသားစုကအချမ်းသာဆုံးအချိန်တွေဖြတ်တန်းနေတာကိုနင်တယောက်တည်းပဲစင်းရဲသားလိုနေခဲ့ရတာကင်းလျှောက်၍ငါနင့်ကိုတနာတောင်တနာမိတယ်ကင်းလျှောက်၍ကမိဘများကိုကြည့်ကဖေတကယ်ပဲအဲ့ဒီလိုလားဖခင်ဖြစ်သူကမျက်နှာပြက်ကဝန်ခံလိုက်ပါတယ်လျှောက်၍လေးဖေသမီးကိုတောင်းပန်ပါတယ်ငါတို့ကတကယ်ပဲတနိုင်ငံလုံးမှာအချမ်းသာဆုံးပါဒီစကားကြောင့်သူမငိုချလိုက်တဲ့အခါရွှေမိုးတွေရွာချလာတာကိုရန်ဟောက်ကလောဘဇောတက်ပြီးတကယ်ပဲရွှေထွက်လာနိုင်တာပဲဒါတွေအကုန်လုံးငါတို့ဟာဖြစ်ပြီးကင်းလျှောက်၍ကဝမ်းနေစွာဖြစ်အရာအလုံးကအမှန်တရားတွေပဲပေါ့ဒါကြောင့်ဖေတို့ကသမီးကိုမငိုခိုင်းတာလားသမီးကိုအမှန်တရားမသိစေခြင်းလို့လားပိုင်မုံရောင်ကကြားညက်၍ရန်တိုက်ပေးလိုက်ပါတယ်ငါစေတနာနဲ့ပြောပြလိုက်မယ်နင့်ဖေကနင်းရဲ့ငိုရင်ရွှေထွက်တဲ့စွမ်းရည်ကိုအသုံးချပြီးတနိုင်ငံလုံးမှာအချမ်းသာဆုံးဖြစ်လာတာနင်တို့အိမ်မှာဆိုရင်ရွှေတွေကြီးပဲဒါပေမဲ့သူတို့ကနင့်ကိုဖုံးကွယ်ထားတာနင်အမှန်တရားသိသွားရင်သူတို့အတွက်ပတ်စံဆက်မရှာပေးမှာဆိုလို့ပေါ့ဒီစကားကြောင့်မိခင်ဖြစ်သူကညင်းဆိုလိုက်ပါတယ်မဟုတ်ဘူးရှောက်ရည်လေးကြည်စမ်းပါသူတို့မိသားစုကဘသူတွေလဲဥက္ကဋ္ဌတွေကတော်ကြီးတွေနင်တယောက်တည်းပဲအတုံးချခံရပြီးအနိုင်ကျင့်ခံစင်းရဲသားမလေးဖြစ်ခဲ့ရတာအခုထိအတုံးချခံကရိယာတစ်ခုလိုနေတော့မဲလားရန်ဟောက်ကဒီမှာသားအဖတန်ရောစင်တွေပြမနေနဲ့ခမားတို့တကယ်ပဲသူ့ကိုတနာရင်ပတ်စံတွေကိုသူ့အတွက်ခြံထားရမှာဒီလောက်နှစ်တွေအကြာကြီးစင်းရဲသားတယောက်လိုထားရမှာမဟုတ်ဘူးကင်လျှောက်၍ငါသာမင်းနေရမှာဆိုရင်ဒီသွေးဆုပ်ကောင်တွေနဲ့အဆက်အသွယ်ဖြတ်ပြီးငါတို့နဲ့လိုက်ခဲလိုက်ငါဂရိပေးတယ်နောက်ဆိုရတဲ့ပတ်စံရဲ့အဓိကဝေစုကိုမင်းကိုပေးမယ်သူတို့လိုမင်းကိုဖုံးကွယ်ထားမှာမဟုတ်ဘူးပိုင်မုံရောင်ကလည်းမြှုပ်ဆွဲလိုက်ပါတယ်ဟုတ်တယ်ငါတို့နဲ့လိုက်ခဲ့နောက်ဆိုရင်မင်းကတနိုင်ငံလုံးတင်မကဘူးကမ္ဘာအချမ်းသာဆုံးဖြစ်လာမှာဘယ်သူမှမင်းကိုခြေပွားအောင်မှာနင်းထားနိုင်မှာမဟုတ်ဘူးကင်လျှောက်၍ကစဉ်းစားဟန်ဖြင့်လုံနေတဲ့အချိန်ထိုစဉ်ဖူချင်းရွံထံမှမျက်နှာရိပ်ပြကအချက်ပေးလိုက်တာကြောင့်ရန်ဟောက်ကိုတွန်းထုတ်လိုက်ရာဖူချင်းရွံကရန်ဟောက်ကိုပြေးကန်လိုက်ပါတော့တယ်ကင်လျှောက်၍ကမိခင်ဖြစ်သူထံပြေးဝင်ကဖတ်ပြီးငိုပါတော့တယ်သမီးလေးသမီးဘာမှမဖြစ်ဘူးမလားမေမေသေးမတက်ထိတ်လန့်သွားတာပဲရန်ဟောက်ကမကြေမနက်ဖြစ်ကင်လျှောက်၍မင်းယူနေပြီလားသူတို့မင်းအပေါ်ဒီလိုလောက်တာတော့မင်းသူတို့နောက်ကိုလိုက်နေသေးတယ်ပေါ့ကင်းလျှောက်ရည်ကရန်ဟောက်ကိုစိုက်ကြည့်ကပြတ်သားစွာပြောလိုက်ပါတယ်နင်တို့ဒီမှာရန်တိုက်မနေနဲ့သူတို့ကငါရဲ့တကယ်မိသားစုဝင်တွေပဲငါနင်တို့လိုစိတ်ထားမကောင်းတဲ့လူတွေနောက်ကိုဘယ်တော့မှလိုက်မှာမဟုတ်ဘူးပိုင်မုံရောင်ကမကြေမနက်ဖြစ်ဒါပေမဲ့သူတို့ကနင့်ကိုဒီလောက်နှစ်တွေအကြာကြီးစင်းရဲအောင်ထားခဲ့တာလေနင်ဝမ်းမနေဘူးလားနင်သူတို့ကိုမမုန်းဘူးလား
ကင်လျှောက်ရွေကပြုံးလျက်ပြန်ပြောလိုက်ပါတယ်မုန်းနေဟုတ်လားငါဘာလို့မုန်းရမှာလဲဟုတ်တယ်သူတို့ငါ့ကိုအချို့အရာတွေဖုံးကွယ်ထားခဲ့တာမှန်တယ်လို့ငါတကယ်ပဲဆင်းရဲခဲ့တာလဲမှန်ပါတယ်ဒါပေမဲ့ဒီနှစ်20အတွင်းမှာသူတို့ငါ့ကိုဘာတစ်ခုမှစိတ်မဆင်းရဲစေခဲ့ဘူးတလို့ဒုက္ခလည်းမပေးခဲ့ဘူးအပြန်အလှန်အနေနဲ့ငါ့ကိုမေတ္တာတွေအများကြီးပေးခဲ့ကြတယ်ငါကဒီကိစ္စကိုကြိုမသိခဲ့ရုံတင်ပဲငါဘာလို့မုန်းရမှာလဲစန့်ကျင်ဘက်အနေနဲ့ငါမှဒီလိုစွမ်းရည်ရှိလို့ငါမိသားစုကိုချမ်းသာအောင်လုပ်ပေးနိုင်တာကိုငါတကယ်ဂုဏ်ယူလေဒီလိုတွေးထက်ဖြစ်တဲ့တန်ရောစင်ကိုနင်တို့လိုလူတွေဘယ်တော့မှနားလည်မှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်နောက်ဆုံးတော့ရဲများရောက်လာကြကရန်ဟောက်ပိုင်မုံရောင်မင်းတို့တွေကိုတမင်လူတက်ဖို့ကြံစီမှုပြန်ပေးဆွဲမှုတွေနဲ့တရားဥပဒေအရဖမ်းဆီးလိုက်ပြီးခေါ်သွားစမ်းသူတို့ကိုထောင်ထဲမှာပဲအိုမင်းသွားအောင်လုပ်ပစ်မယ်ရန်ဟောက်နဲ့ပိုင်မုံရောင်တို့ဖမ်းဆီးခံရပြီးနောက်ဖခင်ဖြစ်သူကသူမအားတောင်းပန်စကားပြောလိုက်ပါတယ်ရှောက်ရွေလေးအဖေတို့သမီးကိုတမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူးသမီးအပြစ်တင်ခြင်းရင်အဖေကိုပဲအပြစ်တင်မှာအဖေကပဲအားလုံးကိုအဲ့ဒီလိုလုပ်ခိုင်းခဲ့တာမိခင်ဖြစ်သူကလည်းရှောက်ရွေလေးမိမိတို့မကောင်းပါဘူးသမီးကိုအမှန်တရားမပြောပြပဲစိတ်ဆင်းရဲအောင်လုပ်မိသွားတယ်ဒါဆိုဖေဖေတို့ကဘာလို့သမီးကိုဖုံးကွယ်ထားတာလဲသမီးကိုဖုံးကွယ်ထားတာကသမီးမှာဒီလိုစွမ်းရည်ရှိမှန်းအခုလိုလူတွေသိသွားရင်သမီးအတွက်အန္တရာယ်ရှိလို့ပါအစကတော့သမီးကြောင့်ပြီးမှပြောပြမလို့စီစဉ်ထားတာဒါပေမဲ့နောက်ပိုင်းကြင်ရွယ်လေးနဲ့တိလာတော့ဒီကလေးကသမီးအပေါ်စစ်မှန်တဲ့စိတ်ရှိမရှိစမ်းသက်ချင်တာနဲ့ပဲဆက်ပြီးဖုံးကွယ်ထားမိတာဒီလိုပြဿနာတွေဖြစ်လာလိမ့်မယ်လို့ထင်မထားခဲ့ဘူးငါတို့ကကြင်ရွယ်လေးကိုစမ်းသက်ချင်ုံတင်ပါသူကသမီးအပေါ်တကယ်စစ်မှန်ပါတယ်ကင်လျှောက်ရွေကဖူးကျင်ရွယ်ကိုလှည့်ကြည့်ကဒါဆိုရင်ရှင်ကလည်းကြိုသိနေတာပေါ့ဟုတ်လားဖူးကျင်ရွယ်ကပြရနဲ့အစကတော့ကျွန်တော်လည်းမသိပါဘူးနောက်မှဖြည်းဖြည်းချင်းသတိထားမိလာတာစောကမှအကုန်သိသွားတာပါကင်လျှောက်ရွေကစိတ်ကောက်ချင်အောင်ဆောင်ကပြောလိုက်ပါတယ်သမီးတကယ်စိတ်ဆိုးသွားပြီမိသားစုဝင်များကအလောတကြီးဖြစ်ချော့ကြပါတော့တယ်စိတ်မဆိုးပါနဲ့ရှောက်ရွေလေးရဲ့ငါတို့ကင်လျှောက်ရွေကရေမောကဒါဆိုရင်သမီးအဖြစ်ပေးမယ်အဲ့ဒါကတော့သမီးကိုအရသာရှိတာတွေအများကြီးလိုက်ကြွေးရမယ်ဆိုပြီးပြောလိုက်တာကြောင့်အားလုံးလည်းသဘောကျသွားပါတော့တယ်အချိန်အနည်းငယ်ကုန်လွန်သွားပြီးနောက်ကင်လျှောက်ရွေနှင့်ဖူးကျင်ရွယ်တို့ကြောင်းပြီးသွားကြပါပြီဖူးကျင်ရွယ်ကကင်လျှောက်ရွေ၏လက်ကိုကင်ကအလေးနဲ့မေးလိုက်ပါတယ်ရှောက်ရွေအခုငါတို့ကြောင်းလဲပြီးပြီဆိုတော့အရင်ကငါပြောခဲ့တဲ့ကိစ္စကိုစတင်ဖို့အချိန်တန်ပြီမဟုတ်ဘူးလားကင်လျှောက်ရွေကရှက်ကိုရှက်ကန်းဖြစ်ဟမ်ဘာကိစ္စလဲကျမဘာလို့မမှတ်မိတော့တာလဲမိသားစုဝင်များကရောက်လာကဘေးမှနေ၍ရေမောကဝင်ပြောကြပါတယ်ဟောဗျာတေချာပေါက်လက်ထက်ရမယ့်ကိစ္စပေါ့ကြောင်းပြီးတာနဲ့ချက်ချင်းလက်ထက်လိုက်ကြပါဒါမှမဟုတ်ငါတို့ကအရက်ဖက်ရေးရယုံကိုတော့အခုဒီအထိတဲလာပေးရမလားဆိုပြီးစလိုက်ကြပါတယ်ဖူးကျင်ရွံကဒူးထောက်ကကင်လျှောက်ရွေကိုဂတိပေးလိုက်ပါတယ်ငါဖူးကျင်ရွံဒီနေရာမှာတင်လေးလေးနက်နက်ဂတိပေးပါတယ်ငါရဲ့တသက်တာလုံးကင်မိသားစုရဲ့သမီးကိုစောက်ရှောက်ပြီးချစ်ခင်မြတ်နိုးသွားပါမယ်တသက်လုံးစောက်ရှောက်ခွင့်ပြုနိုင်မလားကင်လျှောက်ရွေကစိတ်လှုပ်ရှားကငိုခြင်းတလို့ဖြစ်လာတဲ့အခါမိဘများနဲ့အကိုဖြစ်သူကအသေးအတန်အပြေးလွှားလာကအော်ကြပါတော့တယ်လာပြီဒီနားမှာငိုစမ်းဒီဘက်ကိုငိုချလိုက်ဖိတ်မကြစေနဲ့ဦးအားရပါရငိုချလိုက်စမ်းရှောက်ရွေလေးရေတနိုင်ငံလုံးမှာအချမ်းသာဆုံးဖြစ်နေတာတောင်သမီးလေးကိုကာကွယ်ခြင်းလုံးလို့စင်းရဲခြင်းအောင်ဆောင်ပြီးစမ်းသက်ခဲ့တဲ့တထေးကြီးကင်မိသားစုရဲ့ငကုံးကမတ်စသိန်းပိုင်းလေးပဲဖြစ်ပါတယ်ချစ်မိတ်ဆွေတို့ဆိုရင်ကောဒီလိုသမီးမျိုးမိသားစုဝင်မျိုးရှိလာရင်ဘလို့ကာကွယ်ပေးမယ်စိတ်ကူးထားလဲရှောက်ရွေရဲ့ဖခင်လိုပဲစင်းရဲခြင်းအောင်ဆောင်ပြီးကာကွယ်မှာလားမိမိစိတ်ကူးကိုကောမန့်မှာပြောခဲ့ကြပါအောင်နော်နောက်ဆုံးမှာတော့တမတ်တော်ကြီးဖူကျင်ရွံလဲရွှေပုံပေါ်မှာဆန်ရတော့မှာတေချာသွားခဲ့ပါပြီဗီလိန်တွေလည်းထိုက်တန်တဲ့အပြစ်ဒဏ်တွေရသွားကြပြီမို့ပရိသတ်ကြီးလည်းရင်ထဲမှာအေးချမ်းသွားကြပြီထင်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းပြီးဇက်ရှိန်တက်စရာဇလန်းကောင်းတွေကိုနောက်ထပ်ကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ပေလေးကို like နဲ့ share လုပ်ထားကြအောင်နော် story recap တော့အကောင့်လေးလည်းရှိလို့တော်ကိုရောက်တဲ့အခါ follow လုပ်ပေးကြပါအောင်နော်အားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေရှင်